စင်ကြံလန်းထဲမှာကြောက်ခနဲမြည်တမ်းတစ်ခုထွက်ပေါ်လာပြီးကြီးမားလာတဲ့စက်မှုတော်အင်ကြီးကစတင်လဲပတ်သွားတော့တာပဲဘုံတန်ခံတကားမကြီးကဖြည်းဖြည်းချင်းပွင့်သွားပြီးအထက်ကနေအေးဆက်ဆက်လေးတူကြီးကရှမ်းထွက်လာခဲ့တယ်အထက်မှာတော့အနက်ရောင်စာပါစင်ကြီးတွေကစနစ်တကျတန်းစီရက်တည်နေပြီးမောင်ထုထဲမှာမရေမတွက်နိုင်တဲ့အချက်ပြမီစိမ့်မီနီလေးတွေကတစ်ဖြက်ဖြက်လင်းနေတာပေါ့အဖွဲ့သားတွေအထဲကိုအပြေးလွှားဝင်သွားကြပြီးစတင်ရှာဖွေကြတော့တဲ့စက္ကန့်ပိုင်းတွင်မှာတင်ဒေါက်တာကလီမင်းကစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်လိုက်တာပေါ့တွေ့ပြီပြိုProfessor King ကပြပြတလဲပြေးသွားတဲ့ဤပညာရှင်ချို့ကလည်းစာပါပေါက်တွေတဲကို data သိမ်းဆည်းမဲ့ကိရိယာတွေချက်ချင်းထိုးဆိုင်လိုက်ပြီး data တွေကိုစတင်ကူးယူကြတော့တဲ့ screen ပေါ်မှာတော့အစိမ်းရောင် progress bar လေးကတရွေ့ရွေ့နဲ့တက်လာတာပေါ့ Professor King က radio ကိုကင်ပြီးကျွန်တော်စီလှမ်းခေါ်တယ်ဆိုင်ရှင်မိုင်လိုမိပြလိုက်အဖွဲ့ပန်းတိုင်ကိုရောက်ပါပြီ data ကူးယူဖို့မိနစ်40လောက်ကြာပါလိမ့်မယ်အဲ့ဒီအချိန်မှာပဲအရှိဘက်ဆောင်ကကြီးမားလာတဲ့ထုတ်လုပ်မှုခန်းမကြီးထဲမှာတော့တိုက်ခိုက်ရေးတပ်ဖွဲ့ကဇွန်ဘီမန်တများကိုအကုန်ရှင်းလင်းပြီးသွားပြီးအိုဝင်ကကြီးမားလာတဲ့ထုတ်လုပ်မှုစက်ကိရိယာကြီးတစ်ခုရဲ့ရှေ့မှာမတ်တရက်နေပြီးသူ့ရဲ့လက်ချောင်းတွေကထင်းချုံမှုပေါင်းပေါ်မှာပြန်တန်းနေတယ်လို့အမြန်ဆုံးနှိပ်နေတာပေါ့မျက်စိတမိတ်တွင်းမှာပဲစက်ကြီးရဲ့အပေါ်ကအချက်ပြမီကအနီရောင်ကနေအစိမ်းရောင်ကိုတန်းပြီးပြောင်းသွားတော့တဲ့အိုဝင်ကစိတ်လှုပ်ရှားစွာနဲ့အော်ပြောရှာတယ်ဒီထုတ်လုပ်မှုလိုင်းရဲ့ပင်မဖွဲ့စည်းပုံကြီးကအကောင့်တိုင်းရှိနေသေးတယ်ဗျပျက်စီးလွယ်တဲ့အစိပ်ပိုင်းချို့ကိုလဲလှယ်ပြီးလျှက်စစ်ပါဝါနဲ့ချိတ်ဆက်လိုက်ရုံနဲ့ဒါကိုပြန်လဲပတ်လို့ရပြီစကော်ပီယွန်ကတော့ကြောင်တောင်ပုံစံနဲ့နေပါဦးဆိုင်ရှင်မိုင်လိုချင်တဲ့ဘက်ထရီအိုးတွေကဘယ်မှာလဲအိုဝင်ကခမ်းမကြီးရဲ့အောက်ခြေနာကပိတ်ဆို့ထားတဲ့တူလောင်ယုံတကားကြီးစီကိုလက်ညှိုးပြလိုက်တဲ့ဘက်ထရော့စစ်သားတွေရှေ့တိုးသွားပြီးတန်တူးရင်းတွေနဲ့တကားကိုအတင်းကလေးဖွင့်လိုက်ကြတော့တဲ့တူလောင်ယုံကြီးကအမောင်ထုတဲ့အထိကျေပြန့်လာပြီးအဆုံးမရှိတဲ့စင်ကြီးတွေပတ်ပတ်လဲရှိနေတာဗျလူတိုင်းထိုးနေရမှာတင်းကြက်တီတီသွားကြတော့တယ်ဘာလို့လဲဆိုတော့စင်တိုင်းပေါ်မှာတရမခုနှစ်တစ်စိတ်အထင်ရှားရိုက်နေထားတဲ့ကထူးတစ်တာတစ်ဆက်ဆက်တွေကတေးတေးတက်တက်ပုံနေကြတာကိုအဲ့ဒီအချိန်မှာစစ်သားတယောက်ကရှေ့တိုးပြီးတစ်တာတစ်လုံးကိုဓာတ်နဲ့လှိဖြက်ဖွင့်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့တကယ်ကိုအသစ်ဆက်ဆက်အကောင်ဘက်ကတိဘက်ထရီအိုးတစ်စက်လုံးကျော်ကကားကနေပြုတ်ကျလာတာပေါ်ဘက်ထရော့စစ်သားတွေဝမ်းသာအားရနဲ့အော်ဟစ်အောင်ပွဲခံကြတော့တယ်အိုဝင်ကစင်တွေကြားထဲမှာဟိုပြေးတီပြေးနဲ့တက်ပလက်ပေါ်မှာကုန်ပစ္စည်းကုတ်တွေကိုအမြန်ဆုံးလိုက်စတင်ဖက်နေရှာတယ်။ဒီမှာအနည်းဆုံးဘက်ထရီအိုး3000ရှိတယ်ပြပြီးတော့တူလောင်မှုအခြေအနေကတကယ်ကိုကောင်းမွန်လို့နဲ့တက်စီးမှုနှုန်းက9%အောက်ပဲရှိတယ်။စကော်ပီယွန်ကတော့ဝမ်းတာလုံးမထိန်နိုင်တော့ဘူး။ဒါတွေအကုန်လုံးသာပြန်တယ်သွားရင်ဆိုင်ရှင်မိုင်လိုပေးမဲ့ဆုလက်စီတူပူတွေကတောင်းလို့ပုံတော့မှလေ။အဲ့ဒီအချိန်မှာအိုဝင်ရဲ့အတန်ကထပ်ပြီးဟိန်းထွက်လာပြန်တယ်။ဒီမှာထုတ်လုပ်မှုလိုင်းကတခုလည်းမဟုတ်ဘူးပြတကယ်ကိုအပြည့်စုံရှိတဲ့ထုတ်လုပ်မှုလိုင်းနှစ်ခုစလုံးရှိနေတာ။စကော်ပီယွန်ကတော့မိုးကြိုးပြစ်တန်လို့ကျဲလောင်စွာတဟားဟာရေမောလိုက်ပြီးရေဒီယိုကိုဆွဲကင်လိုက်တော့တယ်ဆိုင်ရှင်မိုင်လိုကိုသတင်းပို့ပါတယ်အရှိဘက်ဆုံးတူလောင်ယုံမှာအကောင့်ဘက်ကတိဘက်ထရီအိုး30တူညရဲ့ပြီးတော့အပြည့်စုံရှိတဲ့ထုတ်လုပ်မှုလိုင်းနှစ်ခုကိုပါရှာတွေ့ထားပါတယ်ဗျာဆိုင်ထဲမှာတော့ကျွန်တော်ကခောက်ကူတင်ကိုမိထားလုံးပဲရေဒီယိုထဲကနေသတင်းကောင်းတွေတစ်ခုပြီးတစ်ခုတက်ဆက်ဝင်လာနေတာပေါ့ House အဖွဲ့မြန်မာတဲ့နေရာအားလုံးကိုအပိုင်စီထားပြီးပါပြီဘာအန်ရီမှမတွေ့ရပါဘူးမြောက်ဘက်ဆုံးအိတ်ဆောင်တွေအားလုံးလုံးဝရှင်းလင်းပြီးပါပြီဒါပေမဲ့ကျွန်တော်မျက်နှာကတော့ဘာမှမပြောင်းလဲဘူးစိတ်တဆစွမ်းရင်ကိုတုံးပြီးစင်မောကကိုကာကိုလာတပူးကိုလေထဲမှာဝဲပြန်စီပြီးအตาရလှမ်းယူဖောက်တော့လိုက်တယ်မကြခင်မှာပဲ data ကူးယူတာလည်းပြီးသွားပြီး battery အိုးမှန်သမျှကိုလည်းကားပေါ်တင်ပြီးသွားကြပြီးအဖွဲ့လေးဖွဲ့စလုံးကပင်မတကားဝကြီးရဲ့အရှိမပြန်လဲလူစုလိုက်ကြတာပေါ့ Scorpion ရဲ့ရင်ထဲမှာတော့စိုးရင်စိတ်တွေတရားဆက်ဖြစ်ပေါ်လာခဲ့ပြီးသူကကျွန်တော်ဒီအောင်ပွဲခံစားတောက်ပွဲကြီးကိုသဘောတူပါမလားဒါမှမဟုတ်ဒီလိုပွဲမျိုးကိုအကြံပြုရမလားဆိုပြီးအပြစ်တင်မလားဆိုတာမသိလို့စိတ်ပူနေရှာတာဒီအတွေးကြောင့်သူ့ကြောပြင်ကြီးတစ်ခုလုံးအေးဆက်သွားတော့တာပေါ့မကြခင်မှာပဲပင်မတက်ဖွဲ့ကြီးဆိုင်ရှိကိုပြန်ရောက်လာခဲ့ကြတယ်ပတ်ဝန်းကျင်တစ်ခုလုံးကြောက်စရာကောင်းတော့အောင်တိတ်ဆိတ်သွားခဲ့တာပေါ့မျက်လုံးအားလုံးကဆွဲပိတ်ထားတဲ့တမက်တကား roller shutter စီကိုပဲစိုက်ကြည့်နေကြတယ်ခဏကြာမှာတော့တပတ်တကားကဖြည်းဖြည်းချင်းမြင့်တက်လာခဲ့ပြီးကျွန်တော်အပြင်ကိုလှမ်းထွက်ခဲ့တဲ့မျက်နှာကတည်ငြိမ်နေပြီးခြေလမ်းတွေကအေးအေးဆေးဆေးပဲကျွန်တော်အကြည့်ကစကော်ပီယွန်စီရောက်သွားတာပေါ့စကော်ပီယွန်မင်းစောစောကအောက်ပွဲခန်းစားတောက်ပွဲအကြောင်းပြောခဲ့တယ်မဟုတ်လားအဲ့ဒီစကားကိုကြားလိုက်ရတဲ့စက္ကန့်မှာတင်စကော်ပီယွန်ရဲ့နှလုံးသားကြီးကကြမ်းပြင်ပေါ်တန်းပြုတ်ကျသွားတယ်လို့ခံစားလိုက်ရတော့တဲ့သူ့လက်ဖူးပေါ်မှာအေးဆက်ဆက်ချွေးစေးတွေကတီးလာတာပေါ့အဲ့ဒါကျွန်တော်စကားလုံးသွားတာပါဆိုင်ရှင်မိုင်းလို့ကျွန်တော်ဒါပေမဲ့ကျွန်တော်သူ့စကားကိုဖျက်ပြောလိုက်တယ်အကြံကောင်းပဲကျွန်တော်လက်ကိုမြောက်ပြီးတာမန်မဲ့တစ်ချက်ဝေးရန်ပြလိုက်တယ်မျက်စိတမိတ်တွင်းမှာတင်ကွင်းပြင်ကြီးရဲ့အလဲဘိုးမှာအသားတွေတောင်လို့ပုံနေတဲ့အသားတောင်ပူစာကြီးတစ်ခုချက်ချင်းမွေးဖွားလာတော့တာပဲဝတ်သားမဲသားချက်သားပဲသားအစုံလင်မဲပြပြီးတော့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့အာလူတွေကလည်းဘာမှမရှိတဲ့လေတူတွေကနေဘွားကနေပေါ်လာပြန်တယ်ဒါတင်မကသေးဘူးရေခဲတုံးလိုအေးဆက်နေတဲ့ဘီယာတစ်တာပေါင်းညာနဲ့ချီပြီးပါလာသေးတာတစ်စက္ကန့်အတွင်းမှာပဲကွင်းပြင်တစ်ခုလုံးလူတွေရဲ့တရွေးမျိုးချတန်တွေနဲ့စူညံသွားတော့တာပဲကျွန်တော်အတန်ကအမောင်ထုကိုဆွဲထဲပြီးထွက်ပေါ်လာတယ်ဘာရက်ကြည့်နေကြတာလဲဒီနေ့တော့အသားတွေကိုဘိုက်ကွဲမတက်အဝါစားကြစမ်းအဲ့ဒီစကားလည်းထွက်လာရောတကဘာလုံးစက္ကန့်ပိုင်းလောက်ငြိမ်ကျသွားခဲ့ပြီးနောက်မှမြေကြီးတုံမတက်တောင်းဖြာအော်ဟစ်အောင်ပွဲခံတန်ကြီးကကောင်းကင်ရန်အထိဟိန်းထွက်သွားတော့တဲ့စစ်သားတွေမထိန်နိုင်ကြတော့ဘူးသူတို့တွေအသားတောင်ကြီးစီကိုအယူမူပြေးဝင်သွားကြတော့တာပေါ့ခဏကြာမှာတော့ဘက်ထရော့စစ်တီတွေကကင်ပို့စင်တွေကိုတိစောက်ပြီးမိသွေးတွေကိုမိရှုကြတယ်ကျွန်တော်ရဲ့ဝန်ထမ်းတွေကလည်းဟင်းသီးဟင်းရွက်တွေကိုလိုက်စေးကြတာပေါ့ဟောက်အဖွဲ့ကကင်းထောက်သမားတွေကတော့ဒီစားတောက်ပွဲကြီးဘေးကင်းဖို့အတွက်ပတ်လည်မှာကင်းလဲဆောက်ရှောက်ပေးထားကြတယ်မိနစ်ပိုင်းတွင်းမှာတင်ကင်ထားတဲ့အသားနဲ့အေးစိတ်မွေးကြိုင်လာတဲ့အနံ့သက်တွေကဝင်းပြင်ကြီးတစ်ခုလုံးကိုဖုံးဝန်းသွားတော့တာပဲလူတွေကအသားကင်တွေစားကြဘီယာတွေတောက်ကြနဲ့ကဘာကြီးမပျက်စီးခင်အရင်တုန်းကအခြေအနေတိုင်းပြန်ဖြစ်သွားတယ်လို့မျိုးပဲလိုက်တင်ကြီးကတော့လူအုပ်ကြီးရဲ့အစွန်းနားမှာမတ်တက်ရရင်ကျွန်တော်ဒါတွေအားလုံးကိုတီတီငြိမ်ငြိမ်အကဲခတ်နေတာကိုစိုက်ကြည့်နေမိတာပေါ့အဲ့ဒီအချိန်ကျမှသူမရုတ်တရက်သဘောပေါက်သွားခဲ့ပြီကျွန်တော်ပေးခဲ့တာကစော်ကားမှုမဟုတ်ဘူးဒါကတနာကယူနာတက်တက်ပေးကမ်းတာလည်းမဟုတ်ဘူးဒါကရွေးချယ်မှုတစ်ခုပြအသားစားအနေငယ်လေးအတွက်လမ်းဘေးကအထီးကျန်ဝင်ပလွေတကောင်လို့ဆက်ပြီးလူရက်တက်ခိုင်မလားဒါမှမဟုတ်ချင်းတိမင်းစီမှာခိုးလုံပြီးသူ့ရဲ့စပွဲဝိုင်းကြီးပေါ်မှာခန်းနာစွာအတူတူစားတော့မလားဆိုတာပဲကျွန်တော်ဆိုင်တကားကောင်ကိုမိရင်ကိုကာကိုလာကိုတမြုံမြုံတောက်နေလိုက်တယ်အဲ့ဒီအချိန်မှာစကော်ပီယွန်ကကျွန်တော်စီကိုဝမ်းတာအားရနဲ့အပြေးလွှားရောက်လာပြီးခါးကိုနက်နက်ရှိုင်းရှိုင်းညှို့လိုက်တာပေါ့ဆိုင်ရှင်မိုင်လို
အခုကစပြီးဘက်ထရော့ဖွဲ့ဟာခင်ဗျားရဲ့အသစ္စာဆုံးမဟာမိတ်အဖွဲ့ဖြစ်လာပါပြီဗျာကျွန်တော်ရဲ့အသက်ကအခုကစပြီးခင်ဗျားပိုင်ပဲကျွန်တော်ဘာမှပြန်မပြောဘူးလက်ထဲကကိုကာကိုလာဘူးခုံကိုလက်နဲ့ညှစ်ချေပစ်လိုက်ပြီးမီတာ100ကွာမှရှိတဲ့အမိုက်ပုံးတွေကိုအတိအကျလှမ်းပစ်ထည့်လိုက်တယ်ပြီးမှတင်းငိမ်စွာပြောလိုက်တယ်ငါအမိန့်ကိုပဲနာခံစမ်းပါမင်းတို့အနက်တိုင်းအသားစားရစီမယ်ပြီးတာနဲ့ကျွန်တော်လက်ထွက်ပြီးဆိုင်ရဲ့အမောင်ရိပ်ထဲကိုပြန်ဝင်ခဲ့တော့တယ်အဲ့ဒီစကားကအဲ့ဒီနေရာမှာရှိတဲ့လူတိုင်းရဲ့နှလုံးသားထဲကိုအထရီနလင်ဆေးထိုးပေးလိုက်တယ်လို့မျိုးပြင်းထန်လာတာဗျကျွန်တော်ရဲ့ရှိရှိသမျှအငွေ့သက်တွေကကွင်းပြင်ကြီးတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့တာပဲအောင်ပွဲခံစားတောက်ပွဲကြီးကတော့ဆက်လက်အရှင်ကောင်းနေတုန်းပဲဗီယာဟောနတ်နဲ့ပရိုဖက်ဆာကင်းတို့ကယာယီစပွဲဝိုင်းတစ်ခုမှာထိုင်နေကြတယ်သူတို့တွေအသေးချာသိလိုက်ပြီဒီနေ့ကစပြီးဒီပျက်စီးနေတဲ့မြို့ပြက်ကြီးရဲ့စီကံတွေလုံးဝပြောင်းလဲသွားခဲ့ပြီဆိုတာအကြာကြီးကြာပြီးတဲ့နောက်မှာတော့မိသွေးတွေငိမ့်သွားခဲ့ပြီးအသားတောင်ကြီးကလည်းအယိုးတောင်မကြမ်းတော့ပဲပြောင်းတလင်းခါသွားခဲ့ပြီပေါ့အဲ့ဒီအချိန်မှာတပတ်တကားကအတန်မထွက်ပဲပြန်ပွက်လာပြန်နေကျွန်တော်အပြင်ကိုထက်ထွက်လာခဲ့တာပေါ့မျက်လုံးအားလုံးကကျွန်တော်စီကိုဖြတ်ခနဲ့ရောက်လာကြပြန်နေကျွန်တော်လက်ကိုမြောက်ပြီးတစ်ချက်ပဲဝေးရမ်းပြလိုက်တယ်ကွင်းပြင်ကြီးတစ်ခုလုံးမှာရိတ်ခါတောင်ကြီးတွေချက်ချင်းထပ်မံပေါ်လာပြန်တော့တာပဲဒီတစ်ခါတော့ဖိတိတ်ထားတဲ့ဘီစကစ်မုန့်တွေမဟုတ်ဘူးစနစ်တကျပုံထားတဲ့စီတိုမဲတာဘူးတွေနဲ့ secret ဖာပေါင်းမြောက်များစွာပါလာတာဒီမှာရိတ်ခါပုံနှစ်ပုံရှိတယ်တပုံကတော့အဖွဲ့အစည်းကြီးလေးခုအတွက်သဘောတူထားတဲ့အဖိုးခါပဲကျန်တဲ့တပုံကတော့ဒီနေ့တိုက်ပွဲဝင်ခဲ့တဲ့စစ်တီတယောက်ချင်းစီရဲ့စစ်မှုထမ်းအကောင့်ဆိုးလိုက်ခွဲဝေပေးဖို့ပဲမင်းတို့ကိုယ်တိုင်လာပြီးတင်းစီကြဘီယာကခွဲဝေမှုကိုတာဝန်ယူစကော်ပီယွန်ကကူညီပေးစကားစုံတာနဲ့ကျွန်တော်ဆိုင်ထဲကိုပြန်ဝင်ခဲ့တော့တယ်ကွင်းပြင်ကြီးတစ်ခုလုံးမိုးကြိုးပစ်တယ်လို့နောက်ထပ်အော်ဟဲအောင်ပွဲခံတန်ကြီးထပ်ပေါ်လာပြန်တာပေါ့ဘီယာကရှေ့တိုးလိုက်ပြီးစစ်တီတွေရဲ့တိုက်ပွဲမတန်းလိုက်ပစ္စည်းတွေကိုစနစ်တကျစတင်ခွဲဝေပေးတော့တယ်လုပ်ငန်းစဉ်တစ်ခုလုံးကတကယ်ကိုအတိအကျစနစ်တကျရှိလုံးတာအခုချိန်မှာတော့လူတိုင်းတည်သွားကြပြီခေဟောင်းကြီးကုံဆုံးသွားခဲ့ပြီဆိုတာဒီနေ့ကစပြီးဒီမျိုးပြက်ကြီးကစီကံတစ်ခုလေးကိုပဲနာခံရမယ်အဲ့ဒါငါရဲ့စီကံပဲမကြခင်မှာပဲပစ္စည်းခွဲဝေတာပြီးသွားခဲ့ပြီးရင်နှန်းတွေကတစီးပြီးတစ်ခုအင်ဂျင်နိုးပြီးမောင်းထွက်သွားကြတော့တယ်မကြခင်မှာပဲကွင်းပြင်ကြီးထဲမှာအယိုးစအဆုပ်တွေနဲ့ဘီယာပလင်းခွန်တွေကလွဲလို့ဘာမှမကြံတော့ဘူးနိုင်တင်ဂေးနဲ့သူမရဲ့စွာရှင်တွေပဲကွင်းပြင်ရဲ့အလဲဘဘမှာအထီးကျန်စွာမတ်တရဲ့ကြံရိတ်ခဲ့ကြတာပေါ့ဒီအချိန်မှာတော့သူတို့တွေအကျွမ်းမဲ့တေချာသွားခဲ့ပြီကျွန်တော်ကသာသူတို့ရဲ့တစ်ခုလေးသောရွေးချယ်မှုဖြစ်တယ်ဆိုတာဒါကိုမြင်တော့ကျွန်တော်လက်ကိုတာမန်ပဲဝေးရမ်းပြလိုက်တယ်ခောက်ဆွဲ6တက်တာပေါင်းမြောက်များစွာနဲ့စီတူဘူးတွေကဘာမှမရှိတဲ့လေတူတွေကနေဘွားခနဲ့ပေါ်လာပြန်တာပေါ့ဒါကမင်းတို့အတွက်အဖိုးခပဲဒါတွေကိုယူပြီးထွက်သွားကြတော့အဲ့ဒီစကားလည်းထွက်လာရောစကားကဒေါသတကြီးနဲ့အော်ဟစ်တော့တာပဲငါတို့ကခမည်းအလိုရှိရင်တုံးပြီးအလိုမရှိရင်လွတ်ပြမဲ့အဝတ်စုပ်တွေထင်နေတာလားဗျဒီမနက်စာတနက်တဲနဲ့ငါတို့ကိုမောင်းထုတ်ဖို့လုံလောက်ပြီလို့ထင်နေတာလားသူ့နောက်ကအုပ်စုကလည်းချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီမဲ့နိုင်တင်ကေးကတော့လုံးဝမလှုပ်ရှားဘူးသူမကရှေ့ကိုတလန့်တိုးလိုက်ပြီးခေါင်းကိုမော့ကကျွန်တော်မျက်လုံးတွေကိုတက်တက်ဆိုင်ကြည့်တယ်ကျမတို့ဒီမှာပဲကြံခဲ့ပြီးရှင့်အတွက်အလုပ်လုပ်ချင်ပါတယ်ဗျာအခုမိပညာပန်းချံကဗလာနက်တိဖြစ်သွားပြီးမကြခင်မှာဒီမျိုးပြက်ကကောက်တင်းကောက်သမားတွေကဒါကိုအနံ့ခံပြီးရောက်လာကြတော့မှအဆောင်ရှောက်မရှိရင်အဲ့ဒီကစက်ကရိယာတွေနဲ့ရိတ်ခါတွေအားလုံးတရက်အတွင်းမှာတင်ပြောင်းတလင်းခါသွားလိမ့်မယ်အဖွဲ့အစည်းကြီးလေးခုကတော့အနားယူဖို့ပြန်သွားကြပြီးသူတို့ချက်ချင်းပြန်လာမှာမဟုတ်ဘူးအခုချိန်မှာအဲ့ဒီပန်းချံစီအမြန်ဆုံးသွားနိုင်တာကျမတို့ပဲရှိတယ်သူမနောက်ကစွာရှင်တွေငြိမ်ကျသွားပြီးတယောက်မျက်နှာတယောက်လှမ်းကြည့်နေကြတာပေါ့ကျွန်တော်ရဲ့နှက်ခမ်းတောင်မှာထူးဆန်းတဲ့အပြုံးရည်လေးတစ်ခုပေါ်လာခဲ့ပြီအဲ့လိုဆိုရင်လေမင်းတို့တွေကအခုကစပြီးလွတ်လပ်တဲ့လမ်းဘေးစွာရှင်တွေမဟုတ်တော့ဘူးဒီစက္ကန့်ကစပြီးမင်းတို့တွေကငါရဲ့ပထမဆုံးတိုက်ရိုက်ကိုကဲမှုအောက်ကအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ပဲမင်းတို့ရဲ့လှုပ်ဝက်အမိကညှိတံမနေတာမင်းကတော့အဖွဲ့ခေါင်းဆောင်ပဲကျွန်တော်အတန်ကညင်းပယ်လို့မရတဲ့အကျွမ်းမဲ့အာနာဆက်တွေပါဝင်နေတာဗျနိုင်တင်ကေးကတင်းငင်းစွာခေါင်းကြီးပြရှာတယ်ကျွန်တော်လက်ကိုထပ်မြောက်လိုက်ပြန်တယ်နောက်တစ်စက္ကန့်မှာတော့အသစ်ဆက်ဆက်ဒီဇယ်ဂျင်နေရာကြီးတစ်ခုကမြေကြီးပေါ်ဖုံးကနေကျလာပြီးသူ့ဘေးမှာလည်းဒီဇယ်စီပါတဲ့စီပိုင်းအချို့ပါလာတာပေါ့ပြီးတော့တင်းငယ်ကျစ်လက်တဲ့တင်းထောက်ထုံးတစ်စင်းနဲ့အဲ့ဒါကိုထိန်းချုပ်မဲ့တက်ပလက်တစ်ခုသူ့နောက်မှာတော့အသစ်ဆက်ဆက်စစ်ပွဲသုံးရေဒီယိုဆက်သွယ်ရေးဆက်တစ်ဆက်လုံးကျော်ကတန်းပြီးပေါ်လာတော့တယ်ဒါတွေကမင်းတို့ရဲ့စစ်လက်နဲ့ကရိယာတွေပဲအခုရိတ်ခါတွေနဲ့ဒီပစ္စည်းတွေကိုယူပြီးဤပညာပန်းချံစီချက်ချင်းထွက်ခွာကြတော့အဲ့ဒီကအိတ်ဆောင်ခရိုင်ကိုမင်းတို့ရဲ့ယာယီခြေဆိုင်စခန်းအဖြစ်တိဆောက်အကယ်၍ကြွတ်တကောင်ပဲဖြစ်ခိုးဝင်လာတာမျိုးရှိခဲ့ရင်တော့ငါစီကိုချက်ချင်းအစီရင်ခံရမယ်လူတိုင်းကအဲ့ဒီဤပညာပစ္စည်းတွေကိုမျက်လုံးစုံပြူပြီးစိုက်ကြည့်နေကြတော့တာပဲနိုင်တင်ကေးကိုယ်တိုင်တော့သူမရဲ့ရင်ထဲကပြင်းထန်လာတဲ့စိတ်လှုပ်ရှားမှုတွေကိုလုံးဝမဖုံးကွယ်နိုင်တော့ဘူးသူမကသူမရဲ့အဖွဲ့သားတွေဘက်ကိုဖြတ်ခနဲလှည့်လိုက်ပြီးအမိတ်ဘေးတန်ဟင်းထွက်လိုက်တော့တယ်လူတိုင်းရိတ်ခါတွေကိုအမြန်စစ်စစ်ကြဆန်းထွက်ခွာဖို့ပြင်ဆင်ကြဒီတခါတော့သူမနောက်ကလူတွေရဲ့ပြန်လည်ထူးတန်ကတကယ်ကိုညီညွတ်မြတ်တက်လာတာဗျအမိတ်တိုင်းမှာအဖွဲ့ကောင်းဆောင်သူတို့တွေကကရိယာတစားပလားတွေကိုကားပေါ်အမြန်တင်မော်တော်ယာဉ်တွေပေါ်ခုန်တက်လိုက်ကြပြီးဖုန်တထောင်းထောင်းထမင်းနီးပညာပန်းချန်စီကိုအရှိန်ဟုန်နဲ့မောင်းထွက်သွားကြတော့တယ်ကျွန်တော်လည်းအကြည့်ကိုပြန်ရုပ်သိမ်းလိုက်ပြီးတပတ်တကားကိုဖြည်းဖြည်းချင်းပြန်ချလိုက်တာပေါ့ဆိုင်ထဲမှာတိတ်ဆိတ်ချင်းကတဖန်ပြန်ဆိုးမိုးသွားခဲ့ပြီကျွန်တော်ကွန်ပျူတာစကရင်ပေါ်ကရှုပ်ထွေးလာတဲ့စက်မှုဒီဇိုင်းပုံစံတွေကိုစိုက်ကြည့်နေမိတယ်ဒါကသောမ9ဘက်ထရီရဲ့ထုတ်လုပ်မှုလိုင်းစနစ်တစ်ခုလုံးရဲ့ပုံစံပြမြေပုံနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ဒေတာတွေပဲပြကျွန်တော်မျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာခဲ့ပြီးအစီအစဉ်ကတော့ရှင်းပါတယ်လက်ရှိကဘာကိုပြန်မဲ့မြေအောက်ခန်းထဲကရွှေတွေကိုအရင်နေ့ဖြစ်သုံးမယ်ပြီးရင်ဒီဆွမ်းဆောင်ရည်မြင့်ဘက်ထရီတွေကိုအခြေခံအုပ်မြင့်ချပြီးငါရဲ့ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးတစ်ခုကိုတိစောက်ပြရမယ်ဤပညာပန်းချံကိုစီးနှင်းတိုက်ခိုက်ခဲ့တဲ့တည်င်းကမြို့ပြက်ကြီးတစ်ခုလုံးမှာတောမီလိုပြန့်နှံ့သွားခဲ့ပြီးလူတွေကဆိုင်ရှိကကွင်းပြင်ကြီးစီကိုတပွဲပွဲနဲ့ပို့ပြီးရောက်လာကြတာပေါ့မကြခင်မှာပဲလူအုပ်ကြီးကတိတ်ပြီးဆူညံလာခဲ့တယ်ကျွန်တော်ရဲ့ပုံရိပ်ကဆိုင်တကားဝမှာပေါ်လာပေမဲ့ဒီတစ်ခါတော့ဘာရိခါမှယူမလာခဲ့ဘူးကျွန်တော်အေးဆက်ဆက်အတန်နဲ့ပဲပြောလိုက်တယ်ငါရဲ့စီကံကိုနောက်တစ်ခေါက်ထပ်ပြောမယ်တန်မိုးရှိတဲ့အရာတစ်ခုခုကိုယူလာပြီးမှမင်းတို့ရဲ့အသက်ရှင်တန်ခွင့်ရိခါနဲ့လာလဲလေကြကျွန်တော်ကလူတစ်ယောက်ကိုကုန်သွယ်မှုကြီးကြပ်ရေးမှုအဖြစ်ခန့်အပ်လိုက်တဲ့အဲ့ဒီနောက်မှာတော့ရိုးရှင်းပေမဲ့တကယ်ကိုထိရောက်တဲ့ကုန်သွယ်ရေးဈေးကွက်ကြီးတစ်ခုပုံပေါ်လာခဲ့ပြီးအသက်ရှင်ကျန်ရည်သူတွေကရိခါလဲကိုတယောက်ပြီးတယောက်တန်းစီကြတာပေါ့ကျွန်တော်ကတော့ဆိုင်ထဲမှာထိုင်ရင်သူတို့စီကရတဲ့ကဘာဟောင်းကပစ္စည်းအစုပ်ပြက်တွေကိုကဘာကျော်စွမ်းအင်တူလောင်ခန်းထဲကိုလှမ်းသိမ်းနေလိုက်တယ်အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားပြီးကဘာကူးပြောင်းခြင်းရဲ့ခိုးတော့အချိန်ကပြီးဆုံးသွားခဲ့ပြီးကျွန်တော်ကွင်းပြင်ကြီးစီကိုလှမ်းကြည့်လိုက်တော့တန်းစီနေတဲ့လူတန်းကြီးကမီတာရာနဲ့ချီပြီးငွေလိမ်ငွေကောက်ရှည်ရနေတာဗျဒါကိုမြင်တော့ကျွန်တော်ကြည့်ချက်ရေးမှုကိုလှမ်းပြောလိုက်တယ်ကုန်သွယ်မှုကိုညနေ9:00နာရီတိတိမှာပိတ်မယ်တစ်စက္ကန့်တောင်အပူမပေးဘူး
ကြီးကြပ်ရေးမှုကလက်ထက်သွားပြီးလူအုပ်ကြီးကိုရှိသမျှအင်အားကုန်သုံးပြီးလှမ်းအော်တော့တာပဲဆိုင်ရှင်မိုင်လိုရဲ့အမိတ်ပဲဟဲ့ကုန်သွယ်မှုကို9နာရီတိတိမှပိတ်မယ်ဒီနေ့မမီတဲ့လူတွေမနေ့ပြန်စောစောလာကြကျွန်တော်သဘောကျစွာခေါင်းနှိပ်လိုက်မိတယ်ဒီကြီးကြပ်ရေးမှုကအလုပ်လုပ်ပုံတော်သားပဲအရေးချင်းရှိတဲ့လူတစ်ယောက်ပဲဗျကျွန်တော်ရေဒီယိုကိုကင်ပြီး Nightingale စီလှမ်းခေါ်လိုက်တယ်မင်းတို့လူ2ယောက်လောက်လွတ်လိုက်စမ်းကုန်သွယ်မှုပြီးရင်ဒီကြီးကြပ်ရေးမှုကိုဤပညာပန်းချန်စီခေါ်သွားပြီးတဲကိုစရာနေရာတစ်ခုစီစဉ်ပေးလိုက်ကြီးကြပ်ရေးမှုခမရဝမ်းသာလုံးလို့တကိုယ်လုံးတုံရီသွားပြီးဆိုင်ဘက်ကိုချက်ချင်းလဲကဒူးထောက်ပြီး3ချိန်တိုင်တိုင်ဥချတော့တာပေါ့ကျွန်တော်လည်းအာယုံကိုကွန်ပျူတာစီပြန်ပို့ပြီး data တွေကိုတစ်ကြောင်းချင်းစီတိတိကျကျထပ်စစ်နေလိုက်တယ်ညနေ9နာရီတိတိမှာကုန်သွယ်မှုပြီးဆုံးသွားခဲ့ပြီး Nightingale လွတ်လိုက်တဲ့ညတံမနီတာအဖွဲ့ဝင်2ယောက်လည်းရောက်နေပြီဗျအသက်ရှင်ကျန်ရည်သူတွေကတော့စနစ်တကျပြန်ထွက်သွားကြတယ်ဘယ်သူမှပြဿနာမရှာရဲကြဘူးမကြခင်မှာပဲကွင်းပြင်ကြီးကပြန်ပြီးတိတ်ဆိတ်သွားခဲ့ပြီကျွန်တော်ရဲ့စိတ်အာယုံတစ်ချက်ကြောင့်ပတ်ဝန်းကျင်ကလေထုကစတင်ပြီးကွင်းညိုဝေဝါလာခဲ့တဲ့ဗဟိုချက်မတစ်ခုကကျွန်တော်မျက်စိရှိမှပေါ်လာပြီးမျက်စိတမိတ်အတွင်းမှာပဲကျွန်တော်လက်ရှိကဘာကိုပြန်ရောက်လာခဲ့ပြီဆီဗီယာရဲ့အထက်လူကြီးနဲ့ချိန်ထားတဲ့အချိန်ထိ2နာရီလိုသေးတာဗျကျွန်တော်မျိုးလေခေါင်ကအဆင့်မြင့်ဆုံးဈေးဝယ်စင်တာစီကိုတန်းမောင်းသွားပြီးတန်မိုးကြီးအမျိုးသားဝတ်စုံဆိုင်တွေကိုလှမ်းဝင်ခဲ့တယ်မိနစ်30ကြာပြီးတဲ့နောက်မှာတော့ကိုတိုင်းနဲ့အန်ကိုက်ချုပ်လုပ်ထားတဲ့မိခိုးရောင်ဝတ်စုံအပြည့်နဲ့ကျွန်တော်ပြင်ကိုလှမ်းထွက်လာခဲ့ပြီးဒီအချိန်မှာတော့ကျွန်တော်ကလမ်းမေးဆိုင်ရှင်မဟုတ်တော့ဘူးတကယ်ကိုအာနာရှိတဲ့လူကုန်ထံတစ်ယောက်ဖြစ်သွားခဲ့ပြီညနေ9နာရီတိတိ Tranquil လက်ဖက်ဆိုင်ရဲ့အရှိတ်ပင်မတကားဝမှာအဖြူရောင်ကုန်တင်ကားကြီးတစ်စီးဆက်ရောက်လာခဲ့တယ်ကျွန်တော်ကားမောင်းသူနေရာကနေဆင်းလိုက်တာပေါ့ဆီဗီယာကကျွန်တော်ကိုကိုယ်တိုင်ကြိုဆိုဖို့တကားဝမှာစောင့်နေပေမဲ့ကျွန်တော်သူမကိုဘာစကားမှမပြောဘဲကြော်ဖြတ်ပြီးကားနောက်စီသွားလိုက်တယ်ပြီးတော့အထက်ကနေတတုတစ်တာကြီးနှလုံးကိုဆွဲထုတ်လိုက်တာပေါ့အထက်ကအလေးချိန်ကြောင့်တစ်တာရဲ့ထောင်ဆွန်းတွေတောင်နည်းနည်းကွင်းညွတ်နေတာဗျဒါကိုမြင်တော့ဆီဗီယာရဲ့မျက်မှောင်တွေဖြတ်ခနဲကြုံသွားတော့တာပဲတစ်တာနှလုံးထဲမှာရွှေ300ကီလိုဂရမ်ရှိတာလေတစ်တာတစ်လုံးစီကပေါင်300ကျော်အနည်းဆုံး130ကီလိုကျော်လေးတာကိုသူကဘာမောမှမပြပဲလက်တစ်ဖက်စီနဲ့တာမန်မဲမလာတာကိုဆီဗီယာအသက်ကိုပြင်းပြင်းရှူပြီးထိတ်လန့်မှုကိုမျိုးသိပ်လိုက်ကလမ်းပြဖို့ဘေးကိုဖယ်ပေးလိုက်တယ်အထက်လူကြီးစောင့်နေပါတယ်ရှင်သူမကကျွန်တော်ကိုပင်မခြံဝင်းနဲ့ခေါ်သွားတယ်ခြံဝင်းရဲ့အမောင်ရိပ်တွေထဲမှာခွေးခောက်နေတဲ့မွေဟောက်အုပ်စုလိုမျိုးအေးဆက်ဆက်အငွေသက်တွေရှိနေတာကိုကျွန်တော်အာယုံခံမိနေတာပေါ့မကြခင်မှာပဲဆီဗီယာကကျွန်တော်ကိုပင်မအဆောက်အုံရဲ့အထက်ကစာကြည့်ခန်းတစ်ခုစီခေါ်သွားခဲ့တယ်အခန်းရဲ့အလဲဘဟုမှာတော့မဟော်ကနီတစ်သားစပွဲကြီးတစ်လုံးရှိနေပြီးပတ်လက်တိုင်းတွေမှာတော့စာအုပ်တွေနဲ့ပြည့်နေနေတာဗျစပွဲရဲ့အနောက်မှာတော့အသက်ကြီးကြီးလူကြီးတစ်ယောက်ကရှေးဟောင်းစာအုပ်တစ်အုပ်ကိုအာယုံစိုက်ပြီးဖတ်နေတာပေါ့ဆီဗီယာကခါးကိုညှို့လိုက်ပြီးဆရာကြီးတန်မစ္စတာမိုင်လိုရောက်ပါပြီရှင်ဆရာကြီးတန်ကစာအုပ်ကိုပိတ်လိုက်ပြီးသူ့ရဲ့အကြည့်ကကျွန်တော်စီရောက်လာခဲ့ပြီးကျွန်တော်ကလည်းတင်းငင်စွာပဲပြန်ဆိုင်ကြည့်လိုက်တာပေါ့ပြီးတော့လက်ထဲကတစ်တာနှလုံးကိုမဟော်ကနီစပွဲကြီးပေါ်ကိုဘုံကနေတင်လိုက်တဲ့အလေးချိန်ကြောင့်စပွဲမျက်နှာပြင်ကြီးတစ်ခုလုံးကြီးခနဲမြည်သွားတာပေါ့300ကီလိုဂရမ်ရှိတယ်စစ်ဆေးလိုက်ပါဆရာကြီးတန်ရဲ့မျက်ခုံးတစ်ချက်ပင့်တက်သွားပေမဲ့တစ်တာတွေကိုသူကိုယ်တိုင်မထိဘူးစပွဲပေါ်ကဖုံးကိုပဲဆွဲကင်လိုက်တော့တယ်မကြခင်မှာပဲတကားခောက်တန်ထွက်ပေါ်လာပြီးရွှေကိုထဲမျက်မှန်တက်ထားတဲ့အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကတိကျတဲ့စန်တက်ကရိယာတွေကိုကင်ပြီးဝင်လာခဲ့တယ်သူကတစ်တာဖုံးတွေကိုဖွင့်လိုက်တဲ့အခါအထဲမှာရွှေတုံးတွေကစနစ်တကျစီတန်းနေတာပေါ့သူကရွှေတုံးတွေကိုတတုံးချင်းစီနမူနာယူပြီးအလေးချိန်လိုက်စစ်တော်တာပဲစစ်ဆေးမှုကမြ мян ဆန်ဆန်ပဲပြီးဆုံးသွားခဲ့ပြီဆရာကြီးတန်ရွှေတုံး600ရှိပါတယ်စုစုပေါင်းအလေးချိန်300ကီလိုဂရမ်ကွက်တိပါပဲတန်းစင်မှုနှုန်းကလည်းအကုန်လုံးအစစ်မှန်တွေဖြစ်ကြောင်းအတည်ပြုပါတယ်ဗျာဆရာကြီးတန်ကလက်ကိုဝေးရမ်းပြလိုက်တော့အဲ့ဒီလူနဲ့ဆေဗီယာတို့အခန်းထဲကနေအတူတူထွက်သွားကြတော့တယ်ဆရာကြီးတန်ကသူ့ရဲ့လက်ချောင်းတွေကိုစပွဲပေါ်မှာရှက်လိုက်ပြီးဒီရွှေတွေအတွက်ကျွန်တော်ခမ ्या ကိုတန်း146တန်းပေးနိုင်ပါတယ်ဆေဗီယာကပြောတယ်ခမ ्या ဘက်ထရီကုမ္ပဏီတစ်ခုလိုချင်နေဆိုသူကတက်ပလက်တစ်ခုကိုကျွန်တော်စီတွန်းပို့ပေးလိုက်တယ်စကရင်ပေါ်မှာကုမ္ပဏီ3ခုရဲ့အချက်လက်တွေပေါ်နေတာပေါ့ကျွန်တော်ဒါတွေကိုတစ်ချက်တောင်လှည့်မကြည့်ပဲပြောလိုက်တယ်ကျွန်တော်ကို Nova Star နည်းပညာကုမ္ပဏီကိုပဲပေးပါနောက်တစ်စက္ကန့်မှာပဲဆရာကြီးတန်ရဲ့မျက်စိတငယ်အိမ်တွေဖြတ်ခနဲကြုံသွားတော့တာပဲ Nova Star နည်းပညာကုမ္ပဏီဆိုတာစက်ရုံအဆောက်အအုံနဲ့ပျက်စီးနေတဲ့ထုတ်လုပ်မှုလိုက်တစ်ခုကလွဲလို့ဘာတန်မိုးရှိတဲ့အရာမှမရှိတဲ့အပြင်ဒီနေရာကလည်းစင်ကြေပုံရက်ကွက်မှာရှိတာဗျာရှင်းရှင်းပြောရရင်ကျွန်တော်လိုချင်တာကတရားဝင်ကုမ္ပဏီအမိခံ Shell တက်ပဲလေဆရာကြီးတန်ကစကားအပူတွေမပြောတော့ပဲဖုန်းကိုချက်ချင်းကောက်ကင်လိုက်တော့တယ်ဥပဒေရေးရာဌာန Nova Star နည်းပညာကုမ္ပဏီရဲ့အစုရှယ်ယာလွှဲပြောင်းမှုသဘောတူစာချုပ်ကိုအပြည့်စုံအမြန်ပြင်ဆင်စမ်းဗန္ဒာရေးဌာန project အဖွဲ့တစ်ခုချက်ချင်းဖွဲ့စည်းပြီးဒီရွှေတွေကိုအတန်ရှင်းဆုံးလမ်းကြောင်းကနေချက်ချင်းငွေဖော်လိုက်ကြဖုန်းချလိုက်ပြီးတာနဲ့ဌာနပေါင်းစုံကအပြင်းထန်စတင်လှုပ်ရှားကြတော့တာပဲမိနစ်ပိုင်းတွင်းမှာတင်စာချုပ်ကရောက်လာခဲ့ပြီးကျွန်တော်ဖောင်တိန်ကိုကင်ပြီးဘာတွန်းဆုံမှုမှမရှိပဲလက်မှတ်ထိုးလိုက်တယ်ဆရာကြီးတန်ကတော့မယုံနိုင်တယ်လို့စိုက်ကြည့်နေမိတာပေါ့သူကကျွန်တော်စာချုပ်ပါအချက်လက်တွေကိုလုံးဝမစစ်ပဲတန်းပြီးလက်မှတ်ထိုးလိုက်မယ်လို့မထင်ထားဘူးလေဒါပေမဲ့ကျွန်တော်ဆရာကြီးတန်ကိုတင်ရင်လာတဲ့အကြည့်တွေနဲ့စိုက်ကြည့်ရင်အခုဆိုရင်ဒီကုမ္ပဏီကကျွန်တော်အပိုင်ဖြစ်သွားပြီးကျွန်တော် Nova Star ကုမ္ပဏီရဲ့ဝန်ထမ်းအင်အားစင်းတစ်ခုလုံးကိုလိုချင်တဲ့ယာတုတွေလာစားတွေနဲ့သူတို့ရဲ့တစ်တန်မတန်တွေအကုန်လုံးပါရမယ်ပြီးတော့ကုမ္ပဏီရဲ့ဘဏ်ကောက်အားလုံးကိုအခုချက်ချင်းချိတ်ပိတ်လိုက်ပါရုပ်ဝတ္ထုပိုင်ဆိုင်မှုအားလုံးကိုလည်းအခုချက်ချင်းချိတ်ပိတ်ဆန်ကျွန်တော်ရဲ့အမိန့်မပါပဲကုမ္ပဏီတွေကဘာပစ္စည်းမှအပြင်ကိုမထွက်စေရဘူးနောက်ဆုံးအနေနဲ့လူတိုင်းကိုအကြောင်းကြားလိုက်ပါမနက်ဖြန်မနက်9နာရီတိတိမှာစက်ရုံမှာဝန်ထမ်းအားလုံးအစည်းအဝေးရှိတယ်နောက်ကြတဲ့လူဒါမှမဟုတ်ပြက်ကွက်တဲ့လူရှိရင်အလိုလျောက်အလုပ်ထုတ်မယ်ခင်ဗျားပြောတဲ့အတိုင်းအတိအကျဖြစ်စေရပါမယ် Nova Star ရဲ့ကုမ္ပဏီဝယ်ယူခကတန်တရာ80ကျတင်ပါတယ်ဂျန်နဲ့ရွှေတန်ဖိုးငွေတွေကိုဘယ်လိုကင်တွယ်စေချင်လဲကျွန်တော်စာရွက်ပိုင်းလေးတစ်ခုကိုလှမ်းပေးလိုက်တယ်ကျွန်တော်ကိုငွေသား9တန်းပေးပါဂျန်တဲ့ငွေတွေကိုတော့ဆရာကြီးတန်ပဲခိတ္တထိမ့်သိမ်းပေးထားပါကျွန်တော်ကုမ္ပဏီတွင်ရှင်းလင်းရေးတွေပြီးသွားပြီဆိုမှအဲ့ဒီငွေတွေကိုကုမ္ပဏီအကောင့်ထဲကိုလွှဲပေးလိုက်ပါဆရာကြီးတန်ကကျွန်တော်ကိုအတိတ်ပဲပါပြုံးရင်းစိုက်ကြည့်နေမိတာပေါ့သူကကျွန်တော်ကို1မိနစ်ထက်1မိနစ်ပိုပြီးခံမရခတ်တဲ့လူတစ်ယောက်လိုယူဆနေတာမကြခင်မှာပဲဆီဗီယာကတွန်းလဲလေးတစ်ခုကိုတွန်းပြီးဝင်လာခဲ့တဲ့အပေါ်မှာတော့အနက်ရောင်တက်တာနှလုံးပါလာတာပေါ့မစ္စတာမိုင်လိုခင်ဗျားတောင်းဆိုတဲ့ငွေသား9တန်းပါရှင်
ကျွန်တော်ကောင်းကြီးလိုက်ပြီးဆရာကြီးတန်ကိုလည်းအตาရနှုတ်ဆက်ကအနက်ရောင်တက်တာတွေကိုဆွဲပြီးထွက်လာခဲ့တော့တယ်မကြခင်မှာပဲပြင်မတကားဝကိုရောက်လာခဲ့ပြီးကျွန်တော်တက်တာနှလုံးကိုဘေးကစပယ်ယာခုံပေါ်ပြစ်တင်လိုက်ပြီးကားအင်ဂျင်တို့ကထွက်ခွာခဲ့တော့တယ်စာကြည့်ခန်းထဲမှာတော့ဆီဗီယာကစကားစပြောတယ်ကျမတို့မစ္စတာမိုင်လိုနဲ့တကယ်ပဲအနက်ဆိုင်ဆုံးမဟာမိတ်ဖွဲ့ကြတော့မှလားဆရာကြီးသူ့ရဲ့နောက်ခံတမိုင်းကြောင်းကအရန်ကိုလှုပ်ဝက်လုံးနေပြီးတော့သူ့ရဲ့လှုပ်ဆောင်ပုံတွေကလည်းအရန်ကိုပြင်းထန်ရက်ဆက်လုံးနေကျမတို့ရဲ့မှတ်တမ်းတွေရဆိုရင်သူ့ရဲ့ဘဝကတာမန်လူတယောက်တက်တက်ပဲလေဒါပေမဲ့ရက်ပိုင်းတွင်းမှာလေသူကစိတ်ကူးလို့မရတဲ့ချမ်းသာကြွယ်ဝမှုတွေကိုဘယ်လိုလုပ်ပိုင်ဆိုင်လာရတာလဲဆရာကြီးတန်ကဖြည်းဖြည်းချင်းလှည့်လာခဲ့တယ်သူ့မျက်နှာကတည်ငြိမ်လို့နေတာဗျသူ့အကြောင်းစုံစမ်းထားတဲ့အချက်လက်မှန်သမျှကိုအခုချက်ချင်းအကုန်ဖြည့်ဆည်းပစ္စံဘာမှမချန်ထားနဲ့အခုကစားပြီးငါတို့လက်အောက်ကဘသူမဆိုမစ္စတာမိုင်လိုကိုစုံစမ်းထောက်လှမ်းတာမျိုးလုံးဝမလုပ်စေရဘူးစီကံပေါက်ဖြတ်တဲ့လူရှိရင်မျိုးနွယ်စုရဲ့ဥပဒေတိုင်းအပြည့်ရှင်းမဲ့ပြီးတော့မစ္စတာမိုင်လိုပါပဲလို့ဘလို့အဖိုးခမျိုးပဲပေးရအကုန်လုံးကိုဖြည့်ဆည်းပေးလိုက်ကြဆီဗီယာရဲ့မျက်လုံးတွေကတောက်ကသွားပြီးအမိတ်တိုင်းပါဆရာကြီးနောက်တနေ့မနက်8:45မိနစ်ဝန်ထမ်းပေါင်းရာနဲ့ချီပြီးနိုဗာစတာနီးပညာကုမ္ပဏီရဲ့စက်ရုံချမ်းပြင်ပေါ်မှာစုဝေးနေကြပြီဗျလူတိုင်းကစိုးရိမ်တကြီးနဲ့တီးတိုးပြောဆိုနေကြတာပေါ့မျက်နှာတိုင်းမှာစိုးရိမ်စိတ်တွေနဲ့ထင်ကြီးမျိုးပေးနေတဲ့အရေးအယောင်တွေဖုံးလွှမ်းနေတာအဲ့ဒီအချိန်မှာပဲအဝေးကနေကားအင်ဂျင်တန်ပြင်းပြင်းကြီးတစ်ခုချင်းကပ်လာခဲ့ပြီးမျက်လုံးအားလုံးကစက်ရုံတကားဝက်စီကိုဖြတ်ခနဲရောက်သွားကြတာပေါ့ကျွန်တော်လက်ထဲမှာဖိုင်တွေတစ်ခုကိုကင်ပြီးလူအုပ်ကြားထဲကိုတန်တန်မတ်မတ်လှမ်းဝင်ခဲ့တဲ့ကျွန်တော်ရဲ့အကြည့်အောက်မှာတင်တီးတိုးပြောတန်တွေကချက်ချင်းရက်တန့်သွားခဲ့ပြီးကျွန်တော်ဖိုင်တွေကိုဖွင့်လိုက်ပြီး Nova Star ရဲ့ Director ပုတ်ဖွဲ့ဝင်တယောက်ကိုလှမ်းခေါ်လိုက်တယ်မင်းမှာအချိန်30မိနစ်ရှိတယ်မင်းရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုအမြန်သိမ်းပြီးအခုချက်ချင်းကုမ္ပဏီထဲကနေလစ်လိုက်တော့စက်ရုံချမ်းပြင်တစ်ခုလုံးကြက်တည်တည်သွားခဲ့ပြီးဗျအဲ့ဒီ Director ရဲ့မျက်နှာကြီးတစ်ခုလုံးတွေးဆုပ်ဖြူရောသွားပြီးဒေါသတကြီးနဲ့မင်းယူသွားပြီလားဗျမင်းကဘဲကကောက်မို့လို့ငါ့ကိုအပြင်ထွက်ခိုင်းရတာလဲအဲ့ဒီအချိန်မှာပြင်မအင်ဂျင်နီယာချုပ်ကရှေ့တိုးလာပြီးကြားထဲကနေတောင်းမှန်ရှာတယ်ကျွန်တော်တို့တွေဈေးကွက်ထဲကိုမချပြနိုင်သေးတာမှန်ပေမဲ့ပစ္စည်းပိုင်းဆိုင်ရာနဲ့ဒီဇိုင်းပိုင်းဆိုင်ရာမှာတော့တကယ်ကိုအောင်မြင်မှုအသစ်တွေရနေပါပြီဗျကျွန်တော်တို့ကိုအချိန်နည်းနည်းနဲ့ရန်ပုံငွေလေးနည်းနည်းလောက်ထပ်ပေးပါဦးဒါပေမဲ့ကျွန်တော်သူ့စကားကိုဖျက်ပြောလိုက်တယ်မင်းတို့ရဲ့ project က3နှစ်တောင်ကြာခဲ့ပြီးအဲ့ဒီ project ကကုမ္ပဏီရဲ့တုတည်တနာ budget တွေနဲ့အစိုးရရဲ့ထောက်ပံ့ကြေးစုစုပေါင်း88တန်းကိုအကုန်ပြချခဲ့တာမင်းတို့ထုတ်လုပ်ထားတဲ့ battery နမူနာတွေကဈေးကွက်စံနှုန်းအောက်ကိုအများကြီးရောက်နေတဲ့အပြင်ပြင်းထန်တဲ့အပူလုံကဲပောက်ကွဲနိုင်ခြေအန္တရာယ်တွေတောင်ရှိနေသေးတယ်မင်းတို့ရဲ့နည်းပညာကဘာတန်မိုးမှမရှိတဲ့အမိုက်ပဲအင်ဂျင်နီယာချုပ်ခများခြေထောက်တွေပါပျော့ကွေပြီးလဲကျလူနီးပါဖြစ်သွားရှာတယ်မင်းဘာမှမသိပါဘူးဗျာမင်း Nova Star ကိုဖျက်ဆီးနေတာဒါပေမဲ့ကျွန်တော်အေးဆက်ဆက်ပဲပြန်ပြောလိုက်တယ် Nova Star ကမင်းတို့လက်ထဲမှာပဲတည်ဆုံသွားမှာဗျငါကဒါကိုအစ်စ်တဖန်ပြန်လဲမွေးဖွားစီပြီးတကဘာလုံးရဲ့ battery စက်မှုလုပ်ငန်းတစ်ခုလုံးကိုစောက်ထိုးမှုမျိုးဖြစ်သွားအောင်ပြောင်းလဲပြင်မှာအဲ့ဒီစကားလဲဆုံးရောလူတိုင်းတယောက်မျက်နှာတယောက်ကြောင်တောင်တောင်နဲ့လှမ်းကြည့်မိကြတော့တဲ့တန်တရားတွေနဲ့မလုံခြုံမှုတွေကဝန်ထမ်းတစ်ခုလုံးကြားထဲမှာတရွေ့ရွေ့ပြန့်နှံ့လာခဲ့ပြီးဝန်ထမ်းတွေရဲ့မျက်နှာပေါ်ကတန်တရားတွေကိုကြည့်ရင်ကျွန်တော်စကားကိုဆက်လိုက်တယ်ကျွန်တော်ကုမ္ပဏီရဲ့အမှုဆောင်ရာရှိအချို့ကိုတယောက်ပြီးတယောက်အမည်ခေါ်ထုတ်လိုက်ပြီးသူတို့တွေကုမ္ပဏီပိုင်ငွေတွေကိုဘယ်လိုအလွဲသုံးစားလုပ်ထားလဲဆိုတဲ့တက်တဲ့အထောက်အထားတွေကိုတစ်ခုချင်းစီအချက်လက်နဲ့တကွာချပြလိုက်တော့တာပဲအဲ့ဒီအချိန်ကျမှသာလူအုပ်ကြီးကသဘောပေါက်သွားကြတယ်ကျွန်တော်ကဒီနေရာကိုညှိနှိုင်းဖို့လာတာမဟုတ်ဘူးစည်ရင်ဟောင်းတွေအပြည့်ရှင်းဖို့လာတာဆိုတာကိုနောက်ဆုံးလူရဲ့နာမည်နဲ့သူကျူးလွန်ထားတဲ့ပြစ်မှုတွေကိုဖတ်လို့လဲပြီးရောအဲ့ဒီအမှုဆောင်ရရှိအုပ်စုရဲ့မောက်မာမှုတွေကလေထဲကိုငွေပြန်တယ်လို့လုံးဝပြောက်ကွယ်သွားခဲ့ပြီးထောင်နှံဆိုတဲ့ချင်းချောက်မှုကြီးကသူတို့တယောက်ချင်းစီရဲ့ခေါင်းပေါ်မှာမိုးကြိုးမုန်တိုင်းလိုလွှမ်းမိုးသွားတာကိုကိုဒရိုက်တာကြီးရဲ့မျက်နှာတောင်တွေးဆုပ်ဖြူရောသွားခဲ့ပြီးဒါပေမဲ့မပြီးသေးဘူးဗျကျွန်တော်နာမည်တွေကိုဆက်ခေါ်နေတော့မယ်ကျွန်တော်အတန်ကအေးဆက်ဆက်ဓာတ်တက်လက်လူတွေကိုတုံရင်စေတဲ့ထုတ်လုပ်မှုလိုင်းကလူတွေတူလောင်ယုံကလူတွေနောက်ဆုံးထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ထဲကလူတွေကြီးပါတာဗျနာမည်ခေါ်ခံရတဲ့လူတိုင်းကအလုပ်ထဲမှာပေါ်ဆခဲ့ကြပြီးကုမ္ပဏီပစ္စည်းတွေကိုခိုးဝှက်ဖျက်တောက်ခဲ့ကြတဲ့လူတွေကြီးပဲညင်းကွယ်လို့မရတဲ့တက်တိမတန်းတွေရှိမှသူတို့တလုံးမှပြန်မပြောရဲကြတော့ဘူးသူတို့နဲ့အတူတူအလုပ်လုပ်ခဲ့တဲ့လုပ်ဖော်ကိုင်ဘက်တွေရဲ့အထင်သေးတဲ့အကြည့်တွေအောက်မှာတင်ခေါင်းလေးတွေငုံပြီးတကားအပြင်ကိုတဖြည်းဖြည်းချင်းကပ်ထွက်ခွာသွားကြရတော့တယ်မိနစ်30လောက်တွင်းမှာတင်ကုမ္ပဏီဝန်ထမ်းတွေရဲ့9ပုံ10ပုံလောက်လွှင့်စင်သွားခဲ့ပြီးကြံရစ်ခဲ့တဲ့လူတွေကတော့တစ်ချက်ကလေးတောင်အသက်မရှူရဲကြပဲလုံးဝငြိမ်ချသွားတာပေါ့လေလူကြီးတစ်ခုလုံးကလူတိုင်းတစ်ခါမှမကြုံဘူးတဲ့ဖိအားတွေနဲ့ပြည့်နေနေတာကျွန်တော်ဖိုင်တွဲကိုပိတ်လိုက်တယ်ပြီးတော့လူတိုင်းရဲ့စိုက်ကြည့်နေတဲ့အကြည့်တွေအောက်မှာတင်ကုန်တင်ကားပေါ်ကနေတစ်တာတစ်လုံးကိုဆွဲထုတ်ပြီးစက်ရုံချမ်းပြင်းရဲ့အလဲပကူမှာဖုံးကနေချလိုက်တာပေါ့အဲ့ဒီတစ်တာကိုလူတိုင်းရဲ့အရှိမာတင်ကားကနေဖွင့်ပြလိုက်တဲ့အထဲမှာတော့စနစ်တကျစီတန်းပုံထားတဲ့အနီရောင်ငွေဆက်ကူအထက်လိုက်ကြီးတွေဗျာငွေသား9တန်းတိတိကိုလူတိုင်းမျက်ဝါးထင်ထင်မြင်လိုက်ရတာပဲကျွန်တော်ရိုးရိုးရှင်းရှင်းပဲပြောလိုက်တယ်ဒီငွေတွေကမင်းတို့အတွက်ပဲဟိုလူတွေခိုးဝှက်သွားတဲ့ငွေပမာဏကဒီထက်မကအများကြီးပိုများတယ်ဒီနေ့ကစပြီးကုမ္ပဏီမှာဆက်နေမဲ့လူတိုင်းကိုလစာ90ရာခိုင်နှုန်းတိုးပေးမယ်ဟိုဒရိုက်တာအကျွေးတင်ထားတဲ့လစာဟောင်းတွေအကုန်လုံးကိုလည်းစက်ရုံပြန်မဖွင့်ခင်အပြည့်ရှင်းပေးမယ်ကဲလူတိုင်းတန်းစီကြစံတယောက်ချင်းစီကို bonus ငွေသား1000စီအခုချက်ချင်းထုတ်ပေးမယ်အဲ့ဒီစကားလဲဆုံးရောစက်ရုံချမ်းပြင်ကြီးတစ်ခုလုံးစက္ကန့်ပိုင်းလောက်ငြိမ်ကျသွားပြီးနောက်မှမီးတောင်ပေါက်ကွဲတယ်လို့မျိုးအုံကနေဆူညံသွားတဲ့အော်ဟစ်အောင်ပွဲခံတန်ကြီးကအဆောက်အုံတစ်ခုလုံးကိုတုံခါသွားစေတော့တာပဲလူတွေရဲ့ရင်ထဲကတန်တရားတွေနဲ့ကြောက်ရွံ့မှုတွေအားလုံးပြအဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပြီးငွေတစ်တာရဲ့အရှိမလူတန်းကြီးရှေ့ကြီးချက်ချင်းဖြစ်ပေါ်လာတော့တာပေါ့မိမိတို့ဝေစုကိုလက်ခံရရှိတဲ့ဝန်ထမ်းတိုင်းကကျွန်တော်ကိုခါကိုလက်နဲ့ဆိုင်ညွတ်ပြီးအယိုအသေးပေးကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလူအုပ်ကြားထဲကနေကန့်ကွက်ခြင်းနဲ့အတန်တန်ထွက်ပေါ်လာခဲ့တဲ့သူတေသနာဌာနကအင်ဂျင်နီယာလက်ထောက်ဖြစ်တဲ့လီလန်ကတည်ငြိမ်စွာနဲ့လှမ်းပြောတာဗျဥက္ကဋ္ဌမိုင်လိုကျွန်တော်နာမည်လီလန်ပါကျွန်တော်အရင်တုန်းကအင်ဂျင်နီယာချုပ်ချန်ရဲ့အောက်မှာပစ္စည်းတွေစမ်းသပ်စစ်ဆေးတဲ့အလုပ်ကိုလုပ်ခဲ့တာပါအခုတော့အမှုဆောင်ရရှိအဖွဲ့တစ်ခုလုံးလည်းမရှိတော့ဘူးအင်ဂျင်နီယာချုပ်ချန်လည်းမရှိတော့ဘူးအဲ့ဒါကျွန်တော်တို့ကဘာကိုထုတ်လုပ်ရမှာလဲဗျစက်ရုံချမ်းပြင်တစ်ခုလုံးချက်ချင်းပြန်ငြိမ်ကျသွားပြန်တယ်ထုတ်ကုန်မရှိတဲ့ကုမ္ပဏီတစ်ခုဆိုတာရေရှည်ရက်တည်လို့မရဘူးလေလူတိုင်းအလုပ်လက်မဲ့ဖြစ်ရတော့မယ်ဆိုတဲ့အတွေးနဲ့မျက်လုံးအားလုံးကကျွန်တော်စီကိုပဲဆက်ရောက်လာကြပြန်တယ်ကျွန်တော်စကားအပူတွေမပြောဘူးအိတ်ထဲကနေ thermal 9 battery အိုးတစ်လုံးကိုတာမန်ပဲထုတ်ပြလိုက်တယ်ဒါကမင်းတို့အတွက်အဖြေပဲဒီနေ့ကစပြီး
Nova Star နည်းပညာကုမ္ပဏီဟာဒါကိုပဲတည်တံ့ထုတ်လုပ်မယ်သူ့ရဲ့အမည်က Nova တပဲနောက်တစ်စက္ကန့်မှာတော့လီလန်နဲ့နည်းပညာရှင်ချို့ကဘက်ထရီအိုးရဲ့ပတ်ပတ်လည်မှာဝိုင်းအောင်လာကြပြီးစူးစမ်းတဲ့စစ်ဆေးတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကြတာပေါ့ဒါကနမူနာပုံစံသားဗျဥက္ကဋ္ဌမိုင်လိုဒါရဲ့ပင်မနည်းပညာစံနှုန်းတွေကဘာလဲဟင်စွမ်းအင်တိတ်တိစက1ကီလိုဂရမ်မှာ400ဝန်းနာရီရှိတယ်ဝန်အပြည့်တက်တန်းပတ်လန်းကအကျဉ်းရေ900ရှိတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါလေတူကြီးတစ်ခုလုံးခဲသွားတယ်လို့မျိုးဖြစ်သွားခဲ့ပြီဗျအခန်းထဲကနည်းပညာရှင်တိုင်းအသက်ရှူရမတက်ဖြစ်သွားကြတာပေါ့လီလန်ကတော့အော်ပြောတော့တာပဲဒါကလုံးဝမဖြစ်နိုင်တာဗျဒီကိန်းကနန်းတွေကယူဘဗီတာနီယာမတွေကိုစန့်ကျင်နေတာလက်ရှိကဘာပေါ်မှာအကောင်းဆုံးဆိုတဲ့စံတက်ချက်နမူနာတွေနဲ့နှိုင်းယှဉ်ရင်တော့ဒါကစိတ်ကူးရင်အိမ်မက်တက်တက်ပဲလိုင်းလုံးကြီးလိုတိုးဝင်လာတဲ့တန်တရားတွေကိုရင်ဆိုင်ရင်ကျွန်တော်နှုတ်ခမ်းတော့မှာအပြုံးတစ်ခုပေါ်လာခဲ့ပြီးဒါကငါလိုချင်တဲ့တုံ့ပြန်မှုမျိုးပဲဗျဒီစက်ရုံမှာစံတက်တဲ့ကိရိယာတွေရှိတယ်မဟုတ်လားမင်းတို့ရဲ့အကျွမ်းကျင်ဆုံးကိရိယာတွေအပြင်းထန်ဆုံးစံနှုန်းတွေကိုသုံးပြီးငါပြောတဲ့စကားမှန်အခုချက်ချင်းသွားပြီးတက်တည်ပြလိုက်ကြစမ်းလီလန်ခများလုံးဝဆုံးသွားခဲ့ပြီးသူကကျွန်တော်စီကနေဒီလောက်အထိယုံကြည်မှုအပြည့်ရှိနေတဲ့အမူအရာမျိုးထွက်လာလိမ့်မယ်လို့မထင်ထားဘူးလေပြီးမှသူကစိတ်အားထက်သန်စွာနဲ့အော်ဟစ်လိုက်တော့တယ်ဤပညာနဲ့အရေးသွေးထိန်းချုပ်မှုဖွဲ့အားလုံးနောက်ကိုလိုက်ခဲ့ကြသူကအရှိကိုအပြေးလန်းလာပြီးကျွန်တော်လက်ထဲကဘက်ထရီအိုးကိုကလေးတယောက်လိုဂယုတစိုက်ပွေးပိုက်လိုက်ကဒုတိယထက်ကတခွဲခန်းစီကိုအရှိန်ဟုန်နဲ့ပြေးတက်သွားတော့တာပဲမိနစ်30ကြာပြီးတဲ့နောက်မှာတော့စမ်းသပ်မှုတွေပြီးဆုံးသွားခဲ့ပြီးလီလန်ကတရေပူးနေတဲ့လူတယောက်လိုမျိုးစက်ရုံအောက်ထက်ကိုအယူမူပြေးဆင်းလာခဲ့တာပေါ့သူ့ရဲ့လက်တွေကစမ်းသပ်မှုအစီရင်ခံစာတွေကိုကိုင်းရင်တုံရင်နေရှာတာရလက်တွေထွက်လာပြီဗျာစွမ်းအင်တိတ်တိစက1ကီလိုဂရမ်မှာ400.8ဝန်းနာရီတောင်ရှိတယ်ပြင်းထန်တဲ့အားသွင်းအားထုတ်စမ်းသပ်မှုအောက်မှာပမာဏယုံနေမှုကမရှိတော့ပဲဘေးကင်းလုံခြုံရေးစမ်းသပ်မှုမှန်သမျှကိုလည်းအကုန်လုံးအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တယ်ပြူလူတိုင်းထိုနေရာမှာတင်ကြောက်ရွံ့လို့ငြိမ်ကျသွားကြတော့တယ်သူတို့မျက်စိရှိကတတူလုံးလေးကအခုဆိုရင်ရွှေတောင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီလေရလက်ကိုကြီးညာပြီးတဲ့နောက်မှာတော့လီလန်ကသူ့ရင်ထဲကလှုပ်ရှားမှုတွေကိုမထိန်နိုင်တော့ပဲကျွန်တော်အရှိကိုလာပြီးခါကိုနက်နက်ဆိုင်ညှို့လိုက်တော့တာပဲဒီနေ့ကစပြီးဥက္ကဋ္ဌကြီးညွှန်ပြတဲ့ဘယ်နေရာကိုမဆိုကျွန်တော်တို့တေတူအမြတ်တူလိုက်ပါတော့မယ်ဗျာကျွန်တော်ငွေတက်တာပေးကဝန်ထမ်းတွေဘက်ကိုလှည့်လိုက်ပြီး bonus တွေဆက်လက်ဝင်လာတာကိုအဆုံးသတ်လိုက်ကနာမည်တွေကိုမှတ်တမ်းတင်လိုက်တယ်မနက်ဖြန်မနက်ကိုနိုင်တီတီလူတိုင်းအလုပ်ခွင်ဝင်ကြစမ်းစကားဆုံးတာနဲ့ကျွန်တော်လှည့်ထွက်ခဲ့တော့တယ်ဝန်ထမ်းပေါင်းရာနဲ့ချီတဲ့လေးစားကြီးမျိုးစိတ်အားထက်သန်တဲ့အကြည့်တွေအောက်မှာတင်ကျွန်တော်ကုန်တင်ကားပေါ်တက်လိုက်ပြီးဖုန်းတစ်ထောင်ထမင်းမောင်းထွက်ခဲ့တော့တယ်ကားမောင်းနေရင်းနဲ့ကျွန်တော်ဆေးဗီယာစီကိုဖုန်းလန်းခေါ်လိုက်တယ်မင်းလှုပ်เสียအချို့ရှိတယ်ငါမင်းစီကိုပို့ပေးမဲ့နီးပညာဒေတာတွေကိုလက်ခံလိုက်ပါပြီးရင် Nova Star နီးပညာကုမ္ပဏီရဲ့နာမည်နဲ့မူပိုင်ခွင့်ကာကွယ်မှုရဖို့ကဘာပေါ်မှာအမြန်ဆုံးလမ်းကြောင်းနဲ့တွားပြီးရှောက်ထားလိုက်စမ်းဒီနီးပညာရဲ့အချက်လက်မှန်သမျှကိုအမြင့်ဆုံးလှုပ်ဝက်ချက်အဆင့်အဖြစ်သတ်မှတ်ထားလိုက်ပြီးတော့ကုမ္ပဏီကိုလက်ပတ်ဖို့အတွက်ကမ္ဘာအဆင့်မီ Professor နဲ့စီမံခန့်ခွဲမှု Manager တယောက်ကိုငှားရမ်းလိုက်ပါအဲ့ဒီနောက်မှာတိုင်းပြည်ရဲ့အကောင်းဆုံးဘက်ထရီကျွမ်းကျင်ပညာရှင်တွေကိုပါကုမ္ပဏီတွေကိုဆွဲခေါ်ခဲ့စမ်းနောက်ဆုံးအနေနဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကိုပါစီစဉ်ထားလိုက်ပါအချိန်ကတော့အခုကစပြီး3ရက်အတွင်းပဲဖုန်းတစ်ဖက်မှာရှိတဲ့ဆေးဗီယာရဲ့မျက်လုံးတွေကဖြက်ခနဲတောက်ပသွားတာပေါ့သူမကကျွန်တော်ရဲ့ဓာတ်တလက်လိုပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့်လုံးဝကိုမြင့်တက်သွားရှာတာအမိတ်အတိုင်းပါရှင်ကျွန်မအခုချက်ချင်းစီစဉ်လိုက်ပါမယ်သူမဖုန်းချလိုက်တဲ့စာကြည့်ခန်းထဲမှာတော့ဆေးဗီယာကကျွန်တော်ရဲ့မှာကြားချက်တွေကိုဆရာကြီးတန်စီကိုတလုံးမကျန်ပြန်လည်တင်ပြရှာတာပေါ့နားထောင်ပြီးတဲ့နောက်မှာဆရာကြီးတန်ရဲ့မျက်နှာပေါ်မှာအထင်ကြီးလေးစားရတဲ့အရေးအယောင်တွေအထင်ရှားပေါ်လာခဲ့ပြီးသူမပြောတဲ့အတိုင်းအတိအကျလုပ်ပေးလိုက်စမ်းငါတို့မှာရှိတဲ့ဆက်ဆံရေးကွန်ရက်တွေအရင်းမြစ်တွေအကုန်လုံးကိုအသုံးချလိုက်ကြငွေကြေးကိုနှမျောမနေနဲ့ငါတို့3ရက်အတွင်းမှာသူဘယ်လိုအံ့ဩစရာကောင်းတဲ့အရာမျိုးကိုချပြမလဲဆိုတာစောင့်ကြည့်ကြတာပေါ့မကြခင်မှာပဲဆရာကြီးတန်ရဲ့ဆက်ဆံရေးကွန်ရက်ကြီးတစ်ခုလုံးအပြင်းထန်စတင်လက်ပတ်တော့တာပဲမိနစ်30အတွင်းမှာတင်တိုင်းပြည်ရဲ့ထိပ်တန်းမူပိုင်ခွင့်အကျိုးဆောင်ကုမ္ပဏီကလှုပ်ဝက်ကုတ်တွေနဲ့နည်းပညာဒေတာတွေကိုလက်ခံရရှိခဲ့ပြီးထိပ်တန်းလူတစ်ရှာဖွေရေးအေဂျင်စီ3ခုကလည်းတူညီတဲ့တာဝန်တွေကိုလက်ခံရရှိခဲ့ကြတာပေါ့အဲ့ဒီအချိန်မှာပဲနည်းပညာသတင်းတွေရဲ့ခေါင်းကြီးပိုင်းတွေမှာစောင်းပါးတွေတစ်ခုပြီးတစ်ခုတရက်ဆက်ပေါ်လာပြီး Nova Star နည်းပညာကုမ္ပဏီကိုမီဒီယာမုန်တိုင်းရဲ့ဗဟိုချက်မစီကိုတွန်းပို့ပေးလိုက်ကြတော့အခြားတစ်ဖက်မှာတော့ကျွန်တော်ကပုံမှန်တိုင်းပဲရိတ်ခါတွေကိုပြန်လည်ဖြည့်တင်းပြီးရုပ်ပြက်ကြီးစီကိုပြန်သွားခဲ့တယ်ကျွန်တော်ဘက်ထရောက်အဖွဲ့နဲ့ကျန်တဲ့အဖွဲ့အစည်းတွေကိုဆက်သွယ်လိုက်တယ်သူတို့တွေကိုကုန်သွယ်ဖို့အတွက်စွမ်းအင်တလင်းခဲတွေနဲ့ရွှေတွေကိုယူလာခဲ့ဖို့မှာကြားလိုက်ပြီးဒီတိုင်းထဲမှာပဲစကိုင်းရိတ်ခါနည်းပညာပန်းချန်စီကိုလူလွတ်ပြီးဘက်ထရီအိုးတွေကိုတည်ဆောင်ဖို့နဲ့ထုတ်လုပ်မှုလိုင်းတစ်ခုလုံးကိုအစိပ်ပိုင်းလိုက်အပြည့်စုံဖြုတ်သိမ်းခိုင်းလိုက်တာပေါ့ပြီးတော့ကျွန်တော် Nighting Gate ကိုခေါ်လိုက်တယ်သူမစီကိုလက်ဆက်တဲ့ရိတ်ခါအစ်တွေအရင်ဆုံးပေးကမ်းလိုက်ပြီးဟိုအဖွဲ့အစည်းကြီးလေးခုနဲ့ပူးပေါင်းဆောင်ရွက်ဖို့မှာကြားလိုက်တယ်ကျွန်တော်ကောင်းကောင်းသိတယ်Nighting Gate ရဲ့အဖွဲ့တစ်ခုလေးနဲ့တော့ဒီကြီးမားလာတဲ့စကားရိပ်ပြနည်းပညာပန်းချန်ကြီးတစ်ခုလုံးကိုကာကွယ်ထားနိုင်မှာမဟုတ်ဘူးဆိုတာကိုဒါကြောင့်ကျွန်တော် Nighting Gate ကိုနောက်ထပ်လမ်းဘေးဆွမ်းအားရှင်တွေကိုစတင်စည်းရုံးဖို့နဲ့စစ်တီအင်အားတရားအထိရှိလာအောင်စုဆောင်းဖို့အမိန့်ပေးလိုက်တယ်ဒီတစ်ခါတော့ကဘာကူပြောင်းချင်းရဲ့ကိုးတောင်အချိန်ကကျွန်တော်ခံမှန်းထားတဲ့အတိုင်း9နာရီတိတိအထိရောကျသွားခဲ့ပြီဗျဒါကသူ့ညစီကိုတရွေ့ရွေ့ကျုံဝင်နေတာပဲကျွန်တော်မြို့ပြက်ကြီးထဲမှာ10နာရီကျော်လောက်ကြာအောင်နေခဲ့မိတယ်ဘာလို့လဲဆိုတော့မြို့ပြက်ကအသက်ရှင်ကျန်ရစ်သူတွေကကုန်သွယ်ဖို့အတွက်ပစ္စည်းတွေအများကြီးယူလာကြလို့လေကုန်သွယ်မှုပြီးဆုံးသွားတဲ့အခါကျွန်တော်လက်ထဲမှာရွှေနစ်ရာကီလိုဂရမ်ကျော်နဲ့စွမ်းအင်တလင်းငယ်30ရရှိခဲ့ပြီးရွှေတွေကိုတော့ကဘာကျော်စွမ်းအင်တာတူလောင်ခန်းထဲထည့်သိမ်းလိုက်ပြီးစွမ်းအင်တလင်းငယ်30ကိုတော့ထိုနေရာမှာရင်ကျွန်တော်ကိုယ်တိုင်စုပ်ယူလိုက်တော့တယ်ခဏအကြာမှာတော့ကျွန်တော်ရဲ့စွမ်းရည်တွေကထပ်မံပြီးအားကောင်းမောင်းတန်ဖြစ်လာခဲ့ပြီဗျာကဘာကျော်စွမ်းအင်တူလောင်ခန်းရဲ့ပမာဏကကုပမီတာ4000ထိကျေပြန့်သွားခဲ့ပြီးစိတ်တဆစွမ်းအင်ကလည်းအလေးချိန်300ကီလိုဂရမ်အထိမတင်နိုင်စွမ်းရှိလာတဲ့အပြင်တတုပစ္စည်းတွေကိုပုံမဖိသိပ်ပြီးအရှိန်ပြင်းပြင်းနဲ့ပြစ်ခတ်နိုင်တဲ့စွမ်းရည်အသစ်ပါထပ်တိုးလာခဲ့ပြီးဒါတွေအားလုံးပြီးတော့မှကျွန်တော်လက်ရှိကဘာကိုပြန်လာခဲ့ပြီးညဘက်မှာကောင်းကောင်းအိတ်ဆက်လိုက်ကနောက်တနေ့မှာတော့ Nova Star ကုမ္ပဏီရစီကိုဦးတည်ထွက်ခွာခဲ့တော့တယ်စက်ယုံကြီးတစ်ခုလုံးကတော့တခါမှမကြုံဘူးတဲ့စွမ်းရည်တွေနဲ့လှုပ်ရှားတက်ဝင်နေတာပြဝန်ထမ်းတိုင်းရဲ့မျက်နှာပေါ်မှာအပြုံးတွေကလင်းပလင်းပါနဲ့မိနစ်အနည်းငယ်တိုင်းမှာလည်းဓာတ်ခွဲခန်းထဲကနေဘက်ထရီရဲ့စွမ်းဆောင်ရည်တွေကြောင့်အော်မင်တက်ပြီးအော်ဟစ်တန်တွေကထွက်ပေါ်နေတော့မယ်ကျွန်တော်ရုံးခန်းထဲမှာထိုင်ရင်ဆေဗီယာနဲ့ဖုန်းပြောတာကိုချလိုက်ရုံပဲရှိသေးတယ်သူမကကျွန်တော်တောင်းဆိုထားတဲ့ထိတ်တန့်ရေးချင်းရှိသူကိုခေါ်ပြီးလမ်းမှာရောက်နေပြီလေ
တနာရီကြာမှာတော့ရုံးခန်းတကားခောက်တန်ထွက်ပေါ်လာခဲ့ပြီးစပင်တိုတိုနဲ့အမျိုးသမီးတယောက်အခန်းထဲကိုလှမ်းဝင်လာခဲ့တယ်။သူမကတော့ကီယာပါပဲဆီလ်ဗီယာကကီယာအနောက်ကနေကက်လိုက်လာတာပေါ့ကျွန်တော်ဘာမှမပြောရသေးခင်မှာတင်ကီယာကကြားဖြတ်ပြီးစကားဆပြောတော့တယ်။အချိန်ကငွေပဲပြအပိုလုပ်တွေဖယ်ထားလိုက်ရအောင်ကျမကိုလာခေါ်တဲ့လူတစ်ရှာဖွေရေးအဖွဲ့ကပြောတယ်။ရှင်းစီမှာဒေဝါလီခံခါနီးဖြစ်နေတဲ့ဒီကုမ္ပဏီကိုတုံးပြီးတစ်ကမ္ဘာလုံးကဘက်ထရီထုတ်လုပ်သူတွေအကုန်လုံးကိုလုပ်ငန်းပိတ်သွားစေနိုင်လောက်တဲ့အထိစက်မှုလုပ်ငန်းတစ်ခုလုံးကိုဂျာအေးတူထာနီပြောင်းလဲပြမဲ့ထုတ်ကုန်အသစ်တစ်ခုရှိတယ်ဆိုပဲကီယာကအေးဆက်ဆက်တစ်ချက်ရေးလိုက်ပြီးကျမဒီလုပ်ငန်းထဲမှာကျင်လည်လာတာ10နှစ်ရှိပြီးရှင်းလိုမျိုးစိတ်ကူးရင်အိမ်မက်တွေရောင်ရမ်းနေပြီးနောက်ဆုံးမှလုပ်ငန်းခွင်ရဲ့ရေးစရာဖြစ်နေပဲအဆုံးသက်သွားကြတဲ့လူငယ်တွေကိုအများကြီးမြင်ဘူးလေကျမဒီကိုလာတာတခုတည်းကိုပဲအတည်ပြုခြင်းလို့ရှင်ကတခြားလူတွေနဲ့ဘာကွာခြားလို့လဲကျွန်တော်ဖြက်ခနဲ့ပြုံးလိုက်ပြီးထိုင်ရာကနေထကတကားဝက်စီကိုဥတီလန်ထွက်လိုက်တယ်နောက်ကိုလိုက်ခဲ့ကီယာတစ်စက္ကန့်လောက်ကြောင်းသွားပြီးမှခြေလန်းတွတ်တွတ်နဲ့ကတ်လိုက်လာတော့တယ်ဆီလ်ဗီယာလည်းအမိလိုက်ဖို့အပြေးလေးလိုက်ရတာပေါ့မကြခင်မှာပဲကျွန်တော်တို့ဒုတိယထပ်ကအရေးသွေးထင်းချုံမှုတခွဲခန်းစီကိုရောက်လာခဲ့ပြီးကျွန်တော်လီလန်းကိုစမ်းသပ်မှုအစီရင်ခံစာတွေယူလာဖို့လှမ်းပြောလိုက်တာပေါ့ကီယာကအစီရင်ခံစာကိုလှမ်းယူပြီးစာမျက်နှာတွေကိုအမြန်ဖတ်ကြည့်လိုက်တဲ့စက္ကန့်ပိုင်းတွင်းမှာတင်သူမရဲ့မျက်လုံးတွေထဲမှာတန်တရားတွေပြည့်နေသွားတော့တာပဲဒေတာတွေကိုအတုလုပ်တယ်ဆိုတာအမှုပညာတရက်ပဲပြရှင်းရဲ့အစီရင်ခံစာကအပေါက်ပြဲတွေနဲ့ပြည့်နေတာပဲလီလန်းခများမျက်နှာကြီးကြာကြာနေသွားပြီးပြပြတလဲနဲ့အသေးအတန်ပြန်ရင်းတော့တယ်ဒီကိန်းကနန်းတွေအားလုံးကိုကျွန်တော်တို့ကိုယ်တိုင်တိတိကျကျစမ်းသပ်ခဲ့တာပါဗျာဒါပေမဲ့ကီယာကတခွဲခန်းထဲကကရိယာတွေကိုတစ်ချက်လန်းကြည့်ပြီးနှာခေါင်းရှုံလိုက်တယ်လွန်ခဲ့တဲ့အနှစ်20ကဒီရှေးဟောင်းပစ္စည်းအစုပ်ပြက်တွေနဲ့စမ်းသပ်တာကိုပြောတာလားကျွန်တော်ရဲ့မျက်နှာအမူအရာကတော့တစ်ချက်ကလေးတောင်မပြတ်ဘူးဗျဒါဆိုမင်းဘယ်လိုမျိုးစမ်းသပ်ချင်လဲရိုးရိုးလေးပဲကီယာကပြောဆိုနဲ့သူမရဲ့အိတ်ထဲကနေ flash drive တစ်ခုကိုထုတ်လိုက်တယ်ဒီထဲမှာကျွန်မကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ battery စမ်းသပ်မှုလုပ်ထုံးလုပ်နည်းရှိတယ်ဒါကလက်ရှိအမြင့်ဆုံးစံနှုန်းပဲနိုင်ငံတော်စံနှုန်းထက်5ဆပိုပြီးတင်းကျပ်တဲ့ရှင်ရဲ့ battery ကိုဒီစမ်းသပ်မှုတွေအားလုံးအစအဆုံးပြန်လုပ်ရမယ်ပြီးတော့ကျွန်မရဲ့လူတွေကပဲတိတန့်ကင်တွေစမ်းသပ်မှာဖြစ်ပြီးနိုင်ငံတကာအတိမတ်ပြုတတိယအဖွဲ့အစည်းရဲ့တက်ခွဲကမ်းမှာပဲလုပ်ရမယ်ရတယ်ဆီလ်ဗီယာငါ့ကိုကူညီစမ်းဆရာကြီးတန်ကိုဆက်သွယ်လိုက်ငါအခုချက်ချင်းကျုံးခဲ့စမ်းသပ်ရေးဗဟိုဌာနရဲ့တက်ခွဲကမ်းကိုတုံးဖို့လိုတယ်ကီယာထိုနေရာမှာတင်ကြောက်ရွံ့လို့တောင်းခဲသွားတော့တာပဲသူမကကျွန်တော်ဒီလောက်အထိလွယ်လွယ်ကူကူသဘောတူလိမ့်မယ်လို့မထင်ထားတဲ့အပြင်တိုင်းပြည်ရဲ့အကောင်းဆုံးအထက်တန်းစားတက်ခွဲကမ်းကြီးကိုပါတန်ပြီးတောင်းဆိုလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဘူးလေဆီလ်ဗီယာကဖုန်းထုတ်ပြီးချက်ချင်းလန်းခေါ်လိုက်တဲ့10မိနစ်တောင်မပြည့်ခင်မှာပဲဆီလ်ဗီယာကကျွန်တော်ဘေးကိုခြေလန်းတွတ်တွတ်နဲ့ပြန်ရောက်လာခဲ့ပြီးမစ္စတာမိုင်လိုအားလုံးစီစဉ်ပြီးပါပြီရှင်အဲ့ဒီတက်ခွဲကမ်းကအခုကစပြီးနောက်ထပ်24နာရီလုံးကျမတို့အတွက်တည်တံ့ဖွင့်ပေးထားပါလိမ့်မယ်ကျွန်တော်စပွဲပေါ်က Nova တက်ဘက်ထရီကိုကောက်ကင်လိုက်ပြီးလူအုပ်ကိုဥဆောင်ကအပြင်ကိုထွက်လာခဲ့တော့တယ်မကြခင်မှာပဲကျွန်တော်တို့ကျုံးခဲစမ်းသပ်ရေးဗဟိုဌာနကိုရောက်လာခဲ့ကြပြီးကီယာကသူမရဲ့အဖွဲ့ကိုပင်မတက်ခွဲခန်းနဲ့တန်းခေါ်သွားတာပေါ့သူမက flash drive ကိုကွန်ပျူတာထဲထိုးထည့်လိုက်ပြီး Nova တက်ဘက်ထရီကိုစမ်းသပ်ကိရိယာကြီးထဲထည့်သွင်းလိုက်တယ်ခဏအကြာမှာတော့ကီယာရဲ့အမိတ်ပေးတန်တဲ့အတူစမ်းသပ်မှုတွေတရားဝင်စတင်ပါတော့တယ်ရက်ဆက်ပြင်းထန်လုံးနဲ့စမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုတရားဆက်ပြုလုပ်နေတာပြတက်ခွဲခန်းတစ်ခုလုံးမှာစက်ကိရိယာတွေရဲ့ညီကြီးတန်ကလွဲလို့ဘာမှမထွက်ပဲတိတ်ဆိတ်လုံးနေတာလူတိုင်းရင်းတမန်အောင်ဆောင်နဲ့စောင့်ကြည့်နေကြတယ်အချိန်တွေကတစ်စက္ကန့်ချင်းစီနှိကွေးစွာကုန်ဆုံးသွားခဲ့ပြီးကီယာနဲ့သူမရဲ့အဖွဲ့ဝင်တွေဟာရလက်တွေကိုကြည်ရင်ပို့ပြီးတော့ကိုထိတ်လန့်တုန်လှုပ်လာကြတာပြဘာလို့လဲဆိုတော့နိုဘာတကစမ်းသပ်မှုတိုင်းအောင်မှာတစ်ချက်ကလေးတောင်မချို့ယွင်းပဲအပြစ်ပြောစရာမရှိအောင်မြင်နေလို့ပဲနောက်ဆုံးစမ်းသပ်မှုလည်းပြီးရောစက်ရုပ်ရဲ့တမ်မနီအချွန်ကြီးတစ်ခုကဘက်ထရီအိုးကိုတဲ့ကြီးထိုးပေါက်လိုက်တယ်ဒါပေမဲ့စကရင်ဘော်ကကိန်းကနန်းတွေကတော့ကြောက်ဆောင်ကြီးလိုတစ်ချက်ကလေးတောင်မလုပ်ပဲငြိမ်သက်တည်ငြိမ်နေတော့မယ်ဗျာတက်ခွဲခန်းတစ်ခုလုံးတူတန်တဆပြင်းလို့တိတ်ကျသွားခဲ့ပြီးကီယာကအပြစ်ပြောစရာမရှိတဲ့အဲ့ဒီစမ်းသပ်မှုအစီရင်ခံစာကိုအကြာကြီးစိုက်ကြည့်နေပြီးမှစကားသုံးခုပဲရေရွတ်နိုင်တော့တယ်ခစ်တစ်တခုပဲသူမကကျွန်တော်ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာပြီးကျမလက်ခံတယ်ဒါပေမဲ့ကျမမှာနောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်ဒီလိုထုတ်ကုန်မျိုးကိုတကယ်ပဲအများပြားထုတ်လုပ်နိုင်ပါမလားကုန်ကျစရိတ်ကောဘယ်လောက်ရှိလဲဒါကတော့ professor နဲ့ manager တယောက်အနေနဲ့သူမရဲ့နောက်ဆုံးကြံရှိနေတဲ့စင်ကျင်တုံတရားရှိတဲ့စိုးရိမ်ပူပန်မှုပဲလေကျွန်တော်စကားနဲ့ပြန်မဖြေပဲအိတ်ထဲကနေနောက်ထပ် flash drive တစ်ခုကိုထုတ်ပြီးသူမလက်ထဲကိုလှမ်းပေးလိုက်တယ်ဒီထဲမှာ Nova တရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးနဲ့ကုန်ထုတ်လုပ်မှုလိုင်းကိုအဆင့်မြင့်တင်မဲ့စနစ်ပြမြေပုံပါပြီးသားမင်းရဲ့အလုပ်ကဒီထုတ်လုပ်မှုလိုင်းကိုအများဆုံးအများပြားထုတ်လုပ်နိုင်တဲ့ line ဖြစ်ပြောင်းလဲပြဖို့ပဲကုန်ထုတ်လုပ်မှုဈေးစကားကိုပြောရရင်တော့အခုဈေးကွက်ထဲကတာမန်ဘက်ထရီတွေထက်10%လောက်ပဲပိုများလိမ့်မယ်ကီယာရဲ့အုံနောက်ကြီးတစ်ခုလုံးပလာချင်းသွားတယ်လို့ဖြစ်သွားခဲ့ပြီဗျာသူမကတုံညီနေတဲ့လက်တွေနဲ့ flash drive ကိုလှမ်းယူလိုက်တယ်သူမကောင်းကောင်းသိတယ်ဒီ flash drive ထဲမှာရှိနေတာကရိုးရိုး digital data တွေမဟုတ်ဘူးတစ်ကမ္ဘာလုံးရဲ့စက်မှုလုပ်ငန်းအခင်းချင်းတစ်ခုလုံးကိုစောက်ထုံးမှုမျိုးပြောင်းလဲပြနိုင်တဲ့တကယ်ကိုအားကောင်းလာတဲ့လှုပ်ဝက်ချက်ကြီးဆိုတာကိုဒီအချိန်မှာတော့ကီယာရဲ့မျက်လုံးတွေထဲမှာရီမန်းချက်မီးတောက်တွေတောက်လောင်လာခဲ့ပြီးကျမနားလဲပါပြီအခုချိန်ကစပြီးလီလန်းကနီးပညာရရှိချုပ်ပဲလူတိုင်းအခုချက်ချင်းကုမ္ပဏီကိုပြန်ကြမယ်နောက်2ရက်အတွင်းမှာမင်းတို့အားလုံးရဲ့အုံနောက်ထဲမှာဒီဒီဇိုင်းမြေပုံတွေဆွဲမြဲနေရမယ်ပြီးမှကီယာတစ်ခုခုကိုတတိယသွားပြီးမျက်မှောင်ကျုပ်ကကျွန်တော်ကိုလှမ်းကြည့်တယ်ဥက္ကဋ္ဌမိုင်လိုထုတ်လုပ်မှုလိုင်းကိုအစင်းမြင့်တင်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာတွေကမှာယူရင်ရောက်ဖို့အနည်းဆုံး1လလောက်ကြာလိမ့်မယ်ဗျနောက်2ရက်နေရင်လုံမဲ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုကျမတို့ကဗာပြရမှာလဲအဓိကအစိပ်ပိုင်းတွေကိုငါကိုယ်တိုင်ကင်တွယ်မယ်လိုအပ်တဲ့အစိပ်ပိုင်းစည်းရင်းကိုသာငါစီပို့ပေးလိုက်အနောက်ဆုံးမနက်ဖြန်အတွင်းအကုန်ရောက်စေရမယ်မင်းတို့ရဲ့အလုပ်ကသတင်းစာရှင်းလင်းပွဲမတိုင်ခင်ထုတ်လုပ်မှုလိုင်းကိုလက်ပတ်နိုင်အောင်လုပ်ပြီးပထမဆုံးအချိုးသက်ထုတ်ကုန်ကိုထုတ်ပြနိုင်ဖို့ပဲစကားဆုံးတာနဲ့ကျွန်တော်တက်ခွဲခန်းထဲကနေတမ်းပြီးထွက်လာခဲ့တော့တယ်ကြံတဲ့လူတွေလည်းပြပြတလဲနဲ့စတင်လှုပ်ရှားကြတော့တာပေါ့မိနစ်30ကြာပြီးတဲ့နောက် Nova Star ရဲ့ရုံးခန်းထဲမှာလီလန်းကကျွန်တော်စီကိုလိုအပ်တဲ့ပစ္စည်းစည်းရင်းကိုလှမ်းပေးတယ်ကျွန်တော်အဲ့ဒီစည်းရင်းကိုတစ်ချက်ပဲကြည့်ပြီးအိတ်ထဲထိုးထည့်လိုက်တာပေါ့ငါရဲ့သတင်းကိုပဲစောင့်နေကြကျွန်တော်ဘာပစ္စည်းမှမယူပဲချက်ချင်းထွက်လာခဲ့တယ်မကြခင်မှာပဲဆိုင်ကိုပြန်ရောက်လာပြီးကဘာကူးပြောင်းခြင်းကိုအစပြုကမြို့ပြက်ကြီးစီကိုပြန်ရောက်လာခဲ့ပြီးကျွန်တော်ရေဒီယိုကိုကင်ပြီးလူတွေကိုစတင်ခေါ်ယူလိုက်တော့တယ်
မိနစ်20တောင်မပြည့်ခင်မှာပဲစိုင်ပြင်ဘက်မှာ off field ကား3စီးဆိုက်ရောက်လာခဲ့ပြီးဗျဗီယာကအိုဝင်ရဲ့ဒေါက်တာကလီမန်တို့နဲ့အတူကားပေါ်ကဆင်းလာတာပေါ့လော့မိုင်လိုရှင်တောင်းဆိုထားတဲ့လူတွေရောက်ပါပြီရှင်ကျွန်တော်ဗီယာကိုကောင်းကြီးပြလိုက်ပြီးစည်ရင်းကိုလှမ်းပေးလိုက်တယ်ဒီစည်ရင်းတွေကပစ္စည်းတွေကိုဤပညာပန်းချန်စီသွားပြီးသွားတည်ခဲ့ကြဆန်းစည်ရင်းတွေကတခုမှမကြံစေရဘူးလို့အရင်ထုတ်လုပ်မှုလိုက်တစ်ခုလုံးကိုပါဖြုတ်ပစ်ခဲ့ကြအိုဝင်နဲ့ဒေါက်တာကလီမန်တို့ခင်ဗျာရင်ထိတ်ထိတ်ဖြစ်သွားကြပေမဲ့ဘယ်သူမှမငြင်းရဲကြဘူးတာဝန်ကိုအောင်မြင်အောင်ထမ်းဆောင်ခဲ့ပါမယ်ဗျာမကြခင်မှာပဲထိုရင်နှန်းကြီးကဤပညာပန်းချန်စီကိုအချိန်နဲ့မောင်းထွက်သွားကြတော့တယ်ကျွန်တော်ရေဒီယိုကိုလိုင်းပွင့်ဘက်ပြောင်းလိုက်ပြီးပြောလိုက်တာပေါ့ငါမိုင်လိုပဲကုန်သွယ်မှုလိုင်းဖွင့်ပြီးမင်းတို့ရဲ့ရွှေတွေနဲ့စွမ်းရည်တလင်းခဲတွေကိုယူလာခဲ့ကြတော့ကျွန်တော်ပြောလို့လဲပြီးရောရေဒီယိုတွေကနေပြန်လဲဖြေချတန်တွေတရက်ဆက်ထွက်ပေါ်လာတော့တာပဲဘက်ထရော့အခြေစိုက်စခန်းလက်ခံရရှိပါတယ်ဗျာ Hive အဖွဲ့လက်ခံရရှိပါတယ်ဗျာမိပြတိုက်အဖွဲ့လက်ခံရရှိပါတယ်ဗျာအခအဖွဲ့လက်ခံရရှိပါတယ်ဗျာကျွန်တော်လှုပ်ဝက်လိုင်းဘက်ကိုပြောင်းလိုက်ပြီး Nightingale လူသစ်စုဆောင်တဲ့အလုပ်ဘယ်လိုလဲလောလောဆယ်စွမ်းရှင်30ကိုစစ်စစ်ပြီးပါပြီရှင်ရဲ့အမိန့်တိုင်းဒုတိယအဆင့်တစ္ဆာဆောင်သိမှုစစ်ဆေးခြင်းတွေကိုလုပ်နေပါတယ်ဗျာကောင်းတယ်ငါအလကားစားအလုံးမလုပ်တဲ့လူတွေကိုအကျွေးမွေးမခံနိုင်ဘူးသူတို့သာတကယ်အလုပ်လုပ်ချင်ရင်ရိတ်ခါကိုအကန့်အသတ်မရှိပေးမယ်နားလည်ပါပြီရှင်3ရက်အတွင်းမှာညစ်တံမနီတာအဖွဲ့ရဲ့ဝန်ထမ်းအင်အားစည်ရင်အပြည့်စုံရှင်းစားပွဲပေါ်ရောက်စေရပါမယ်အဲ့ဒီစကားကိုကြားပြီးနောက်ကျွန်တော်ရေဒီယိုကိုချလိုက်ပြီးစောင့်နေလိုက်တယ်တနာရီတောင်မပြည့်ခင်မှာပဲအရက်လေးမျက်နှာလုံးကနေကားအင်ဂျင်တန်တွေတပြိုင်တည်းမြည်ဟဲလာခဲ့ပြီးဗျာအဖွဲ့အစည်းကြီးလေးခုရဲ့မော်တော်ယာဉ်တွေကဆိုင်းရှိမှာအစီရီတန်းစီလိုက်ကြတာပေါ့စကော်ပီယန်ကအရင်ဆုံးရောက်လာပြီးတက်တုတက်တာလေးကြီးနှလုံးကိုလာချတယ်လော့မိုင်လိုဒါကဘက်ထရော့အဖွဲ့မှာရှိသမျှစုဆောင်းထားတဲ့အရာတွေပါဗျာသူ့နောက်မှာတော့ဟောနှက်ပြီးတော့အက်အဖွဲ့နဲ့မိပြတိုက်အဖွဲ့တို့ကပ်ပါလာတာပေါ့တက်တုတက်တာတွေကိုဖွင့်လိုက်တဲ့အခါရွှေတုံးတွေတတုံးပြီးတတုံးနဲ့စွမ်းရင်တလင်းခဲတွေပေါ်လာတော့တာပဲကျွန်တော်ဒါတွေကိုကဘာကျော်စွမ်းအင်တူလောင်ခန်းနဲ့တာမန်ပဲလှမ်းသိမ့်လိုက်တယ်ထိုအဖွဲ့အစည်းကြီးလေးခုကတော့စနစ်တကျတန်းစီပြီးသူတို့ကြိုတင်မှာထားတဲ့ရိတ်ခါတွေကိုလာထုတ်ကြတာပေါ့ secret တွေအရက်တွေစံတွေအသားတွေဆေးဝါးတွေနောက်ဆုံး radio တွေနဲ့ drones တွေကြီးတစ်တာလိုက်တဲထုတ်သွားကြတာဗျာကျွန်တော်ရဲ့ထောက်ပံ့ရေးကွင်းဆက်ကြောင့်ဒီအဖွဲ့အစည်းလေးခုနဲ့သူတို့ရဲ့စွမ်းအားရှင်တွေရဲ့လူနေမှုဘဝအရေးသွေးကတရွေ့ရွေ့တက်လန်းလာခဲ့ပြီလေကုန်သွယ်မှုကအဆင်ပြေပြေပြီးဆုံးသွားခဲ့ပြီးစုစုပေါင်းကျွန်တော်လက်ထဲရွှေ300ကီလိုဂရမ်နီးပါးနဲ့စွမ်းအင်တလင်းခဲ42ခုရရှိခဲ့တာဗျမကြခင်မှာပဲကွင်းပြင်ကြီးကပြန်ပြီးတိတ်ဆိတ်သွားခဲ့ပြန်ပြီးကျွန်တော်စွမ်းအင်တလင်းခဲအားလုံးကိုထိုနေရာမှာတင်ချက်ချင်းဆုပ်ယူလိုက်တဲ့အေးဆက်ဆက်စွမ်းအင်လိုင်းလုံးကြီးတစ်ခုကကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကိုတိုးဝင်လာပြီးကျွန်တော်ရဲ့စိတ်တဆစွမ်းအင်နယ်ပယ်ကြီးတစ်ဟုန်ထိုးကျပြန့်လာတာကိုအထင်ရှားခံစားလိုက်ရတာပေါ့စိတ်တဆစွမ်းအင်ရဲ့တိကျမှုနဲ့အင်အားကစပွားတိုးတက်လာပြီးအလေးချိန်ကန့်သက်ချက်က400ကီလိုဂရမ်အထိကိုအေးဆေးကျော်ဖြတ်သွားခဲ့ပြီးဗျကဘာကျော်စွမ်းအင်တူလောင်ခန်းရဲ့အတွင်းပိုင်းပမာဏကလည်းကုပမီတာ9000အထိကျပြန့်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲအပြင်ကနေကားအင်ဂျင်တန်တစ်ခုထွက်ပေါ်လာတဲ့ VR အိုဝင်နဲ့ကျန်တဲ့လူတွေကတိကျတဲ့စက်ပစ္စည်းစိတ်ပိုင်းတွေအပြည့်တင်ဆောင်လာတဲ့ကားတွေနဲ့ဆိုင်ရှိမှာဆိုက်ရောက်လာကြတာပေါ့ VR ကတကားဝကိုရှောက်လာပြီးလော့မိုင်လိုစည်ရင်းတွေကအတိကအစိတ်ပိုင်းတွေနဲ့ပစ္စည်းကိရိယာမှန်သမျှတခုမကြမ်းပါလာပါလေရှင်ကျွန်တော်ထိုင်ရာကနေထားလိုက်တယ်ကောင်းပြီဒီအချိန်မှာတော့ကိုဘက်ကဘာက Nova Star နည်းပညာကုမ္ပဏီရဲ့စက်ရုံကြီးတစ်ခုလုံးကတော့မီးအောင်တွေထိန်ထိန်လေးနေတာဗျစက်ရုံချမ်းပြင်တစ်ခုလုံးမှာတပ်တူတွေကိုဖျက်တောက်နေတဲ့စက်တန်ကြီးတွေကအုံအုံကြွကြွမြည်ဟဲလို့နေတော့တာပဲ PR ကဒုတိယထပ်ဆင်းမြင့်ပုံမှာရက်ပြီးအောက်ထက်ကရုံရင်ဆန်ခတ်လှုပ်ရှားနေတဲ့မြင်ကွင်းကိုငုံကြည့်နေတယ်သူမရဲ့မျက်လုံးတွေကတွေးကြောတွေထောင်ပြီးညီရဲနေပေမဲ့ပေးလိုက်တဲ့အမိန့်တွေကတော့ဆူရှာပြတ်သားနေတော့ပဲဗျသူမရဲ့မနာတမ်း PR ပေးမှုအောက်မှာနည်းပညာဖွဲ့တစ်ခုလုံးဟာဝင်ပြီးနေတဲ့နိုင်တစ်လုံးလိုမျိုးအရှင်ကုန်စွမ်းဆောင်ရည်စီးချက်တွေအားလုံးကိုကြော်လွန်ပြီးအစွမ်းကုန်ရုန်းကန်နေကြရတာအဲ့ဒီအချိန်မှာပဲအဝေးကနေအင်ဂျင်တန်အနေကြီးတစ်ခုမြည်ဟဲလာခဲ့ပြီးကျွန်တော်ကုန်တင်ကားကြီးကိုစက်ရုံတကားဝမှာစိုက်လိုက်တာပေါ့အဆောက်အုံထဲကမျက်လုံးမှန်သမျှကျွန်တော်စီကိုပဲကွက်တီကြားရောက်လာကြတယ်ကျွန်တော်ကားမောင်းသူနေရာကနေဆင်းအနောက်ဘက်ကိုရှောက်သွားပြီးလေးလံလာတဲ့ကုန်တင်ကားကြီးတွေကိုဆွဲဖွင့်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့ကားနောက်ခန်းတစ်ခုလုံးမှာနေရန်အပြည့်ပြည့်နေနေတဲ့စက်ပစ္စည်းစိတ်ပိုင်းတွေပေါ်ထွက်လာခဲ့ပြီဗျာလီလန်းခများဝမ်းသာအားရနဲ့ခြေလန်းတွေတောင်မှပြီးအပြေးလွှာရောက်လာတော့တာပဲပက်ပက်လေကဤပညာရှင်တွေလည်းပြအောင်ကြွားသလိုဝိုင်းအောင်လာကြပြီးပစ္စည်းတွေကိုအမြန်ဆုံးဆင်းချကြတော့တယ်ကီယာကကျွန်တော်စီလျှောက်လာတယ်ဘာစကားမှတော့မပြောဘူးကျွန်တော်ကိုအတိတ်ပဲပါနဲ့ခဏနဲ့ရှိုင်းရှိုင်းတစ်ချက်ပဲစိုက်ကြည့်ပြီးချက်ချင်းလက်ကသူမရဲ့ဤပညာအဖွဲ့ကိုအတန်ကုန်အော်ဟစ်အမိတ်ပြီးတော့တယ်လီလန်းမင်းရဲ့အဖွဲ့ကိုခေါ်ပြီးပင်မမောင်းတဲ့တစ်စက်ရိုးကိုစပြီးတက်ဆင်စမ်းအဖွဲ့နဲ့တိကျလွန်အာယုံခံကရိယာတွေကိုကြိုတင်ချိန်ညှိလိုက်ကြအဖွဲ့3တတုဆက်စိတ်ပိုင်းအားလုံးကိုခရီးစော်တဲ့နေရာမှာအစင်လိုက်အမြန်တင်စမ်းမိုးမလင်းခင်ဒီထုတ်လုပ်မှုလိုင်းကြီးအသက်ဝင်လှုပ်ရှားနေတာကိုငါမြင်ချင်တယ်နောက်တစ်စက္ကန့်မှာတော့စက်ရုံတစ်ခုလုံးတုံခါသွားစီလောက်တဲ့တိုင်တူထူးတန်ကြီးထွက်ပေါ်လာပြီးဝန်ထမ်းတွေအားလုံးအလုတ်ထဲဆောက်ချလိုက်ကြတော့တဲ့စောစောကအလုတ်ထဲကြီးတက်တက်ဖြစ်နေတဲ့ထုတ်လုပ်မှုလိုင်းကြီးဟာအခုဆိုရင်မျက်စိရှိတင်တိတိတတ်တာကြီးကိုပစ္စည်းတွေပြည့်နေလာတာဗျာတိကျလာတဲ့စက်ပစ္စည်းတွေတစ်ခုပြီးတစ်ခုနေရာတကျဖြစ်လာခဲ့ပြီးစက်ပစ္စည်းတွေရဲ့မြေဟစ်တန်ကြီးအောက်မှာအချိန်တွေဘလို့ကုန်မန်းတောင်မသိလိုက်ရဘူးအရှိဘက်ကောင်းကင်ရံမှာအယုံဦးရဲ့ပထမဆုံးလေးအောင်ကြီးတန်းလာတဲ့အချိန်မှာပဲလီလန်းကနောက်ဆုံးတန်မဏိမူလေးအဆင့်မြင့်ကြီးကိုသူကိုယ်တိုင်ကြက်လိုက်ပြီးတက်ဆင်မှုကိုအဆုံးတက်လိုက်တဲ့ထုတ်လုပ်မှုလိုင်းတစ်ခုလုံးပြီးပြည့်စုံသွားခဲ့ပြီဗျကီယာကပင်မထိန်ချုံမှုကလုတ်ခုံစီကိုရှောက်သွားပြီးစတင်ခြင်းကလုတ်ကိုနှိပ်လိုက်တဲ့လျှက်စစ်စွမ်းရည်ရဲ့ပြင်းထန်တဲ့မြေဟိတန်ကြီးကစက်ယုံချမ်းပြင်တစ်ခုလုံးကိုလွှမ်းမိုးသွားတာပေါ့ထုတ်လုပ်မှုလိုင်းကြီးတစ်ခုလုံးကတန်မဏိဘီလူကြီးတစ်ကောင်လိုမျိုးနိုးထလာခဲ့ပြီးပြအချက်ပြမိပေါင်း100ကျော်ကတစ်ခုပြီးတစ်ခုဖြက်ခနဲလင်းပွင့်လာကြတယ်မျက်လုံးတိုင်းကစိုက်ကြည့်နေကြတော့မဲ့စက်ကရိယာတွေကတကယ်ကိုတိကျအပြည့်ပြောစရာမရှိပဲအချိတ်ဆက်မိမိလက်ပတ်နေပြီးလုပ်ငန်းစဉ်တစ်ခုလုံးကရေလိုပဲချောချောမွေ့မွေ့စီးဆင်းနေတာဒါပေမဲ့နောက်ဆုံးအဆင့်အရောက်မှာပဲဆူရှာလာတဲ့အချက်ပေးတန်ကြီးကအုံကနေမြည်လာတော့တယ်သတိပေးချက်အတွင်းပိုင်းဖိအားပုံမှန်မဟုတ်ပါတတ်မှတ်ချက်ထက်ကျော်လွန်နေပါသည်ကီရာမျက်နှာချက်ချင်းပြတ်သွားပြီးထိန်းချုပ်ခုံစီကိုပြေးသွားတော့တယ်ဘာဖြစ်တာလဲလီလန်းလဲပြပြတလဲပြေးလာပြီးခလုတ်တွေကိုလက်ပြတလဲနှိပ်ရင်းတုံရင်နေတဲ့အတန်နဲ့ပြောရှာတယ်အကာအကွယ်လွှာဖြစ်ပေါ်နေတဲ့အချိန်မှာတက်ပြုတ်မှုကအရန်ပြင်းထန်သွားတာဗျနိုဘာတရရဲ့ပစ္စည်းကအရန်ကိုအစွမ်းထက်လုံးတော့
အဲ့ဒီအချိန်မှာထွက်လာတဲ့စွမ်းအင်ကများလွန်းနေတယ်အပြင်ဘက်အစုကခံနိုင်မှမလားမသိဘူးအခန်းထဲကလူတိုင်းရဲ့ရင်ဘတ်ကြီးတစ်ခုလုံးအေးကနေဖြစ်သွားတာပေါ့လူတိုင်းကဒါဟာမလွဲမသွေကြာရှုံးတော့မယ်လို့ထင်လိုက်ကြတာဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖိအားပြကွေးကြီးကဝုန်းကနေပြန်ကျသွားပြီးဘေးကင်းစုံထဲမှာတည်ငြိမ်သွားခဲ့ပြီးပြဆူရှာလာတဲ့အချက်ပေးတန်ကြီးလဲရုတ်တရက်အလိုလျောက်ပိတ်သွားခဲ့ပြီးလီလန်ကတော့ကြောင်အန်းနဲ့စခရင်ကိုစိုက်ကြည့်နေမိတယ်နိုဘာကအဲ့ဒီလိုတဟုန်ထိုးတက်လာတဲ့စွမ်းအင်တွေကိုသူ့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံနဲ့အလိုလျောက်ဆုပ်ယူပစ်လိုက်တာကိုတက်တူအစိုးရဲ့ပုံပြတ်သွားမှုလုံးကသူ့ညပဲပြသူထုတ်လုပ်မှုလိုင်းဘက်ကိုခေါင်းကိုဖျက်ခနဲလှည့်ကြည့်လိုက်ပြီးအောင်မြင်သွားပြီပြုတ်ထုတ်လုပ်မှုလိုင်းရဲ့အဆုံးသတ်မှာတော့နိုဘာတဘက်ထရီအိုးလေးတစ်လုံးကဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့ပြီးနောက်တစ်စက္ကန့်မှာတော့မိုးချင်းတလူမျိုးအောင်ပွဲခံအော်ဟစ်တန်ကြီးပောက်ကွဲထွက်သွားတော့တာပဲငါတို့လုံနိုင်ခဲ့ပြီဟဲ့ငါတို့တကယ်ကြီးအောင်မြင်သွားပြီတညလုံးမအိပ်ပဲစူးစမ်းခဲ့ကြတဲ့ဝါရင်နီးပညာရှင်ကြီးအချို့ဆိုရင်ဝမ်းသာလုံးလို့အော်ဟစ်ငိုယိုနေကြတာဗျာကီယာတောင်မှတကူလုံးတုံရင်နေတာကိုမထိန်နိုင်ရှာဘူးသူမအရှိကိုလှမ်းတက်လိုက်ပြီးဘက်ထရီအိုးလေးကိုလက်နှစ်ဖက်နဲ့ဂီယူတစ်ဆိုင်ပွိပိုက်ကလူတိုင်းမြင်အောင်အပေါ်ကိုမြှောက်ပြလိုက်တယ်ငါတို့အောင်မြင်သွားပြီကျွန်တော်ကတော့အဝေးကနေကားတကားကိုမိရဲရင်းနဲ့မျက်နှာပေါ်မှာတည်ငြိမ်တဲ့အပြုံးတစ်ခုနဲ့စောင့်ကြည့်နေလိုက်တာပေါ့ခဏကြာမှတော့အောင်ပွဲခံတန်တွေငြိမ်ချသွားခဲ့ပြီးကီရမျက်လုံးတွေကတဖန်ပြန်ပြီးဆူရှာလာခဲ့ပြန်တယ်သတင်းစာရှင်းလင်းပွဲလုပ်ဖို့ငါတို့မှာအချိန်28နာရီပဲလိုတော့တယ်ငါပွဲစီစဉ်တစ်ခုလုံးနဲ့မိန်ကုန်းကိုအချောတက်ရေးဆွဲလိုက်မယ်လူတိုင်းအခုချက်ချင်းအနားယူကြညနေ4နာရီမှာပွဲမတိုင်ခင်နောက်ဆုံးအဆင့်အသေးစိတ်ဆွေးနွေးပွဲအတွက်ပြန်စုကြမယ်ကီရာကဘက်ထရီအိုးကိုကျွန်တော်စီလှမ်းပေးတယ်ကျွန်တော်ကဒါကိုယူပြီးဆီဗီယာစီတန်းပေးလိုက်ကတိတိကျကျတင်ထားဖို့မှလိုက်တာပေါ့မကြခင်မှာပဲစက်ယုံကြီးတစ်ခုလုံးပြန်လဲတိတ်ဆိတ်သွားခဲ့ပြီးကီယာကပွဲစီစဉ်တွေကိုစတင်ချပြတယ်ကျွန်တော်ကပွဲကို3ပိုင်းခွဲလိုက်ဖို့အကြံပြုလိုက်တာပေါ့ပထမပိုင်းအနေနဲ့ကျုံးကဲစမ်းတက်ရေးပုဂ္ဂိုလ်ဌာနရဲ့အစီရင်ခံစာဒေတာတွေကိုချပြမယ်ဒုတိယပိုင်းအနေနဲ့စင်ပုံမာတင်ကုန်ပစ္စည်းကိုတိုက်ရိုက်စမ်းတက်ပြမယ်တတိယပိုင်းအနေနဲ့ကတော့ကျွန်တော်တို့ရဲ့အနာဂတ်ကုန်ထုတ်လုပ်မှုလမ်းပြမြေပူနဲ့ကနဦးမဟာမိတ်ပြုမဲ့အစီအစဉ်တွေကိုကြီးညာမယ်အဲ့ဒီအချိန်မှာပဲဆီဗီယာရဲ့ဖုန်းကတုံခါလာခဲ့တယ်သူမဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီးမျက်နှာတစ်ခုလုံးထိတ်လန့်မှုတွေနဲ့ပြည့်နေသွားတော့တာပဲဒရိုက်တာကီရာဥက္ကဋ္ဌမိုင်လိုဒါလေးကိုတစ်ချက်လောက်ကြည့်ပေးပါဦးရှင်သူမကဖုန်းကိုလှမ်းပြတဲ့စကရင်ပေါ်မှာတော့စီးပွားရေးသတင်းတူတစ်ခုတက်နေတာဗျတိုင်နန်စွမ်းအင်ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Desmond ကအင်တာဗျူးတစ်ခုမှာသူကိုယ်တိုင်လုပ်ငန်းခွင်ရဲ့ခေါင်းဆောင်ကြီးတယောက်လိုပုံစံဖမ်းပြီး Nova Star နည်းပညာကုမ္ပဏီကိုလူသိရှင်ကြားတိုက်ခိုက်နေတာသူက Nova Star ရဲ့ထုတ်လုပ်မှုလိုင်းကပျက်စီးနေတာကြာလာပြီဖြစ်ကြောင်းနဲ့ကုမ္ပဏီမှာအခြေခံအကျဆုံးဘက်ထရီထုတ်လုပ်ခွင့်သတ်မှတ်ချက်တောင်မရှိကြောင်းဆွဆွဲထားတာပြပြီးတော့ဒီလိုဈေးကွက်ကိုဖျက်ဆီးနေတဲ့လုပ်ရက်ကိုတလောကလုံးကဝိုင်းပြီးတပိတ်မောက်ကြဖို့ပါတိုက်တွန်းထားသေးတာစောင်းမရဲ့အဆုံးမှာတော့ပျက်စီးယိုယွင်းနေတဲ့စက်ရုံထုတ်လုပ်မှုလိုင်းအဟောင်းကြီးရဲ့တပ်ပုံကိုပါထည့်ထားတာပေါ့စက်ယုံတွေကလေလူကြီးကရေခဲမှတ်အထိဝုန်းကလေးပြန်ကျသွားခဲ့ပြီးဒါပေမဲ့အဲ့ဒီအချိန်မှာကီယာကရုတ်တရက်ထွေတော့တာပဲဗျသူမမတ်တက်ရက်လိုက်ပြီးထုတ်လုပ်မှုလိုင်းဘက်ကိုရှောက်သွားပါဥက္ကဋ္ဌမိုင်လိုကျမပွဲစီစဉ်ကိုပြောင်းလဲဖို့ခွင့်ပြုချက်တောင်းချင်ပါတယ်ရှင်မနေ့ပြန်ကြရင်ကုန်ပစ္စည်းမိတ်ဆက်တာတွေကိုအကုန်ကြော်လိုက်ရအောင်အဲ့ဒီအစားစက်ယုံကျန်းပြတစ်ခုလုံးကိုကင်မရာတွေနဲ့ပြည့်နေစေပြီးတစ်ကမ္ဘာလုံးကိုတိုက်ရိုက်ထုတ်လွှင့်ပြမယ်လူတိုင်းရဲ့မျက်စိရှိမှာတယ်နိုဗာတယ်အသစ်ဆက်တစ်လုံးကိုထုတ်လုပ်ပြမယ်ပြီးတာနဲ့အပြင်းထန်ဆုံးစမ်းသပ်မှုကိုချက်ချင်းလုပ်ပြမယ်နောက်ဆုံးကြရင်တော့ကင်မရာအရှိမှတင်ဘက်ထရီကိုအစိပ်ပိုင်းလိုက်ဖြုတ်ပြပြီးနိုဗာတယ်ဟာအခွန်တက်မဟုတ်ကြောင်းတစ်ကမ္ဘာလုံးကိုတက်တည်ပြမယ်ရှင်ခင်ဗျားအနေနဲ့မီဒီယာတွေနဲ့တိုက်ရိုက်ထုတ်လွှင့်မဲ့ platform တွေကိုအပိုင်ချုပ်ထားနိုင်မလားရတာပေါ့ကီယာအတန်ကကြောက်ဆောင်လို့ခိုင်မာနေတာဗျကျွန်တော်ခေါင်းညှိလိုက်ပြီးဖုန်းထုတ်ကတနေရာကိုလှမ်းခေါ်လိုက်တယ်တိုင်တန်စွမ်းအင်ကုမ္ပဏီရဲ့ရုံးချုပ်စီကိုဖိတ်စာတစ်စောင်းလွှတ်လိုက်စမ်းအရှိဆုံးတန်းကအလဲပဟိုခုံကိုသူကိုယ်တိုင်ထိုင်ဖို့အတွက်တည်တံ့ဖယ်ထားပေးတယ်လို့ Desmond ကိုလှမ်းပြောလိုက်မကြခင်မှာပဲတိုင်တန်စွမ်းအင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌရုံးခန်းထဲမှာ Desmond ကယင်းနှိမ့်မြုပ်နှံသူတွေနဲ့အစည်းအဝေးကိုအောင်မြင်မြင်အဆုံးသတ်လိုက်ပြီးသူက Nova Star နည်းပညာကုမ္ပဏီတို့ကိုငွေကြေးလိမ်လည်မှုရဲ့ပြုလုပ်ချက်တစ်ခုအဖြစ်လူတွေရဲ့စိတ်ထဲမှာဆွဲထင်ကြံရအောင်လုပ်နိုင်ခဲ့ပြီလေသူ့ရဲ့အင်တာဗျူးကလည်းစီးပွားရေးသတင်းမျက်နှာစာတိုင်းမှာနေရာယူထားတာသူ့စိတ်ထဲမှာတော့ဒီစစ်ပွဲကပြီးဆုံးသွားခဲ့ပြီပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့အတွင်းရေးမှူးချုပ်ဝင်လာခဲ့တဲ့ဥက္ကဋ္ဌ Desmond သူတို့ကမနှက်ဖြန်လုံးမဲ့ကုန်ပစ္စည်းမိတ်ဆက်ပွဲကိုတက်ရောက်ဖို့ဥက္ကဋ္ဌကြီးကိုဖိတ်စာပို့လာပါတယ်ဗျာDesmond ကဖိတ်စာကိုလှမ်းယူဖွင့်ဖတ်လိုက်တဲ့အခါအထဲမှာလောင်ပြောင်းသလိုရေးထားတဲ့စာသားတွေကိုမြင်တော့ရင်ထဲမှာဒေါသတွေဝန်းကနေထထွက်လာတာပေါ့ကောင်းပြီလေကို့နေရာကိုမသိတဲ့လူမိုက်ပဲငါလက်ခံတယ်လို့ပြန်ပြောလိုက်စမ်းသူတို့တွေဘယ်လိုမျိုးအရှက်တကွဲကြရှုံးသွားမလဲဆိုတာကိုငါကိုယ်တိုင်မျက်ဝါးထင်ထင်တွားကြည့်ချင်သေးတာပေါ့အတွင်းရေးမှူးကခေါင်းညိတ်ပြီးအခန်းထဲကနေချက်ချင်းထွက်သွားတော့တယ်အဲ့ဒီနေ့မိုးလွဲပိုင်းမှာတော့အင်တာနက်လောကကြီးတစ်ခုလုံးဝန်းကနေပောက်ကွဲသွားခဲ့ပြီးပြပထမဆုံးအနေနဲ့တိုင်နန်စွမ်းအင်ကုမ္ပဏီရဲ့တရားဝင်အကောင့်ကနေဥက္ကဋ္ဌ Desmond ဟာလုပ်ငန်းခွင်တွင်လိမ့်လည်လက်ပြမှုတွေကိုဖော်ထုတ်ဖို့နဲ့ဈေးကွက်ရဲ့တန်ရှင်းမှုကိုကာကွယ်ဖို့အတွက် Nova Star ရဲ့ဖိတ်ခေါ်မှုကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်တယ်အဲ့ဒီနောက်မှာတော့ Nova Star ရဲ့တရားဝင်အကောင့်ကနေပိုစတာတစ်ခုလေးကိုပဲချပြလိုက်တာပေါ့အဲ့ဒီပုံမှာရိုးရှင်းရှင်းနဲ့အနက်တိပဲပါတဲ့စာသားချို့ပဲပါတာဗျကျွန်တော်တို့တွေတခုတည်းသောအရာကိုပဲပြုလုပ်ပြပါမယ်ကုန်ကျန်းပစ္စည်းတွေကနေအချောတက်ဘက်ထရီအထိထုတ်လုပ်မှုကနေအစိပ်ပိုင်းဖြုတ်ပြတာအထိမနှက်ဖြန်မနှက်10နာရီတစ်ကမ္ဘာလုံးတိုက်ရိုက်ထုတ်လွှင့်ပြသသွားပါမယ်ထိုနေရာမှာပဲစုံကြဆန်းအဲ့ဒီပိုစတာကအင်တာနက်ပေါ်မှာဘုံတစ်လုံးပောက်ကွဲသလိုမျိုးလူတွေကိုဆွဲဆောင်သွားခဲ့ပြီး Nova Star ရဲ့ပွဲကိုတနိုင်ငံလုံးမှာစောင့်ကြည့်ရဆုံးပွဲကြီးတစ်ခုအဖြစ်ချက်ချင်းပြောင်းလဲပစ်လိုက်တော့တာပဲအခြားတစ်ဖက်မှာတော့ Nova Star စက်ရုံထဲမှာလီလန်းနဲ့နည်းပညာရှင်တွေကထုတ်လုပ်မှုလိုင်းကိုနောက်ဆုံးအဆင့်စစ်ဆေးမှုတွေလုပ်နေကြတော့မဲ့ပြကီရာကကျွန်တော်စီလျှောက်လာပြီးဥက္ကဋ္ဌမိုင်လိုရှင့်ရဲ့အခုဝစ်စုံတွေကတော့မနှက်ပြန်ပွဲကင်းတစ်ခုလုံးကိုလွှမ်းမိုးထားနိုင်မှာမဟုတ်ဘူးနော်ကျွန်တော်ကိုယ်တိုင်ဘာဝတ်ထားလဲဆိုတာကိုငုံကြည့်လိုက်မိတယ်မင်းပြောတာဟုတ်တယ်ဒါကြောင့်ကီရာနဲ့ကျွန်တော်ဟာမြို့ထဲကအဆင့်မြင့်ဆုံးစိန်ခံဈေးဝယ်စင်တာကြီးစီကိုထွက်ခဲ့ကြတာပေါ့မကြခင်မှာပဲကျွန်တော်ကားကိုစင်တာအဝင်ဝမှာရက်လိုက်ပြီးကီရာနဲ့အတူအဆင့်မြင့်အမျိုးသားဝစ်စုံဆိုင်ကြီးတွေကိုလှမ်းဝင်ခဲ့တယ်ဆိုင်ထဲရောက်တာနဲ့ကီရာကတမ်းပြီးပြောတော့တာပဲကျမတို့မနှက်ပြန်အတွက်ဝစ်စုံတစ်ထည်လိုချင်ပါတယ်ပိတ်ဆက်ကပွဲကင်းတစ်ခုလုံးကိုလွှမ်းမိုးထားနိုင်တဲ့အငွေတက်ရှိရမယ်ဒါပေမဲ့အရန်ကြီးထင်ပေါ်ကြော်ကြားနေတာမျိုးတော့မဖြစ်စေရဘူးဝါရင်အချုပ်ဆရာကြီးကကျွန်တော်ကိုခေါင်းစာခြေဆုံးတစ်ချက်ချင်းစီစစ်ကြည့်လိုက်ပြီးစက္ကန့်ပိုင်းတွင်းမှာတင်သူ့ရဲ့တွက်ချက်မှုကိုအဆုံးတက်လိုက်တဲ့သူကလှည့်ပြီးပိတ်စနမှုနာအချုပ်ကိုထုတ်ပြတာပေါ့
အီတလီနိုင်ငံထုတ်ကမ္ဘာအဆင့်မီတိုးမွေးပိတ်စာတွေဆိုရင်ကောဘယ်လိုလဲခင်ဗျာကီရာကပိတ်တစ်ခုကိုလှမ်းယူပြီးလက်ချောင်းလေးတွေနဲ့ပုတ်တက်ကြည့်လိုက်တယ်ဒါလေးဘယ်လိုလဲအဲ့ဒီနောက်မှာတော့မြန်ဆန်ပေမဲ့စနစ်ကျလာတဲ့ကိုယ်တိုင်းတိုင်းတာမှုတွေနဲ့ဝတ်စုံစမ်းသပ်မှုတွေကိုစတင်လှုပ်ဆောင်ကြတာပေါ့အဲ့ဒီအချိန်မှာပဲဆိုင်ပြင်ဘက်ကနေရွတ်နောက်နောက်နဲ့အထင်သေးလောင်ပြောင်တဲ့အတန်တန်ကြားဖြတ်ထွက်ပေါ်လာခဲ့တယ်ဗျာဟောဗျာကြည်စမ်းပါဦးဒါကဆိုင်ရှင်ကြီးမိုင်လိုပါလာမင်းရဲ့လမ်းဘေးဆိုင်လေးကဒီဆိုင်ကပိတ်စာအစုပ်ပြက်လေးတစ်စားကိုတောင်ဝယ်နိုင်လောက်တဲ့အထိငွေတွေအများကြီးရှာပေးနိုင်လို့လားကွာပစ်တာကတဖာနီရဲ့ပကုံးကိုဖတ်ပြီးဆိုင်ထဲကိုဝင်းဝင်းကြွားကြွားလှမ်းဝင်လာတာတဖာနီကကျွန်တော်ကိုမြင်တော့မျက်နှာကြီးတစ်ခုလုံးအထင်သေးမှုတွေနဲ့တွန့်ကွေးသွားပြီးပစ်တာရှင်ကလည်းအရန်ကြီးမပြောပါနဲ့ဒီကအင်ဂျီတွေကမနှဲဘူးလေးတာလေးတော့ကြာမိုင်လိုကအခြေအနေတွေပြန်ကောင်းလာပြီးသူပေးစရာရှိတဲ့အကျွေး3သိန်းခွဲကိုတောင်အပြတ်ဆက်နိုင်သွားလို့နေမှာပေါ့ကျွန်တော်ကတော့အဲ့ဒီလိုအတိတ်ကကိစ္စတွေကိုနောက်မှထားခဲ့တာကြားလာပြီဗျဒါကြောင့်အစကနေအဆုံးထိကျွန်တော်ဘာစကားမှပြန်မပြောဘူးတည်ငြိမ်စွာနဲ့ပဲကိုယ်တိုင်းဆက်ပြီးတိုင်းနေလိုက်တာပေါ့ဒါပေမဲ့ဒီလိုလစ်လူရှုခံလိုက်ရတာကတဖာနီကိုတော့အရှက်ရစေပြီးရင်ထဲမှာဒေါသတွေတောက်လောင်သွားစေတော့တာပဲကီယာကတော့အဲ့ဒီအခြေအနေကိုချက်ချင်းပဲအကဲခတ်မိသွားခဲ့ပြီးကီယာကရှေ့ကိုခြေလမ်းဝက်လောက်တိုးလိုက်ပြီးသူမရဲ့အကြည့်တွေကိုပစ်တစီတက်တက်ကြီးစိုက်ထားလိုက်တယ်တိုင်တန်စွမ်းအင်ကုမ္ပဏီအောက်က Grand View ဆောက်လုပ်ရေးလုပ်ငန်းရဲ့ဥက္ကဋ္ဌကမင်းရဲ့အဖေမဟုတ်လားဟုတ်တယ်လေအမှန်ပဲအနည်းဆုံးတော့မင်းမှာအသိဉာဏ်လေးနည်းနည်းရှိသေးတာပဲပစ်တာကကီရာကိုသူ့ကိုဖားဖို့ကြိုးစားနေတာလို့ထင်မှတ်နေတာဗျဒါပေမဲ့ကီရာရဲ့လေတံကတော့တည်ငြိမ်အေးဆက်လွန်းနေတယ်မင်းတို့ကုမ္ပဏီရဲ့တောင်ပိုင်းအိမ်ယာစီမံကိန်းကငွေကြေးစည်းစိမ်မှုကွင်းဆက်ပြတ်တောက်သွားခဲ့ပြီးအဲ့ဒီအပေါက်ကိုဖားဖို့အတွက်မင်းဖေကတတ်မှတ်ထားတဲ့ဗန်ချင်းငွေတွေကနေတန်း300ကိုတရားမဝင်လွှဲပြောင်းသုံးချခဲ့တယ်အခုချိန်မှာ Grand View ကုမ္ပဏီရဲ့လက်ကျန်ငွေသားကတန်း20တောင်ပြည့်ပါမလားမသိဘူးပြီးတော့ဘဏ်ကိုနောက်ဆုံးပြန်ဆက်ရမယ့်ရက်ကလာမယ့်လ15ရက်နေ့မဟုတ်လားဖေတာမျက်နှာကြီးထိတ်လန့်လို့ပြန်နှမ်းသွားတော့တာပဲဗျာသူကြောင့်အန်းသွားပြီးကီရာကဒီလိုမျိုးကုမ္ပဏီတွင်လှုပ်ဝက်ချက်တွေကိုဘယ်လိုလုပ်တည်နေရတာလဲဆိုတာကိုလုံးဝစဉ်းစားလို့မရတော့ဘူးစောစောကသူကြောပါခဲ့တဲ့မြဂုံချက်တွေအကုန်လုံးအခုတော့အဆုတ်ပြက်ဖြစ်အောင်ဆုတ်ဖြတ်ခံလိုက်ရပြီလေကီရာကသူ့ကိုတစ်ချက်တောင်ထပ်မကြည့်တော့ဘူးသူမကအချုပ်ဆရာကြီးပဲလှည့်ပြီးဒီတိုင်းထွာချက်တွေတိုင်းအစင်းမြင့်ရှက်အင်ဂျီနဲ့တဲ့ကတိပါနက်ကတိုင်း3ချောင်းစီစဉ်ပေးပါမနက်ဖြန်မနက်9နာရီမတိုင်ခင်ဒီလိပ်စာကိုအရောက်ပို့ပေးပါရှင်သူမကကောင်းတာပေါ်ကိုစီးပွားရေးကပ်ပြားတစ်ခုလှမ်းတင်လိုက်တယ်အဲ့ဒီကပ်ပြားပေါ်က Nova Star နည်းပညာကုမ္ပဏီရဆိုတဲ့စာသားတွေကပိတမျက်လုံးထဲကိုအတိုင်းသားဝင်ရောက်သွားတာပေါ့ထိုခဏမှာပဲလက်တလောအင်တာနက်ပေါ်မှာပောက်ကွဲနေတဲ့သတင်းကောင်းကြီးပိုင်းတွေအားလုံးသူ့အုံနောက်ထဲမှာဝုန်းကနေလာရိုက်ခတ်တော့တယ်နောက်တစ်စက္ကန့်မှာတော့ပိတာကယူသွတ်တလူမျိုးအော်ဟစ်ရေမောလိုက်လိန်ကလေးဖျားနေတဲ့ကုမ္ပဏီတစ်ခုရဲ့ဒါရိုက်တာဖြစ်နေလို့ကိုသူကဘာမို့လို့ငါမိသားစုစီးပွားရေးကိုလာပြီးစုံစမ်းထောက်လှမ်းရတာလဲတဖာနီကလည်းအင်တာနက်ပေါ်ကသတင်းတွေကိုတတိယသွားပြီးလှောင်ပြောင်တရောလိုက်တယ်ငါကပဲနေ့မှာပတ်ဆိုင်ရှိတဲ့ကောင်မကြီးတယောက်ရနေတယ်ထင်တာကြည့်ရတာတော့လိန်လေတဲ့မိန်းမတယောက်တက်တက်ပဲကိုနင်းတို့နှစ်ယောက်ကတော့တကယ်ကိုအိုးနဲ့ဆန်ခွနဲ့ရေးပဲတော်လိုက်ကြတာကီယာကတော့သူတို့ကိုတင်းငိမ့်နဲ့မျက်ဝါးထင်ထင်အကြည့်တွေနဲ့ပဲစောင့်ကြည့်နေတာဖြစ်တာကသူမအရှိကိုဒေါသတကြီးလှမ်းလာပြီးသူ့လက်ညှိုးနဲ့သူမမျက်နှာကိုထိုးလို့မတက်လို့ကအခုချက်ချင်းယူထောက်ပြီးငါ့ကိုတောင်းပန်ဆန်းငါဖုန်းတစ်ချက်ပဲဆက်လိုက်ရင်မင်းတို့ကုမ္ပဏီတစ်ခုလုံးကိုအခုချက်ချင်းပိတ်ပစ်လို့ရတယ်ကျွန်တော်ဘေးကိုခြေတလန်းတိုးလိုက်ပြီးကီရာနဲ့ပစ်တာကြားထဲမှာဝင်ရက်လိုက်တယ်ပစ်တာကကျွန်တော်ရဲ့ရေခဲလိုအေးဆက်လာတဲ့အကြည့်တွေနဲ့စုံမိတာနဲ့ချက်ချင်းပဲလမ်းဖြတ်ပြီးနောက်ဆုတ်သွားတာပေါ့ဒါပေမဲ့ကျွန်တော်လက်မပါဘူးပြတင်းငိမ့်တဲ့အတန်နဲ့ပဲပြောလိုက်တယ်မနက်ဖြန်မနက်10နာရီ Nova Star နည်းပညာစက်ရုံကိုလာခဲ့ကြမင်းရဲ့မီဒီယာမိတ်ဆွေတွေကိုပါအကုန်ခေါ်လာဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်သူ့ကိုဘာတခုမှထပ်မပြောတော့ပဲကီယာကိုကောင်းကြီးပြလိုက်ပြီးကျွန်တော်တို့နှစ်ယောက်အတူတူဆိုင်ပြင်ကိုလှမ်းထွက်ခဲ့ကြတော့တယ်ပိတခတ်များတော့ရှက်စိတ်တွေနဲ့ဒေါသလိုင်းလုံးကြီးရိုက်ခတ်ကြံရိတ်ခဲ့တာပေါ့ကျွန်တော်ရဲ့စကားတွေကသူ့ကောင်းထဲမှာအရှိန်ဝါကြီးလွန်းလို့အောက်ကလူကိုရှင်းပြမနေတော့ပဲပေးကမ်းလိုက်တဲ့ကီယူနာကြီးလိုမျိုးပဲ့တင်ထက်နေတာကိုပိတမျက်လုံးထဲမှာရက်ဆက်တဲ့အရေးအယောင်တွေဖြစ်ခနဲပေါ်လာပြီးကောင်းပြီလေမိုင်လိုမနက်ဖြန်ကြရင်မင်းကဘာကောင်းလဲဆိုတာကိုတကဘာလုံးသိအောင်ငါဖွင့်ချပြရသေးတာပေါ့နောက်တနေ့မနက်9နာရီတီအရင်တုန်းကတော့တိတ်ဆိတ်ချောက်ကပ်နေခဲ့တဲ့အရှိတ်ဆက်မှုစုံကြီးတစ်ခုလုံးဟာအခုဆိုရင်မြို့တစ်ခုလုံးမဟုတ်ဘူးတနိုင်ငံလုံးရဲ့အာယုံဆိုင်ရာဗဟိုချက်မကြီးဖြစ်လာခဲ့ပြီဗျာ Nova Star စက်ရုံရဲ့အဝင်ဝမှာတော့လူတွေတိုးမပေါက်အောင်ပြင်းနေနေတာထိတ်တန့်မီဒီယာကားကြီးတွေကလမ်းတွေပေါ်မှာပိတ်ဆို့နေပြီးရေထွက်လို့မရတဲ့အင်တာနက်လူမှုရေးဆယ်လီတွေကလည်းဖုန်းတွေကိုစီကင်ပြီးတိုက်ရိုက်ထုတ်လွှင့်မှုတွေလုပ်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲလူအုပ်ကြီးကြားထဲကနေလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး Rolls Royce ဖန်တွန်ကားအမဲရောင်ကြီးတစ်စီးကဖြည်းဖြည်းချင်းမောင်းဝင်လာပြီးစက်ရုံတကားဝမှာဆိုက်လိုက်တာပြတက်တော်ဆောင်တွေခြံရံထားတဲ့ကြားထဲကနေ Desmond ကဝင်းဝင်းကြွားကြွားဆင်းလာခဲ့တယ်သူ့မျက်နှာပေါ်မှာတော့ယုံကြည်မှုအပြည့်ရှိတဲ့နှွေးထွေးတဲ့အပြုံးတစ်ခုရှိနေတာပေါ့ကင်မရာ flash မီတွေကချက်ချင်းတစ်ဖြက်ဖြက်ပောက်ကွဲထွက်သွားပြီးသတင်းထောက်တွေကသူ့ကိုဝိုင်းဝန်းမေးမြန်းကြတော့တယ်ဥက္ကဋ္ဌကြီးခင်ဗျာ Nova Star ရဲ့လိမ်လည်မှုတက်တွေတွေကိုဥက္ကဋ္ဌကြီးရထားလို့လားဗျဒီလိုအသေးခံတိုက်ခိုက်မဲ့တိုက်ရိုက်ထုတ်လွှင့်ပွဲပေါ့ဥက္ကဋ္ဌကြီးရဲ့အမြင်ကဘာလဲဟင် Desmond ကလမ်းလျှောက်တာကိုခိတ္တရက်ပြီးကင်မရာတွေဘက်လှည့်ကပြုံးပြီးပြောလိုက်တယ်ကျွန်တော်ဒီနေ့လာတာဘယ်သူ့ကိုမှတိုက်ခိုက်ဖို့မဟုတ်ပါဘူးဗျကျွန်တော်ကဒီလုပ်ငန်းထဲမှာဘဝဝက်လောက်ကျင်လည်လာခဲ့တဲ့ဝါရင်တယောက်အနေနဲ့လူတစ်တယောက်ရဲ့ထွက်ပေါ်လာမှုကိုကိုယ်တိုင်မျက်ဝါးထင်ထင်လာပြီးတက်တည်ခံပေးတာပါအမှန်တရားကိုတော့လက်တွေ့အချက်လက်တွေကပဲအကောင်းဆုံးအဖြေပေးသွားပါလိမ့်မယ်စကားဆုံးတာနဲ့ Desmond ကစက်ရုံထဲကိုလှမ်းဝင်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲအနီရောင် Ferrari ပြန်ကားတစ်စီးကအဝင်ဝမှာထက်ဆိုင်လာပြန်တဲ့ပစ်တာကတဖာနီရဲ့လက်ကိုချိတ်ပြီးမေးကြီးတုံးငုံနဲ့ဆင်းလာတာပေါ့သူတို့နောက်မှာတော့သူတို့ခေါ်လာတဲ့မီဒီယာပေါင်းတင်းတွေတတိတန်းကြီးပါလာတာမကြခင်မှာပဲပစ်တာနဲ့တဖာနီတို့ကလူအုပ်ကိုတိုးဝေပြီးပွဲခင်းထဲကိုဝင်လာခဲ့ကြတော့တယ်စက်ရုံရဲ့အတွင်းပိုင်းမှာတော့ပရိသတ်တွေထိုင်မဲ့နေရာကိုကဏ္ဍအချို့ခွဲခြားထားပြီးအကုန်လုံးကထုတ်လုပ်မှုလိုင်းကြီးစီကိုမျက်နှာမူထားကြတာပြထုတ်လုပ်မှုလိုင်းရဲ့ဘေးပတ်ပတ်လည်မှာတော့အစင်းမြင့်ရုပ်ထွက်အကြည့်ဆုံးကင်မရာပေါင်း1000ကျော်ကိုအနီးကပ်တက်ဆင်ထားတာဖြစ်လို့အသေးစိတ်အဆက်ပြောက်ကလေးတစ်ခုကအစအကုန်လုံးကိုဖမ်းယူပြသနိုင်တာပေါ့ပွဲကင်းတစ်ခုလုံးကတော့ထူးဆန်းလွန်းလာအောင်တိတ်ဆိတ်နေတာပြလူတိုင်းသူတို့မျက်စိရှိကခန်းနာလာတဲ့မြင်ကွင်းကြီးကြောင့်မြင်တက်နေကြတာကိုချိန်တွေကတရွေ့ရွေ့ကုံဆုံးသွားခဲ့ပြီးမနက်10နာရီတိရောက်တဲ့အချိန်မှာပဲပွဲကင်းတွေကမီးလုံးမှန်သမျှဝုန်းခနဲ့အကုန်မှောင်ကျသွားခဲ့တော့တယ်တကဘာလုံးရဲ့မျက်လုံးတွေကဒီနေရာတစ်ခုလေးစီကိုပဲအာယုံဆိုင်လာကြတာပေါ့အမောင်ထုထဲမှာမျက်နှာချက်ပေါ်ကနေမီးမောင်းတစ်ခုလေးကပဲအောက်ကိုထိုးချလိုက်ပြီးအနာဂတ်ဆန်လာတဲ့အစင်းမြင့်ထုတ်လုပ်မှုလိုင်းကြီးကိုထိန်ထိန်လင်းသွားစေတော့တယ်တပြိုင်တည်းမှာပဲ
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ကင်မရာတွေကအချိတ်ဆက်မိမိနဲ့ပုံရိပ်တွေကိုစက္ကန့်ကြီးကြီးတွေပေါ်မှာလူတိုင်းမြင်ရအောင်ချပြလိုက်တာပေါ့ပရိသတ်တွေကြားထဲမှာတီတိုပြောတန်တွေစုညံသွားခဲ့ပြီးDesmond ကတော့အရှိဆုံးတန်းကအလဲဘဟိုတီးတန့်ကောင်မှာထိုင်ရင်မျက်မှောင်ကြီးကျုပ်ထားမိတယ်သူကသူ့ရဲ့သိပ္ပံပညာဘဟုတုတတွေအားလုံးကိုစန့်ကျင်နေတဲ့ဒီထုတ်လုပ်မှုလိုင်းကြီးကိုကြည့်ပြီးတခုခုမှားယွင်းနေပြီဆိုတာကိုချက်ချင်းသတိပြုမိသွားတာဗျသူ့ရဲ့ရင်ထဲမှာစိုးရိမ်ပူပန်မှုအငွေ့သက်တွေကတရွေ့ရွေ့နဲ့စတင်ပြီးတင်းကျပ်လာခဲ့ပြီးအဲ့ဒီအချိန်မှာပဲကီယာကတည်ငြိမ်ပြီးစနစ်ကျလာတဲ့ခြေလမ်းတွေနဲ့အရှိကိုလှမ်းထွက်လာခဲ့တယ်။သူမကထုတ်လုပ်မှုလိုင်းကြီးရဲ့အရှိတက်တဲ့မှာမတ်တက်ရက်လိုက်ပြီးဂုံတရီရှိလူကြီးမင်းများနဲ့မီဒီယာလောကကမိတ်ဆွေများအားလုံးမင်္ဂလာနံနက်ခင်းပါရှင်။ကျွန်မကတော့ Nova Star နည်းပညာကုမ္ပဏီရဲ့ဒါရိုက်တာကီယာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်မတို့ဟာအခြေခံအကျဆုံးကုန်ကျန်းပစ္စည်းတွေကနေစတင်ပြီး Nova တဘက်ထရီအိုးတစ်လုံးဖြစ်တည်လာဖို့အဆင့်ဆင့်ကိုလူကြီးမင်းတို့ရဲ့မျက်စိရှိမှောက်တင်ထုတ်လုပ်ပြသသွားမှာဖြစ်ပါတယ်။အခုဆိုရင်ကြွကျွန်မတို့ရဲ့ဥက္ကဋ္ဌမိုင်လိုကိုဖိတ်ခေါ်ပါတယ်ရှင်။ကီယာရဲ့မိတ်ဆက်စကားအဆုံးမှာတော့ကျွန်တော်ရဲ့ကိုဟန်ကပရိသတ်အားလုံးရဲ့မျက်စိရှိမှောက်ကိုရောက်ရှိလာခဲ့ပြီဗျ။ကိုကျက်ဒီဇိုင်းနဲ့တိတိကျကျချုပ်လုပ်ထားတဲ့အဆင့်မြင့်ဝတ်စုံကြီးကိုဝတ်ဆင်ထားတဲ့ကျွန်တော်ရဲ့ပုံစံဟာပွဲခင်းတစ်ခုလုံးကိုငြိမ်ချသွားစေတယ်။ကျွန်တော်ရဲ့မျက်လုံးတွေကတော့လှိုင်းမထတဲ့ရေပြင်းလိုတည်ငြိမ်နေတာပေါ့ကျွန်တော်ထိန်းချုပ်ခလုတ်ခုံစီကိုအေးလူလူလှမ်းလျှောက်သွားပြီးခလုတ်ခုံကိုမိရက်လိုက်ရင်ကျွန်တော်တို့ရဲ့မိတ်ဆက်ပွဲကနေကြိုးဆိုပါတယ်ကီယာပြောခဲ့တယ်လို့ပါပဲဒီနေ့ကျွန်တော်တို့တခုတည်းသောအရာကိုပဲလုပ်ပြမှာပါဒါကတော့လူတိုင်းရဲ့ရှေ့မောက်တင်တိုက်ရိုက်ထုတ်လုပ်ပြသခြင်းပဲဖြစ်ပါတယ်ပြောဆိုနဲ့ကျွန်တော်ထိန်းချုပ်ခုံပေါ်ကခလုတ်ကိုအသာအရာနှိပ်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့ငြိမ်သက်နေတဲ့ထုတ်လုပ်မှုလိုင်းကြီးကဝုန်းကနေမြည်ဟဲပြီးအသက်ဝင်လာတော့တာပဲဗျာအချက်ပြမိပေါင်း100ကျော်ကတစ်ဖြက်ဖြက်နဲ့တစ်ခုပြီးတစ်ခုလင်းပွင့်လာကြတဲ့ဆက်ရုပ်လက်တံကြီးတွေကလည်းချောချောမွေ့မွေ့နဲ့အသက်အနေထားစီကိုမြင့်တက်လာကြတာပေါ့စက္ကန့်ကြီးကြီးတွေကလည်းကဏ္ဍအသီးသီးခွဲခြားပြီးလင်းပွင့်လာခဲ့ပြီးပင်မရုပ်တံပြပေါ်မှာတော့ကုန်ကျန်းပစ္စည်းတွေအစီအရီရှိနေတဲ့ပထမဆုံးအလုပ်ရုံရဲ့အနီးကပ်ပုံရိပ်ကိုကွက်ကွက်ကွင်းကွင်းပြသနေတာဗျကီရာကဆီလီကွန်ဒိုင်အောက်ဆိုက်ကနေစတင်ပြီး graphite မုတ်အထိကုန်ကျန်းပစ္စည်းတစ်ခုချင်းစီကိုအေးအေးဆေးဆေးစတင်မိတ်ဆက်ပေးနေပြီဒါကိုကြည့်ပြီး Desmond ကတော့လူသိရှင်ကြားကိုနှာခေါင်းရှုံအောင်ပြောင်းတော့တာပဲမျက်လက်ပြနေတာလားသူတို့တွေအချိန်ဆွဲနေကြတာမဟုတ်လားပစ်တာကတော့ခါကြီးကိုကိုင်းနေအောင်ထိအော်ဟစ်ရင်မောနေတော့တယ်ဟာဒါကအလဲတန်းကျောင်းကတိတ်ပံပြပွဲကြနေတာပဲဗျတိုက်ရိုက်ထုတ်လွှင့်မှုရဲ့စာတိုပေးပို့တဲ့နေရာမှာလည်းလောင်ပြောင်တရော်တဲ့မှတ်ချက်တွေတရားဆက်စီးဆင်းလာတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထုတ်လွှင့်မှုလိုင်းကြီးကအရှိန်မြင့်တင်ပြီးတကယ်ကြီးစတင်လက်ပတ်ပါတော့တယ်ဆက်ရုပ်လက်တံကြီးတွေကတိကျလာတဲ့ကုန်ကျန်းပမာဏတွေကိုဖမ်းယူပြီးလေးလုံးစနစ်သုံးမိဖို့ကြီးတွေကိုစနစ်တကျထည့်သွင်းလိုက်ကြတဲ့စကရင်ပေါ်မှာအတွင်းပိုင်းအပူချိန်ပြကင်းကနန်းတွေကတဟုန်ထုံမြင့်တက်သွားတာပေါ့ဒီတိုင်းထဲမှာပဲကီယာရဲ့တည်ငြိမ်တဲ့ရှင်းလင်းတန်ကပဲ့တင်ထက်လာပြန်တယ်ကျမတို့ရဲ့ကိုပိုင်ပလာစမဘုံကျဲချင်းလုပ်ငန်းစဉ်အရကုန်ကျန်းပစ္စည်းတွေကိုအတန်ဆင့်ထိခြေဖြတ်ပစ်တာဖြစ်ပါတယ်။အညစ်အကြေးမှန်သမျှကိုအကုန်လုံးဖယ်ရှားပစ်ပြီးတန့်စင်တဲ့ဆီလီကွန်လီသီယမ်နဲ့ကာဗွန်တွေကိုရရှိစေတာပါ။အဲ့ဒီနောက်မှာဆီလီကွန်အတန်တွေကိုကျမတို့ရဲ့ကိုပိုင်နည်းပညာဖြစ်တဲ့သုံးဖက်မြင်အပေါက်ငယ်ပါဆီလီကွန်ကာဗွန်အဆောက်အအုံအဖြစ်ပြန်လည်ဖွဲ့စည်းပါတယ်။ဒါဟာအလွန်မြင့်မားတဲ့စွမ်းအင်တိတ်တိစနဲ့တည်ငြိမ်မှုကိုရရှိစေတဲ့တော့ချက်ပါပဲ။ကီရာရဲ့စကလုံးတိုင်းကပွဲခင်းတဲ့ကိုဘုံတလုံးပောက်ကွဲလိုက်တယ်လို့မျိုးလူတွေကိုစွန့်သွားစေတယ်။ Desmond ရဲ့မျက်နှာပေါ်ကလှောင်ပြုံးကြီးကကြောက်ရွံ့လို့တောက်ခဲသွားခဲ့ပြီးဘာလို့လဲဆိုတော့သူဟာအဲ့ဒီလိုနည်းပညာရက်ဆိုင်ရာစကလုံးတွေကိုကမ္ဘာထိပ်တန်းသုတေသနဂျာနယ်တွေဒါမှမဟုတ်သိပ္ပံစိတ်ကူးရင်ဝတ္ထုတွေထဲမှာပဲတွေ့ဘူးတာကို Desmond ကထိုင်ကုန်ပေါ်ကနေကိုတန်းခနဲ့မလိုက်ပြီးစကရင်ဘော်ကတရွေ့ရွေ့ပြောင်းလဲနေတဲ့ data တွေကိုမျက်တောင်မခတ်စိုက်ကြည့်နေပြီးတော့တဲ့စကရင်ဘော်ကကင်းကနန်းတိုင်းကလုပ်ငန်းစဉ်နဲ့တစ်ထပ်တည်းကွက်တိကျနေတာဗျခဏကြာမှာတော့ Desmond ကသူ့ဘေးကနည်းပညာဒါရိုက်တာဘက်ကိုကိုင်းလိုက်ပြီးတွားကြတဲ့ကနေလေတံအေးကြီးနဲ့မှာတော့တယ်ဒီနည်းပညာကဘယ်ကနေရောက်လာတာလဲဆိုတာချက်ချင်းစုံစမ်းဒါပေမဲ့နည်းပညာဒါရိုက်တာရဲ့နဖူးမှာတော့ချွေးစည်းတွေပြန်နေရှာပြီဗျဥက္ကဋ္ဌကြီးကျွန်တော်တို့စုံစမ်းပြီးပါပြီတစ်ကမ္ဘာလုံးမှာဒီလိုမျိုးလုပ်နိုင်တဲ့တက်ခွဲကန်းက9ခုထက်မပိုပါဘူးပြပြီးတော့သူတို့ရဲ့စမ်းသပ်ချက်နမူနာတွေဆိုတာကလည်းမီလီဂရမ်အဆင့်လောက်ပဲရှိတာပါဒါကိုကြားလိုက်ရတဲ့ Desmond ရဲ့ရင်ဘတ်ကြီးတစ်ခုလုံးပို့ပြီးတော့ကိုလေးလံထိုင်းပိုင်းသွားတော့တာပဲအဲ့ဒီအချိန်မှာပဲထုတ်လုပ်မှုကနောက်တစ်ဆင့်ကိုကူးပြောင်းသွားခဲ့ပြီးကီရာကတစ်ခုပြီးတစ်ခုအမကန်နည်းပညာစမ်းသပ်မှုတွေကိုဆက်ပြီးရှင်းလင်းပြနေတော့ပေါ့ရုတ်တရက် Desmond ကခေါင်းကိုဖြတ်ခနဲမောလိုက်တဲ့သူ့ရဲ့မျက်လုံးတွေထဲမှာရက်ဆက်လာတဲ့အရေးအယောင်တွေပြန်ပြီးတောင်းလောင်လာခဲ့ပြီဗျငါဒီလိမ့်လည်မှုရဲ့အားနည်းချက်ကိုရှာတွေ့ပြီးဒါကကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုပဲဖြစ်ရမယ်ငါသာသူတို့မလုပ်ပေးနိုင်မဲ့အရာတစ်ခုကိုထပ်တောင်းဆိုလိုက်ရင်ဒီပွဲတစ်ခုလုံးထိုနေရာမှာတင်ဝုန်းကနေပြိုလဲသွားမှာပဲဒီလိုတွေးလိုက်မိတာနဲ့ Desmond ကအချိန်ဆွဲမနေတော့ပဲထိုင်ရာကနေဝုန်းကနေထည့်လိုက်ပြီးကီရာရဲ့စကားကိုကြားဖြတ်ပြောလိုက်တော့တယ်ဒရိုက်တာကီရာခဏလောက်ပြခင်ဗျားတို့ပြသနေတဲ့နည်းပညာကတကယ်ကိုအထင်ကြီးစရာကောင်းတာတော့ကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့ဒါကကျွမ်းကျင်ပညာရှင်တွေနဲ့တိတိကျကျကြိုတင်ရိုက်ကူးတစ်ဖြတ်ထားတဲ့ဗီဒီယိုမဟုတ်ဘူးလို့ကျွန်တော်တို့ကဘယ်လိုမျိုးအာမခံချက်ရနိုင်မှာလဲထိုစကားကြောင့်ပွဲခင်းတစ်ခုလုံးဝုန်းကနေဆူညံသွားခဲ့ပြီးမိကုန်းတွေနဲ့တန်တရားတွေကအရက်မျက်နှာအသီးသီးကနေပြန်တန်းလာကြတော့တယ် Desmond ရဲ့အေးဆက်ဆက်လောင်ပြုံးကပို့ပြီးတော့နှက်ဆိုင်လာခဲ့ပြီးကျွန်တော်တောင်းဆိုချင်တာကဒီပြသနေတဲ့ဗီဒီယိုကိုအခုချက်ချင်းရက်တက်လိုက်ဖို့ပါပဲပြီးတော့ဒီကမီဒီယာဖွဲ့ဝင်တွေကကြိုက်တဲ့လူတစ်ယောက်ကိုစိတ်ကြိုက်ရွေးချယ်စီပြီးကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကင်မရာတွေနဲ့ပဲဒီထုတ်လုပ်မှုလိုင်းကိုတိုက်ရိုက်သွားပြီးရိုက်ကူးခိုင်းရအောင်အဲ့ဒီရုပ်တံပြပုဂ္ဂိုလ်မှစက္ကရင်ကြီးပေါ်တန်းတင်ပြစမ်းမှာခင်ဗျားတို့ဒါကိုတကယ်လုပ်ပြနိုင်မယ်ဆိုရင်ကျွန်တော်တကဘာလုံးရဲ့အရှိမာတင်ခင်ဗျားတို့ကိုဒူးထောက်တောင်းပန်ပါမယ်စက်ယုံတစ်ခုလုံးတူတန်တဆပြင်လို့တိတ်ကျသွားခဲ့ပြီဗျာမျက်လုံးတိုင်းကကီရာနဲ့ကျွန်တော်စီကိုပဲအသေးလဲစိုက်ကြည့်နေကြတယ်ဒေတာကတော့ရင်ခုန်စိတ်လှုပ်ရှားလုံးလို့တကူလုံးကိုတုံနေတာပဲသူတို့တွေလုံးဝဝင်ရဲမှာမဟုတ်ဘူးငါပြောတာပဲကောင်တွေကအလိညာတွေပါဆိုအချိန်တွေကတစ်စက္ကန့်ချင်းစီနှိကွေးစွာကုံဆုံးသွားခဲ့ပြီးနောက်ဆုံးတော့ကျွန်တော်ကိုမတ်လိုက်ပြီးအရှိကိုခြေလမ်းကျဲကျဲနဲ့လှမ်းထွက်ကဆင်းရဲရဲ့အရှိဆုံးထိလျှောက်လာခဲ့တော့တယ်။ရတာပေါ့ကျွန်တော်ရဲ့တူတူပြက်ပြက်စကားတခုကလူတိုင်းရဲ့အုံနောက်ထဲကိုမိုးကြိုးပစ်ချလိုက်တယ်လို့မျိုးသွားပြီးထိမှန်သွားခဲ့ပြီး Desmond ရဲ့မျက်နှာပေါ်ကအပြုံးကြီးတောင်အေးခဲသွားခဲ့ပေမဲ့သူကတော့တုံလုံးမှုကိုအတင်းကျပ်ဖိနှိပ်ထားစေပဲ။ဥက္ကဋ္ဌမိုင်လိုကတတိရှိတာပဲဒါဆိုလဲ။စလိုက်ကြရအောင် Desmond ကသူ့ရဲ့အဓိကကင်မရာသမားကိုအရှိကိုလွှတ်လိုက်တယ်ကီယာကဝန်ထမ်းတွေကိုအချက်ပြလိုက်တဲ့အခါဤပညာရှင်တယောက်က data ကေဘေကျိုးတစ်ခုကိုပြတလဲယူလာပေးတာပေါ့ကီရာကပြောလိုက်တဲ့ဒါကပင်မစခရင်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့အရန်ချိတ်ဆက်မှုအပေါက်ပဲဖြစ်ပါတယ်စိတ်ကြိုက်စမ်းသပ်နိုင်ပါတယ်ရှင် Desmond ကသွားကိုကြိတ်လိုက်ပြီးသူကိုယ်တိုင်ကင်မရာသမားစီရှောက်သွားကကေဘဲကျိုးကိုချိတ်ဆက်ပေးလိုက်ပြီးမန်ဘီလူးကိုအာထရာဆိုးနဲ့ပေါင်းစပ်မှုဆက်ပစ္စည်းစီကိုတက်တက်ချင်းကိုအမိတ်ပေးလိုက်တော့တယ် Desmond ကအတန်ကုန်အော်ဟစ်လိုက်ပြီးဒီအဆင့်ကို
အခုချက်ချင်းပြန်ပြီးလဲပတ်ပြဆန်းဒီဆက်ပစ္စည်းရဲ့အတွင်းပိုင်းတစ်ခုလုံးကိုတိတိကျကျကွက်ကွင်းကွင်းလင်းလင်းရိုက်ပြဖို့ငါတောင်းဆိုတယ်ဒီတောင်းဆိုချက်ကစောစောကထက်ဆိုင်ရင်ပို့ပြီးတော့ကိုရက်ဆက်ပြင်းထန်လွန်လာတာဗျဒါပေမဲ့ကျွန်တော်ရဲ့တုံ့ပြန်မှုကတော့လူတိုင်းရဲ့ထင်မှတ်ချက်တွေကိုထပ်မံပြီးရိုက်ချိုးပြလိုက်ပြန်ပြီပြဿနာမရှိပါဘူးဒါပေမဲ့အောက်ကနေကြည့်နေရင်တော့တိတိကျကျမြင်ရမှာမဟုတ်ဘူးဗျခင်ဗျားနဲ့ခင်ဗျားရဲ့ကင်မရာသမားပါစင်ပေါ်ကိုတက်လာခဲ့ကြပြီအနီးကပ်ဆုံးအကွာဝေးကနေအစင်တိုင်းကိုကိုယ်တိုင်စစ်ဆေးကြည့်ရှုပါလားပွဲကင်းတစ်ခုလုံးမိုးကြိုးပြစ်ချခံလိုက်ရတယ်လို့မျိုးစွန့်အမင်တက်သွားခဲ့ပြီဗျာဒက်စမွန်ရဲ့အုံနောက်ကြီးတစ်ခုလုံးဗလာကျင်းသွားတယ်လို့ဖြစ်သွားခဲ့ရပြီးစင်ပေါ်တက်သွားဖို့ဆိုတာကသူကိုယ်တိုင်စိန်ခေါ်သူတယောက်အနေနဲ့တကဘာလုံးရဲ့မျက်စိရှိမောက်တဲ့အရာရာကိုအနီးကပ်စစ်ဆေးရတော့မှာကိုတကယ်လို့ဒါတွေအားလုံးကတကယ်ကြီးတက်တည်ပြနိုင်သွားခဲ့ရင်သူဟာဒီယာစုနှစ်ရဲ့အကြီးမားဆုံးလူရဲစရာကြီးဖြစ်သွားတော့မှလေဒါပေမဲ့ညင်းပယ်လိုက်ပြန်ရင်လေသူကြောက်လို့နောက်ဆုတ်သွားပါတယ်ဆိုတာကိုဝန်ခံလိုက်တယ်လို့ဖြစ်သွားမှာဒက်စမွန်ကအသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးစင်မြင့်ပေါ်ကိုဖြည်းဖြည်းချင်းလန့်တက်လာခဲ့တော့တယ်သူ့ရဲ့ကင်မရာသမားကလည်းအနောက်ကနေကတ်လိုက်လာတာပေါ့ကျွန်တော်ဘာပိုစကားမှမပြောတော့ပဲခလုတ်ခုံဘက်ကိုလှည့်ကခလုတ်ကိုနှိပ်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့ထုတ်လုပ်မှုလိုင်းကပြန်လဲပတ်ပြီးကုန်ကျန်းပစ္စည်းတွေပေါက်ဆက်မဲ့လုပ်ငန်းစဉ်ကိုစတင်လုပ်ဆောင်ပါတော့တယ်ကင်မရာသမားကလည်းချက်ချင်းပဲသူ့ရဲ့ကင်မရာမန်ဘလူးကိုစက်ပစ္စည်းရဲ့အကာအကွယ်မှန်သားပစ္စည်းတက်တက်ကြီးကပ်ပြီးရိုက်ကူးတော့တာပဲဗျအခုဆိုရင်ပင်မဆခရင်ကြီးပေါ်မှာကင်မရာရဲ့တီးဖြတ်မထားတဲ့တိုက်ရိုက်ရုပ်တံပြကွက်ကြီးပေါ်လာခဲ့ပြီဗျအယောင်မတူတဲ့ဓာတ်မုံစီချောင်းနှစ်ခုကစက်ပစ္စည်းတွေကိုအရှင်ဟုန်နဲ့စီးဝင်သွားကြတယ်အဲ့ဒီဓာတ်မုံတွေကကျေတာရာကလပ်စီတွေလိုမျိုးတဟုန်ထိုးလဲပတ်သွားကြပြီးမမြင်ရတဲ့စွမ်းအားတစ်ခုအောက်မှာဆန့်ထွက်သွားလိုက်အပိုင်းပိုင်းပြတ်တောက်သွားလိုက်နဲ့နောက်ဆုံးမှာတော့ထူထပ်လာတဲ့မြို့ကိုတိမ်တိုက်ကြီးနှစ်ခုအဖြစ်ပြောင်းလဲသွားတော့တာပဲအဲ့ဒီနောက်မှာတော့စမ်းကြဲလာတဲ့စွမ်းရင်ကွင်းပြင်ရဲ့လမ်းညွှန်မှုနဲ့အတူရင်းတို့နှစ်ခုဟာဘာပြစ်အနာစာမှမရှိပဲစုံလင်စွာပေါင်းဆက်သွားကြတော့တဲ့တဆင့်ချင်းစီရဲ့လုပ်ငန်းစဉ်တိုင်းဟာသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေကလူမျိုးစိတ်ကူးရင်ဆန်လာတဲ့အလှတရားတွေနဲ့ပြည့်နေနေတာဗျာဓာတ်ရိုက်ပြသနေတဲ့ data ကိန်းဂဏန်းတွေကလည်းစံချိန်စံညွှန်းတိုင်းမှာအကောင်းဆုံးကွက်တီဖြစ်နေကြောင်းပြသနေတဲ့လုပ်ငန်းစဉ်တစ်ခုလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့ဒက်စမွန်တယောက်ခြေပြားလက်ဖျားတွေတုံပြီးတကူလုံးဆက်ဆက်ခါနေရှာပြီးဗျသူ့မျက်နှာတစ်ခုလုံးမှာထိတ်လန့်မှုတွေတိုင်းသားပေါ်နေတာပေါ့ဒါကမဖြစ်နိုင်တာငါမျက်စိမားနေတာပဲဖြစ်ရမယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကတည်ငြိမ်တဲ့လေတံနဲ့ပြောလိုက်တယ်ကဲတေးချာကောမြင်လိုက်ရရဲ့လားဗျာခင်ဗျားတို့မျက်နှာကြီးကိုဆက်နာထက်ကပ်ပြီးနောက်တစ်ချိန်ထပ်ပြီးအပြက်ခံခြင်းသေးလားဒက်စမွန်ခမမျက်စိတွေပြဝေသွားပြီးထိုနေရာမှာတင်ဝုန်းကနေလဲကြပြီးတတိလစ်မတက်ဖြစ်သွားတော့တာပဲစင်အောက်မှာရှိတဲ့တိုင်တန်စွမ်းရင်ကုမ္ပဏီရဲ့အမှုဆောင်အဖွဲ့ဝင်တွေလည်းတယောက်တစ်ပေါက်နဲ့လုံးဝကိုပေါ်လော်ရိုက်ကမောက်ကမဖြစ်ကုန်ကြပြီလေသူတို့သိလိုက်ပြီဒီနေ့ကစပြီးတိုင်တန်စွမ်းရင်ကဆိုတာကဘာပေါ်ကနေပြက်ကွယ်သွားတော့မယ်ဆိုတာကိုပေါ့ဒါပေမဲ့စခင်ရဲ့ကြီးပေါ်မှာတော့ရုပ်တံပြက်ကွက်ကပင်မလိုင်းစီပြန်ပြောင်းသွားခဲ့ပြီးဘက်ထရီထုတ်လုပ်မှုကတော့ဆက်လက်လည်ပတ်နေတော့ပဲဗျာအနာတက်ဆန်လာတဲ့စက်ပစ္စည်းကြီးတွေကတစ်ခုပြီးတစ်ခုအလိုလျောက်တက်ဝင်လာကြပြီးအစင်တိုင်းကတကဘာလုံးကစောင့်ကြည့်နေတဲ့ပရိသတ်တွေရဲ့ရင်ဘတ်ကိုတူနဲ့ထုလိုက်တယ်လို့မျိုးစွန့်သွားစေခဲ့တယ်အဲ့ဒီအချိန်မှာပဲစီးပွားရေးသတင်းထောက်မလေးတယောက်ကသူမရဲ့ဖုန်းကိုမြှောက်ကင်ပြီးအော်ဟစ်လိုက်တော့တယ်ရှယ်ယာဈေးကွက်ဖွင့်ပြီး3မိနစ်အကြာမှာပဲတိုင်တန်စွမ်းရင်ကုမ္ပဏီရဲ့ရှယ်ယာတွေဟာအယောင်းဝယ်ရဆိုင်ရတဲ့အထိတဟုန်ထိုးထိုးဆင်းသွားခဲ့ပါပြီပြီးတော့သူတို့နဲ့ဆက်ဆက်နေတဲ့ရှယ်ယာမှန်သမျှလည်းအကုန်လုံးအလဲလဲပြူပြူဖြစ်နေပါတယ်အဲ့ဒီစကလုံးတွေထွက်လာတာနဲ့စက်ယုံတွေကလူတွေဟာထုတ်လုပ်မှုလိုင်းကိုဘယ်သူမှမကြည့်တော့ဘူးဗျာလူတိုင်းလောနဲ့သူတို့ဖုန်းတွေကိုထုတ်ပြီးရှယ်ယာဈေးကွက်ကိုပဲအလူရက်စစ်ဆေးနေကြတော့တယ်ပြတာကတော့သူ့ထိုင်ကုန်မှာတင်ကြောက်ရွံ့လို့တောက်ခဲနေရှာပြီးသူ့ဖုန်းကလည်းမရက်မနာတုံခါနေတာပေါ့သူ့ဖုန်းကိုတုံရင်နဲ့ကင်လိုက်တဲ့အချိန်မှာပဲသူ့ဖေရဲ့ဒေါသတကြီးအော်ဟစ်တန်ကဖုန်းထဲကနေဝုန်းကနေထွက်လာတော့တယ်မင်းဘာရီရှောက်လုပ်လိုက်တာလဲရှယ်ယာတွေအကုန်ပြိုလဲကုန်ပြီကုမ္ပဏီလဲသွားပြီမင်းဘာကိစ္စသွားပြီးဥက္ကဋ္ဌမိုင်လိုကိုသွားဆွဲရတာလဲစကားတော့မဆုံးသေးဘူးပြတာလက်ထဲကဖုန်းကကျန်းပြင်ပေါ်ကိုအသက်မဲ့စွာရှော့ချသွားတော့တာပဲဗျာဒီလိုရှုပ်ထွေးဖြစ်နေတဲ့ကြားထဲကနေကီယာရဲ့အတန်ကထပ်မံထွက်ပေါ်လာခဲ့ပြန်တယ်တဲပွင့်လေးတစ်ပွင့်ကနေပြည့်စုံလူနီးပါးဖြစ်တဲ့ Nova ဘက်ထရီအိုးတစ်လုံးဖြစ်လာဖို့စုပေါင်းကြာမြင့်ချိန်က15မိနစ်နဲ့23စက္ကန့်ဖြစ်ပါတယ်ဒီနေ့ရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုကိုတော့ဒီနေရာတည်ရနာခွင့်ပြုပါရှင်သူမကပရိသတ်တွေကိုရင်ကြေးဥညွတ်နှုတ်ဆက်လိုက်ပြီးကျွန်တော်ကလက်ကရှောက်လာခဲ့တယ်ကျွန်တော်လည်းကိုမတ်လိုက်ပြီးစင်အောက်ကလူအုပ်ကြီးကိုတစ်ချက်ကလေးတောင်နဲ့မကြည့်ပဲလူတိုင်းရဲ့ငေးကြည့်နေတဲ့ကြားထဲကနေပဲကီယာနဲ့ကျွန်တော်နှစ်ယောက်အတူတူစင်နောက်ွယ်ကတန်မဏိတကားကြီးစီကိုရှောက်လန်းဝင်ခဲ့ကြတော့တယ်ကျွန်တော်တို့အနောက်မှာတော့ခန်းစားချက်မုံတိုင်းတွေကြားထဲမှာနင်းမြုပ်ကြံရစ်ခဲ့တဲ့လူအုပ်ကြီးနဲ့စက်ယုံကြီးပဲကြံခဲ့တာပေါ့တန်မဏိတကားကြီးဝုန်းကနေပိတ်သွားတဲ့ထိုခဏဒါဟာကဘာနှစ်ခုကိုတီးခြားစီပိုင်းခြားလိုက်တယ်လို့ပဲဗျာအပြင်ဘက်မှာတော့ရှုပ်ထွေးပွေလီပြီးယူတူအော်ဟစ်တန်တွေနဲ့ပြည့်နေနေပေမဲ့အတွင်းဘက်မှာတော့အကြတန်ပင်ကြားရလောက်အောင်တိတ်ဆိတ်လုံးနေတယ်ကီယာကတပြင်းအရှိကြီးတစ်ချက်ကိုချလိုက်ပြီးအကုန်ပြီးသွားပြီနော်မပြီးသေးဘူးဒါကအစပဲရှိသေးတာကျွန်တော်စကားကြောင့်ကီယာကမောပန်းနွမ်းနေစွာနဲ့ရေမောလိုက်ပြီးခေါင်းကိုခါရမ်းလိုက်မိတယ်သူမပါတခုမှထပ်မပြောရသေးခင်ပါပဲသူမရဲ့ဖုန်းကအချက်ပေးတန်တွေတစီစီနဲ့ပောက်ကွဲမတက်မြည်လာတော့တာပဲဗျာသူမဖုန်းကိုဖွင့်ကြည့်လိုက်တော့စခရင်တစ်ခုလုံးမှာမကိုက်ဖြစ်လိုက်တဲ့ဖုန်းခေါ်ဆိုမှုတွေနဲ့စာတို့တွေတောင်းလို့ပုံနေတာကဘာကျော်လျက်စစ်ပစ္စည်းအမှတ်တစိတ်ပေါင်းများစွာကကျွန်တော်တို့နဲ့လက်တွဲဖို့အတွက်အလူရဲ့ဆက်သွယ်လာကြတာလေဒါကိုမြင်တော့ကီယာကသူမရဲ့ရင်ခုန်စိတ်လှုပ်ရှားမှုကိုမထိန်နိုင်တော့ပဲဥက္ကဋ္ဌမိုင်လိုကျမတို့အောင်မြင်ပြီဗျာတကဘာလုံးကကျမတို့ဘက်ထရီကိုလိုချင်နေကြပြီကျမတို့အခုချက်ချင်းပဲထုတ်လုပ်မှုလိုင်းကိုတိုးချဲ့ပြီးစွမ်းအင်ကဏ္ဍမှန်သမျှကိုအကုန်လုံးသိမ်းပိုက်ရအောင်ဒါပေမဲ့ကျွန်တော်ရဲ့မျက်နှာအမူအရာကတော့တည်ငြိမ်နေစေပဲအဲ့ဒီထုတ်လုပ်မှုလိုင်းကတရက်ကိုဘက်ထရီအိုးဘယ်လောက်ထုတ်နိုင်မှာမို့လို့လဲတန်ပေါင်းရာနဲ့ချီပြီးအော်ဒါမှာနေတဲ့ကဘာဘီလူကြီးတွေနဲ့ရှင်ရင်ကျွန်တော်တို့ရဲ့အထွက်နှုန်းကဖုံးဖုံးတစားလောက်ပဲရှိတာဈေးကွက်ရဲ့မျှော်မှန်းချက်ကိုကျွန်တော်တို့မဖြည့်ဆည်းပေးနိုင်တဲ့တနေ့ကျရင်ဒီနေ့ရရှိထားတဲ့အချိန်ဟုန်ကပဲကျွန်တော်တို့ကိုပြန်ပြီးအပိုင်းပိုင်းဆုတ်ဖြည့်ပြစ်လိုက်မယ်ကီရမျက်နှာကချက်ချင်းတီးတက်လေးနဲ့သွားခဲ့ဒါဆိုကျမတို့ဘာဆက်လုပ်ကြမလဲကျွန်တော်သူမအနာကိုရှောက်သွားပြီးလက်ညှိုးတစ်ချောင်းထောင်ပြလိုက်တဲ့ကျွန်တော်တို့ရဲ့အင်အားအလုံးကိုစုစည်းပြီးအချက်တစ်ခုလေးကိုပဲအရင်ဆုံးထိုးဖောက်မယ်အဲ့ဒါကလျှက်စစ်ကားဈေးကွက်ပဲတူညီတဲ့ထုတ်လုပ်မှုပမာဏချင်းရှင်းရင်တော့ကားဘက်ထရီကရတဲ့အမျက်ဆုံးကတာမန်ထက်အစားပေါင်းများစွာပိုများတယ်ပြီးတော့တစ်ကမ္ဘာလုံးတည်အောင်တစ်ခုရှင်းရှင်းလင်းလင်းလုပ်ထားရမယ်ထိပ်တန်းအဆင့်မြင့်ဆုံးကားတွေပဲ Nova တစ်ခုကိုသုံးခွင့်ရှိတယ်ဆိုတာမျိုးပေါ့ကီယာကကျွန်တော်ရဲ့မဟာဗျူဟာကိုချက်ချင်းသဘောပေါက်သွားပြီမဲ့သူမရဲ့စိတ်ထဲမှာမတက်တာတဲ့အခက်အခဲလေးတစ်ခုပေါ်လာပြန်တယ်ဒါပေမဲ့ထုတ်လုပ်မှုလိုင်းအသစ်တစ်ခုကိုတိစောက်ဖို့ဆိုတာ
အနည်းဆုံးတစ်နှစ်လောက်ကြာမှဗျကျမတို့မှာအဲ့ဒီလောက်စောင့်ဖို့အချိန်မရှိဘူးဘသူကအစကနေပြန်စောင့်မယ်လို့ပြောလို့လေလမ်းကကျွန်တော်တို့ရှိတဲ့မှာရှိနေတာပဲတိုင်တန်စွမ်းအင်ကုမ္ပဏီရဲ့စက်ရုံတွေနဲ့ထုတ်လုပ်မှုအဆောက်အုံတွေကိုအပိုင်ဝယ်ယူဖို့ငါမင်းကိုတာဝန်ပေးမယ်ကီယာအုံနောက်ကြီးတစ်ခုလုံးပလာကျင်းသွားတယ်လို့ဖြစ်သွားခဲ့ရပြန်ပြီးဗျသူမကမသိစိတ်ကနေပြန်ပြီးညှင်းဆန်မိတယ်တိုင်တန်စွမ်းအင်ရဲ့ share တွေပြိုလဲသွားတယ်ဆိုပေမဲ့သူတို့တရားဝင်ဒေဝါလီခံရတဲ့အဆင့်ထိတော့မရောက်သေးဘူးလေတကယ်လို့ဒေဝါလီခံလိုက်ရင်တော့ပိုင်ဆိုင်မှုတွေကိုစင်းရှင်းလင်းတဲ့လုပ်ငန်းစဉ်ကအနည်းဆုံးတစ်နှစ်မှကကြာမှာဗျကျွန်တော်တို့ကစောင့်နေစရာမလိုပါဘူးတိုင်တန်စွမ်းအင်ရဲ့နောက်ွယ်မှာတောင်လိုပုံနေတဲ့ဗန်ချင်းငွေတွေရှိနေတယ်အခုလိုကုမ္ပဏီပြိုလဲသွားတဲ့အချိန်မှာအကြောက်ဆုံးလူကဘယ်သူလဲဆိုတော့သူတို့ကိုပတ်စံချထားတဲ့ဗန်တွေပဲပေါ့နောက်ဖြစ်လာမယ့်အဆင့်ကတော့ရိုးရိုးလေးပဲတိုင်တန်ချန်ထားခဲ့တဲ့ဒီအရှုပ်ထုတ်ကြီးကိုဘယ်သူကပဲဝင်ရှင်းရှင်းဗန်တွေကတော့ဝမ်းသာအားရနဲ့လက်ခံကြမှာပဲဒါကိုကြားလိုက်ရတဲ့ကီရာရဲ့အသက်ရှူတန်တွေကမြန်ဆန်လာခဲ့ပြီဗျဒါဆိုတိုင်တန်စွမ်းအင်ကိုအများဆုံးချင်းငွေထုတ်ပေးထားတဲ့ပေမဗန်ကြီးစီကျမအခုချက်ချင်းဖုန်းဆက်လိုက်ပါမယ်သူမကဘာမှတွေဝင်မနေတော့ပဲစပွဲစီလျှောက်သွားပြီးသက်ဆိုင်ရာဒေတာချက်လက်တွေကိုချက်ချင်းစတင်ပြီးဆွဲထုတ်တော့တာပေါ့ကြပြိုင်ထဲမှာပဲတိုင်တန်စွမ်းအင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌရုံးခန်းအတွင်းမှာတော့အရာရာဟာအဆုတ်ပြက်ဖြစ်အောင်ပျက်စီးနေခဲ့ပြီးပြဆုတ်ခဲထားတဲ့စာရွက်စာတမ်းတွေကကျန်းပြင်းတစ်ခုလုံးမှာဘလူပြန်နေတာဒက်စမွန်ကတော့ဆိုဖာပေါ်မှာအသက်မဲ့စွာနဲ့ပြစ်လဲနေရှာတဲ့သူဟာအခုချိန်ထိ Nova Star ရဲ့အဲ့ဒီစက်ပစ္စည်းတွေဘယ်ကနေရောက်လာတယ်လဲဆိုတာကိုလုံးဝစဉ်းစားလို့မရနိုင်သေးဘူးရုပ်တရက်သူ့စပွဲပေါ်ကလှုပ်ဝက်ကုတ်သုံးဖုန်းကနေစူစူဝါဝါအတန်ကြီးနဲ့ဖုန်းမိလာတော့တယ်ဒါကဘန်ရဲ့ဒရိုက်တာလီစီကနေတိုက်ရိုက်လာတဲ့ဖုန်းလိုင်းပဲဗျဒက်စမွန်ကအဲ့ဒီအတန်ကိုကြားတာနဲ့တကူလုံးစက်ခနဲ့ဖြစ်သွားပြီအာယူက trap ပြီးဖုန်းကိုကင်လိုက်တဲ့ဖုန်းထဲကနေအေးဆက်ဆက်အမျိုးသားအတန်တက်ထွက်လာခဲ့ပြီဥက္ကဋ္ဌဒက်စမွန်ခင်ဗျားတို့ကုမ္ပဏီရဲ့ share တွေကပုံမှန်မဟုတ်တဲ့အတိုင်းတာထိထိုးဆင်းသွားခဲ့ပြီးဒါဟာကျွန်တော်တို့သဘောတူညီချက်တွေကအတင်းကျပ်ပိုင်ဆိုင်မှုသိသိချင်းနဲ့အာမခံချက်ဆိုင်ရာစီကံချက်တွေကိုစတင်တက်ရောက်စေခဲ့ပြီးဖြစ်ပါတယ်ထို့ကြောင့်ခင်ဗျားတို့ဘဏ်ကနေချေးယူထားတဲ့စုစုပေါင်း9.2 ဘီလီယံသောချေးငွေတွေကိုအခုချက်ချင်းပြန်လည်ပေးဆက်ဖို့ကျွန်တော်တို့တောင်းဆိုပါတယ်တိုင်တန်စွမ်းအင်မှာဘာတန်မိုးမှမကြံတော့ဘူးလေဒက်စမွန်တယောက်ခြေဖျားလက်ဖျားတွေအေးဆက်သွားခဲ့ရပြီးအဲ့ဒီစကလုံးတိုင်းကအမှန်တရားဆိုတာသူသိတာပေါ့ဒါပေမဲ့စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးနောက်ဖုန်းထဲကအတန်ကဆက်ထွက်လာပြန်တယ်ဒါပေမဲ့လည်းလွန်ခဲ့တဲ့မိနစ်30ကပဲ Nova Star နီးပညာကုမ္ပဏီဘက်ကနေဖုန်းဆက်လာခဲ့တဲ့သူတို့ကခင်ဗျားတို့ရဲ့တောင်ပိုင်းစက်မှုဇုံမှာရှိတဲ့စက်ရုံတွေစက်ပစ္စည်းတွေနဲ့မြေတုံးချပိုင်ခွင့်တွေအပါအဝင်ပိုင်ဆိုင်မှုအားလုံးကိုလွှဲပြောင်းဝယ်ယူဖို့ဆန္ဒရှိကြောင်းကမ်းလှမ်းလာပါတယ်ဗျဒက်စမွန်ရဲ့မျက်စိရှိမှောက်ကြီးမှောင်တိကျသွားခဲ့ရပြီးဗျရှက်စိတ်နဲ့ဒေါသတရားတွေကသူ့ရဲ့ကြံရှိနေတဲ့အသိစိတ်တွေကိုအကုန်လုံးရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့တယ်သူကဒေါသကြီးနဲ့အော်ဟစ်လိုက်တာပေါ့သူအိမ်မက်မက်နေတာပဲငါစက်ရုံတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးပစ်လိုက်ရင်ပစ်လိုက်မယ်သူ့လက်ထဲကိုတော့ဘယ်တော့မှအရောက်မခံနိုင်ဘူးသူ့ရဲ့အော်ဟစ်တန်တွေကရုံးခန်းတစ်ခုလုံးမှာပဲ့တင်ထပ်သွားပြီမဲ့ဖုန်းအပြင်ဘက်ကအတန်ကတော့အေးဆက်တည်နေစွာနဲ့ပဲပြန်လည်ဖြေချလာခဲ့တယ်တောင်ပိုင်းစက်မှုဆောင်ဆိုတာဘဏ်မှာပေါင်နှံထားတဲ့အဓိကအာမခံပိုင်ဆိုင်မှုဖြစ်ပါတယ်ဘဏ်အနေနဲ့ဒါကိုမိမိသဘောဆန္ဒလျောက်တစ်ဖက်သက်စီမံခန့်ခွဲပိုင်ခွင့်ရှိပါတယ်ကျွန်တော်တို့ကခင်ဗျားကိုအတိပေးုံတက်ပါပဲမဟုတ်ရင်တော့ခင်ဗျားဟာဘာမှပြန်မရတော့အကုန်လုံးဆုံးရှုံးသွားရပါလိမ့်မယ်ပြောပြီးတာနဲ့ဖုန်းလိုင်းကတန်းကနေပြတ်တောက်သွားတော့တယ်ဒက်စမွန်တယောက်တည်းဟာလာဟင်းလင်းဖြစ်နေတဲ့လေတူတဲကိုမေးကြည့်ရင်းနဲ့ပဲလူကကြောက်စီစီကြီးကြံရိတ်ခဲ့ရရှာတာပေါ့မြို့ရဲ့အခြားတစ်ဖက်မှာရှိတဲ့ Nova Star ရုံးခန်းအတွင်းမှာတော့ကီရာကဒရိုက်တာလီနဲ့ဖုန်းပြောတာကိုအခုတင်မဲ့အဆုံးတက်လိုက်ပြီးပြသူမကကျွန်တော်ဖက်လှည့်ပြီးဘန်ဘက်ကလွှဲပြောင်းဝယ်ယူမှုကိုသဘောတူလိုက်ပြီးသူတို့ဒက်စမွန်ကိုအခုချက်ချင်းပဲအတင်းအကျပ်ဖိအားပေးပါလိမ့်မယ်ကျွန်တော်ကိုလှည့်မကြည့်ပဲကြီးငိမ်အေးဆေးတဲ့အတန်နဲ့ပဲပြန်ပြီးဖြေချလိုက်တဲ့ဂျန်နာရီအားလုံးကိုမင်းပဲစက်ကင်တွေလိုက်တော့နောက်ဒီလိုမျိုးဆုံးဖြတ်ချက်တွေကိုမင်းကိုယ်တိုင်ပဲပြက်ပြက်တသားချမှတ်လို့ရပြီကျွန်တော်စကားကြောင့်ကီယာကထိုနေရာမှာတင်တောက်ခဲသွားခဲ့ရပြန်နေဗျသူမတကယ်ကိုမြင့်တက်သွားမိတာဒါပေမဲ့သူမကထိုးတုံးလုံးမှုကိုအတင်းမျိုးချလိုက်ပြီးနားလဲပါပြီးအသေးစိတ်အချက်လက်အားလုံးကိုကျွန်မစနစ်တကျကင်တွေလိုက်ပါမယ်ကျွန်တော်ကောင်းကြီးပြလိုက်ပြီးစက်ရုံထုတ်လုပ်မှုဆောင်ရှိရာစီကိုခြေလန်းကျဲကျဲနဲ့လှမ်းထွက်ခဲ့တော့တယ်အခုချိန်မှာတော့စက်ရုံတစ်ခုလုံးကဝန်ထမ်းတွေဟာစိတ်လှုပ်ရှားမှုတွေကြောင့်ပြပန်းခမရလှုပ်ရှားနေကြတာဗျာဝန်ထမ်းတိုင်းကလည်းမျက်နှာတွေဝင်းပနေပြီးအားတက်တရောနဲ့အလူရက်ဆွေးနွေးနေကြတာပေါ့ကျွန်တော်လူအုပ်ကြီးရဲ့အရှိတက်စီကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားလိုက်တယ်နောက်တစ်စက္ကန့်မှာတော့မျက်လုံးပေါင်းများစွာကကျွန်တော်စီကိုပဲတန်းကနေကြားရောက်လာကြတော့တာပဲကျွန်တော်တယုံလုံးကိုတစ်ချက်ဝေးကြည့်လိုက်ပြီးတည်ငြိမ်တဲ့လေတန်းနဲ့ပြောလိုက်တယ်လွန်ခဲ့တဲ့ရက်ပိုင်းလုံးခင်ဗျားတို့အားလုံးပြင်ပန်းခဲ့ကြပါပြီဒီနေ့ရဲ့မိတ်ဆက်ပွဲကတော့အောင်မြင်မှုအပြည့်နဲ့ပြီးဆုံးသွားခဲ့ပြီဗျကျွန်တော်ကိုယုံကြည်တဲ့လူမှန်သမျှကိုကျွန်တော်ဘယ်တော့မှမျက်နှာငယ်ခွင့်မပေးဘူးဒါကြောင့်ဒီလကစပြီးဝန်ထမ်းအားလုံးရဲ့လစာကို100%နှစ်ဆတိုးပေးလိုက်မယ်စက်ရုံတစ်ခုလုံးအကြတန်ပင်မကြားရတော့အောင်ဝုန်းကနေငြိမ်ချသွားခဲ့ပြန်တယ်ဗျအဲ့ဒီတိတ်ဆိတ်မှုကစက္ကန့်အနည်းငယ်လောက်ထိကြာမြင့်သွားခဲ့ပြီးနောက်တခဲနဲ့ထွက်ပေါ်လာတဲ့အောင်ပွဲခံအောင်ဟစ်ကြွေးကြော်တန်ကြီးကစက်ရုံတစ်ခုလုံးကိုမြေလံမတက်တုံဟီးသွားစီတော့တာပဲကျွန်တော်ကတော့အဲ့ဒီအောင်ပွဲခံပွဲကိုဂရုမစိုက်ပဲလီလန်းကိုလက်ဟန်ပြပြီးလှမ်းခေါ်လိုက်ကဘေးနာကတီးတက်ရုံခန်းထဲကိုလှမ်းဝင်ခဲ့လိုက်တယ်လီလန်းကလည်းကျွန်တော်နောက်ကနေကြပြကြရလိုက်ဝင်လာတာပေါ့ထင်းချုပ်ရေးရုံခန်းထဲရောက်တာနဲ့ကျွန်တော်ကတဲ့ပဲပြောလိုက်တယ်တိုင်တန်စွမ်းအင်ရဲ့တောင်ပိုင်းစက်မှုဆောင်ကမကြခင်ကျွန်တော်တို့လက်ထဲရောက်လာတော့မယ်မင်းနဲ့မင်းရဲ့အဖွဲ့ကအခုချက်ချင်းအထူးလုပ်ငန်းဖွဲ့တစ်ခုဖွဲ့စည်းပေးဖို့လိုတယ်ကျွန်တော်တို့ရဲ့နည်းပညာနဲ့တိုင်တန်မှာအဆင့်သင့်ရှိနေတဲ့ထုတ်လုပ်မှုလိုင်းတွေကိုပေါင်းစပ်ပြီးအမြန်ဆုံးနဲ့အကုန်ကျအသက်သာဆုံးပြန်လည်မုံမှန်ပြင်ဆင်ရေးစီမံကိန်းတစ်ခုကိုအမြန်ဆုံးဆွဲထုတ်ပေးစမ်းလီလန်တယောက်အသက်ရှူဖို့တောင်မေးသွားရှာတယ်ဗျတိုင်တန်စွမ်းအင်ရဲ့အဲ့ဒီလိုခန်းနာလာတဲ့ပိုင်ဆိုင်မှုတွေကကျွန်တော်လက်ထဲကိုဒီလောက်လွယ်တကူရောက်လာလိမ့်မယ်လို့သူလုံးဝထင်မထားခဲ့မိဘူးကိုဒါပေမဲ့သူကအတွေ့အကြုံရှိတဲ့လူမှုချက်ချင်းပဲစိတ်ကိုပြန်ထိန်လိုက်ပြီးတိုင်တန်ရဲ့ထုတ်လုပ်မှုလိုင်းတွေကတာမန်အဆင့်ပဲဆိုတော့နိုဗာတက်ကိုတိုက်ရိုက်ထုတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျအဲ့ဒါကိုပြန်ပြီးမုံမှန်ပြင်ဆင်မယ်ဆိုရင်တော့အချိန်တော်ကြီးပေးရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကခေါင်းခါပြလိုက်ပြီငါတို့ရဲ့ကိုယ်ပိုင်နည်းပညာတွေကိုတမင်တကာအချို့ကွက်တွေရှော့ချပစ်လိုက်စမ်းအဲ့ဒီမှာရှိတဲ့စက်ပစ္စည်းတွေကိုပဲသုံးပြီး Nova Battery ရဲ့အရွယ်စားရှော့ချထားတဲ့ version ကိုပဲထုတ်မယ်အဲ့ဒီလိုထုတ်ရင်တော့သူ့ရဲ့စွမ်းဆောင်ရည်ကဈေးကွက်ထဲက lithium battery အားလုံးကိုအပြတ်တက်အနိုင်ပိုင်းနိုင်နေတာပဲပြီးတော့ engineer ပိုင်းဆိုင်ရာလုပ်ငန်းပမာဏကလည်းအစမတန်ရော့ကျသွားလိမ့်မယ်
နားလည်ပါပြီဥက္ကဋ္ဌမိုင်လိုဒါဆိုရင်ကျွန်တော်တို့ကထုတ်ကုန်လိုင်း2လိုင်းခွဲထုတ်လို့ရတာပေါ့ကျွန်တော်တို့ရဲ့ပြင်မဆက်ယုံကနေအဆင့်မြင့်ဆုံးမော်တော်ကားနဲ့အာကာသကဏ္ဍတွေအတွက်ထုတ်မယ်ပြီးတော့တိုင်တန်ဆက်ယုံကနေကြတော့သုံးဆွဲသူလူထုဈေးကွက်တစ်ခုလုံးကိုတင်ပိုက်ဖို့အတွက်ထုတ်မှာပေါ့2ရက်အတွင်းအကျိုးစီမံကိန်းကိုအပြီးဆွဲပေးပါမယ်လီလန်ကစကားဆုံးတာနဲ့လှည့်ထွက်သွားတော့တာပဲမကြခင်မှာပဲကီလာကထိန်းချုပ်ရေးအခန်းတကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့ပြန်တယ်သူမလက်ထဲမှာတော့တက်ပလက်တစ်ခုကိုကင်ထားတာပေါ့ဗန်ဘက်ကကျမတို့ရဲ့ဝယ်ယူမဲ့ကန့်လန့်ချက်ကိုအတီးတူးလိုက်ပြီးပြီးတော့တိုင်တန်ဆွဲရင်ပေါ်ပိုင်ဆိုင်မှုထိန်းသိမ်းခြင်းအမိန့်ကိုပါချက်ချင်းထုတ်ပြန်လိုက်ပြီးကျမတို့တောင်းဆိုတဲ့စီကံချက်တွေအားလုံးဒီပါကိုလည်းသူတို့သဘောတူလိုက်ပါလေရှင်ကျွန်တော်ကတော့အဲ့ဒီတက်ပလက်ကိုတစ်ချက်ကလေးပဲလှမ်းကြည့်လိုက်ပြီးငါမင်းကိုပြောပြီးပြီပဲဒီဆုံးဖြတ်ချက်တွေကမင်းပိုင်းမှာငါအခုလေးတင်လီလန်းကိုစီမံကိန်းတစ်ခုပေးထားတဲ့မင်းအဲ့ဒါကိုပဲဆက်ပြီးစောင့်ကြည့်လိုက်ပါတခြားဘာမှမရှိတော့ရင်ငါသွားတော့မယ်အရေးကြီးတာရှိရင်စာလန်းပို့လိုက်ပါပြောပြီးတာနဲ့ကျွန်တော် trap ပြီးထွက်လာခဲ့တော့တယ်ကဲအခုဆိုရင်တော့ရိတ်ခါနဲ့ပစ္စည်းတွေကိုအလုံးရင်းနဲ့ဝယ်ယူပြီးရတနာရီစတူးဖို့အတွက်ကဘာပြက်ကပ်ပေးစီကိုပြန်ရမယ့်အချိန်ရောက်ပြီဗျမိနစ်30အကြာမှာတော့ကျွန်တော်မျိုးရဲ့အကြီးဆုံးကုန်ပစ္စည်းဖြန့်ဖြူးရေးဗဟိုချက်မှကြီးဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာကုန်လောင်ယုံဈေးကြီးစီကိုရောက်ရှိလာခဲ့တဲ့ကျွန်တော်ပတ်လက်ကိုတစ်ချက်ဝေးကြည့်လိုက်ပြီးစီမံခန့်ခွဲရေးရုံးခန်းထဲကိုတန်းကနေလှမ်းဝင်ခဲ့လိုက်တာပေါ့မင်္ဂလာပါကျွန်တော်ပစ္စည်းအမြောက်များမှခြင်းလို့ပါကျွန်တော်စပွဲပေါ်ကိုစာရွက်တရွက်လှမ်းတင်ပေးလိုက်တယ်မန်နေဂျာကအေးလူလူပဲအဲ့ဒီစည်ရင်ကိုကောက်ကန်ပြီးဖက်ကြည့်လိုက်တာဗျဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူ့ရဲ့မျက်နှာမူအရာကကြောက်ရွံ့လို့တောင်းခဲသွားတော့တာပဲအဝယ်စည်ရင်အစင်းမြင့်ဆန်နဲ့ဂျုံမုတ်တန်900စီအေးခဲဝတ်သားမဲသားနဲ့စိတ်သားတန်နေရာစီလူကြီးမင်းဒါတခုခုမှားယွင်းပြီးရေးမိတာမဟုတ်ဘူးလားခင်ဗျာကျွန်တော်ဘာမှပြန်မပြောပဲကျွန်တော်ရဲ့ဘဏ်အကောင့်ထဲကလက်ကျန်ငွေသားပမာဏကိုပဲဖုန်းထဲကနေဖြတ်ခနဲ့ပြလိုက်တယ်မန်နေဂျာမျက်နှာကချက်ချင်းပဲနေမင်းကြီးပွင့်လဲလာတယ်လို့မျိုးထားပြုံးကြီးဖြစ်သွားတော့တာပဲဗျာအိုးအဖိုးတန်လူကြီးမင်းခင်ဗျာခဏလေးစောင့်ပေးပါရှင်ကျွန်တော်အခုချက်ချင်းပဲအရာရာအားလုံးကိုအမြန်ဆုံးစီစဉ်ပေးပါမယ်အမြန်ဆုံးအရောက်ပို့ပေးဖို့လည်းအာမခံပါတယ်ဗျာနောက်ထပ်နိုင်ပိုင်းငယ်အတွင်းမှာပဲဈေးကွက်တစ်ခုလုံးကစက်ပစ္စည်းတွေအကုန်လုံးအရှိန်အဟုန်ပြည့်လက်ပတ်ကုန်ကြတော့တယ်ရေတွက်လို့မရတဲ့ကုန်တင်မော်တော်ယာဉ်တွေနဲ့အလုပ်သမားတွေဟာတရွက်စိတ်အောင်ဆွားလိုက်တယ်လို့မျိုးအလူရက်လှုပ်ရှားနေကြတာပေါ့စံအိတ်တွေတတိတန်းကြီးနဲ့မွေးကြိုင်လာတဲ့အေးခဲသားတွေကကုန်လောင်ယုံတွေထဲကနေတရွေ့ရွေ့ထွက်လာခဲ့ပြီးအဝေးပြေးကွန်တိန်နာကားကြီးတစ်ဒါဇင်ကျော်ပေါ်ကိုအစီတင်ဆောင်လိုက်ကြတယ်ကျွန်တော်ကတော့ကုန်ပစ္စည်းအရေးသွေးစစ်ဆေးခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဈေးရဲ့အနောက်ဘက်ကယာယီကုန်လောင်ယုံအလွတ်တစ်ခုကိုငှားရမ်းလိုက်တာပေါ့မကြခင်မှာပဲပစ္စည်းတွေအပြည့်တင်ဆောင်ထားတဲ့ကားကြီးတွေကတစီးပြီးတစ်ခုကုန်လောင်ယုံနဲ့မောင်းဝင်လာကြတယ်စည်ရင်တွေကကုန်ပစ္စည်းတွေကကုန်လောင်ယုံထဲမှာတောင်းလို့ပုံလာတော့တာပဲဗျာပစ္စည်းတွေအကုန်ဆုံးတာနဲ့ကျွန်တော်မျက်တောင်တစ်ချက်မခတ်ပဲပတ်စံကိုတမ်းပြီးရှင်းပေးလိုက်တယ်မန်နေဂျာခင်ဗျာတော့ပို့ပြီးတော့ကိုလူချိုးပြရာခတ်သွားပြီနောက်အော်ဒါတွေမှာရင်လဲအများဆုံးရှော့ဈေးတွေပေးပါမယ်လို့တဖွာဖွာကတိတွေပေးနေတော့တာပေါ့မကြခင်မှာပဲကျွန်တော်လူတွေအကုန်လုံးကိုအပြင်ကိုလွတ်လိုက်တယ်အဲ့ဒီနောက်မှာတော့စံအိတ်တောင်ကြီးတွေရဲ့အရှိမမတ်တက်ရက်ပြီးလက်ကိုတစ်ချက်ပဲအသားအရာဝေ့ရမ်းလိုက်တာဗျနောက်တစ်စက္ကန့်မှာတော့အဲ့ဒီတောင်လိုပုံနေတဲ့ကုန်ပစ္စည်းတောင်ကြီးတစ်ခုလုံးကဘုံကနေပြောက်ွယ်သွားပြီးကျွန်တော်ရဲ့စတုထပမာဏကဘာငယ်တဲ့ကိုဘာတမ်းမှမထွက်ဖဲအစီရောက်ရှိသွားတော့တာပေါ့တကယ်ကိုထိရောက်မြန်ဆန်လွန်းလာတယ်ဗျဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးဗျကျွန်တော်ဟင်းချက်စီစားတကြားတွေတန်နဲ့ချီပြီးထက်ဝယ်လိုက်သေးတယ်ပြီးတော့စီတူဘူးတိုင်းကြီးတွေဖိတိတ်ထားတဲ့စစ်သုံးမုံ6တွေခောက်ဆွဲ6တွေအပြင်စေဝါနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေကိုလည်းတောင်လိုပုံအောင်ထပ်မံဖြည့်တင်လိုက်တာပေါ့ပြင်းအပြင်ဓာတ်ဆီနဲ့ဒီဇယ်ဆီပါဝင်တဲ့စီပိုင်းကြီးပေါင်း100ကျော်ကိုပါထပ်မံမှယူလိုက်သေးတယ်ကဘာငယ် Bolt ရဲ့တစ်စက်ပုံတစ်ပုံလောက်ပဲလွတ်တော့တဲ့အချိန်မှာတော့ကျွန်တော်စက်မှုလုပ်ငန်းသုံး hardware ဈေးစီကိုတန်းပေါင်းသွားပြီးစက်မှုပစ္စည်းမျိုးစက်ကြီးတွေနဲ့သုံးတဲ့ printer တွေကိုပါအပြည့်အသိပ်ထည့်သွင်းလိုက်တော့တယ်စတုထပမာဏကဘာငယ်ကြီးတစ်ခုလုံးအပြည့်အသိပ်ဖြစ်သွားတဲ့အချိန်ကြာမှာပဲကျွန်တော်စိုက်စီကိုပြန်မောင်းလာခဲ့တော့တယ်ရင်းနှီးနေကြဖြစ်တဲ့အလေးချိန်မဲ့အာယုံခံစားမှုကြီးကခန္ဓာကိုယ်ကိုဝုန်းကနေလာရိုက်ခတ်ပြန်ပြီးကဘာကြီးကကျွန်တော်မျက်စိရှိမှတင်လိန်ကောက်ပြီးခောက်ချိုးညီသွားတယ်လို့ဖြစ်သွားခဲ့တယ်နောက်တစ်စက္ကန့်မှာတော့ကျွန်တော်ကဘာပြက်ကပ်ပေးတဲ့လူသူစိတ်300စုပ်ပြည့်မြေရိုင်းစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီးရင်းအာယုံခံစားမှုအပြောင်းလဲရဲ့ရိုက်ခတ်မှုကိုခိတ္တမြအသားကျအောင်လုပ်လိုက်ပြီးနောက်ကျွန်တော်ဝေါ်ကီတိုကီကိုချက်ချင်းကောက်ကင်လိုက်တယ်။နိုင်တင်ကေးစက်မှုဆောင်ရဲ့အခြေအနေဘယ်လိုရှိလဲ။အခြေအနေအားလုံးစိတ်ချရပါတယ်ဥက္ကဋ္ဌကြီးရဲ့အမိန့်တိုင်းကျမတို့စက်မှုဆောင်ရဲ့စောင့်ကြည့်ကင်မရာတွေနဲ့အချက်ပေးစနစ်တွေကိုအကုန်ပြန်ပြင်ထားပြီးပါပြီအဆောင်ပတ်လည်မှာကာကွယ်ရေးစီ3ထပ်တိစောက်ထားတာမို့ဘာကောင်မှဖျက်ကျော်လို့မရပါဘူးလွန်ခဲ့တဲ့ရက်ပိုင်းကစုပ်ပစ်ပစ္စည်းရှာဖွေသူ300ကျော်ခိုးဝင်ဖို့ကြိုးစားခဲ့လို့အချို့ကိုဖမ်းဆီးထားပါတယ်ရှင်အခုဆိုရင် Night Plate ရဲ့တရားဝင်အင်အားက43ယောက်ရှိနေပါပြီအကောင်းဆုံးပဲမင်းတို့ငါရဲ့ထင်မှတ်ချက်ထက်ကိုပိုပြီးစွမ်းဆောင်နိုင်ခဲ့ကြတာပဲရင်ပြင်စီကိုလူတစ်ဖွဲ့လွတ်လိုက်ဆန်းငါရိတ်ခါတွေယူလာခဲ့တယ်လက်ခံရရှိပါတယ်ဆရာကြီး Nightingale ရဲ့ပြန်လည်ဖြေချတန်ကပြတ်သားပြီးထက်မြက်လုံးနေတာဗျဖုံးချပြီးတာနဲ့ကျွန်တော်လိုက်အားလုံးဖွင့်ထားတဲ့ပွင့်လင်းလိုင်းစီပြောင်းလိုက်ပြီးစကား3ခုပဲပြောလိုက်တယ်ကုန်သွယ်မှုစတင်ပြီးအဲ့ဒီစကားလုံး3ခုကလူတွေတွေကိုအသက်သွင်းလိုက်တဲ့ဝိညာဉ်ခေါ်တဲ့လူမျိုးစုပ်ပြစ်မြေရိုင်းတဲ့ကိုပဲတင်ထက်သွားတော့တာပဲဗျာနောက်တစ်စက္ကန့်ပါလေတုတ်ပြတ်မှုတွေကတရားဆက်စီးဆင်းလာတော့တယ်ဘဟုခံတက်လက်ခံရရှိပါတယ်အုံစုလက်ခံရရှိပါတယ်မိပြတိုက်လက်ခံရရှိပါတယ်တစ်တာတော့လက်ခံရရှိပါတယ်ကျွန်တော်ဤပညာမိတ်ဆက်ပွဲကြောင့်ဒီကဘာကနေ2ရက်လောက်ပြောက်ွယ်သွားခဲ့တာကိုအဲ့ဒီလိုပြောက်ွယ်သွားမှုကအခြေစိုက်စခန်းကြီး၄ခုလုံးကိုလုံးဝကိုရင်တမားနဲ့စိုးရိမ်ထိတ်လန့်သွားစေခဲ့တာဗျတကယ်ကြီးပဲတကယ်အမေသားစစ်စစ်ရဲ့အရာသာ secret နဲ့အရက်ရဲ့စီးစိမ်တွေကိုမြည်စမ်းဖူးသွားကြပြီးတဲ့နောက်ဘသူကမှအရင်တုန်းကငရဲလိုဘွားဟောင်းကြီးစီကိုပြန်မသွားချင်ကြတော့ဘူးလေကောလာဟာလာတွေထဲမှာတော့ကျွန်တော်ကုန်သွယ်မှုတွေကိုသဘောမကျလို့စိတ်ကစားဖြစ်ပြီးထွက်သွားပြီလို့ပြောတဲ့လူကပြောချို့ကလည်းကျွန်တော်အသက်ခံလိုက်ရပြီလို့ထင်ကြီးပေးနေကြတာအခုကျွန်တော်ပြန်ရောက်လာပြီဆိုတော့မှပဲအဖွဲ့အစည်းကြီး၄ခုလုံးကလူတွေဟာရင်ထဲကအလုံးကြီးဝုန်းကနေကျသွားကြတော့တာပေါ့မိနစ်20တောင်မပြည့်ခင်မှာပဲနက်ကလေးရဲ့ကားတန်းကြီးကရင်ပြင်စီကိုဝုန်းကနေမောင်းဝင်လာခဲ့ပြီးအဖွဲ့ကိုဥဆောင်လာတာကတော့စကားပဲဖြစ်ပါတယ်အရင်တုန်းကသူ့မျက်နှာပေါ်မှာရှိနေခဲ့တဲ့ရိုင်းဆိုင်ခတ်ထန်တဲ့အမူအရာတွေကအခုတော့လုံးဝပြောက်ွယ်သွားခဲ့ပြီဗျာအဲ့ဒီနေရာမှာတော့အလွန်အမင်းယိုသေးခန့်ညားမှုနဲ့ပြင်းပြလာတဲ့တစ္ဆာဆောင်တိမှုအရေးအယောင်တွေပဲအစားထိုးဝင်ရောက်နေတော့တယ်
ဆရာကြီးမိုင်လူကျွန်တော်လက်ကိုအตาရဝေးရမ်းပြလိုက်တဲ့နောက်တစ်စက္ကန့်မှာတော့ပစ္စည်းတစ်တာကြီးတွေကရင်ပြင်ပေါ်မှာဝုန်းကနေတောင်လိုပုံပြီးပေါ်လာခဲ့တော့တာပဲဗျာစီတူဘူးတွေပင်လယ်စာတွေတိုးနှံရိုးတွေအချိုရည်တွေဘီယာတွေမြေပဲတွေအင်းပြင်အသစ်ဆက်ဆက်အိတ်ဆောင်မိဆက်အချို့ပါပါဝင်သေးတာပေါ့ဒါကမင်းတို့အတွက်ဆုလက်နဲ့ရိတ်ခါဖြစ်တင်မှုပဲနိုင်တင်ကေးကိုပြောလိုက်စမ်းအားလုံးကိုအားတုံခွန်ဆိုင်လုပ်ခိုင်းလိုက်ပါရိတ်ခါတွေကတော့အကန့်အသတ်မရှိရှိနေစေရမယ်စကားတယောက်အဲ့ဒီလိုတောင်လိုပုံနေတဲ့ပစ္စည်းတွေကိုကြည့်ပြီးစိတ်လှုပ်ရှားလုံးလုံးမျက်လုံးတွေပါမြင်မြလာခဲ့ရရှာပြီဗျကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့စကားလုံးတိုင်းကိုကျွန်တော်တည်တည်ချာချာထပ်ဆင့်ပါလိုက်ပါမယ်နိုင်ပလိတ်ကားရန်ကြီးထွက်ခွာသွားပြီးတဲ့နောက်မှာတော့အဖွဲ့အစည်းကြီး၄ခုရဲ့ကုန်သွယ်ရေးအဖွဲ့တွေကလည်းတစ်ဖွဲ့ပြီးတစ်ဖွဲ့ရင်းပြင်စီကိုအလူရက်ရောက်ရှိလာကြတော့တယ်ဒီတစ်ချိန်မှာတော့သူတို့တွေဟာအရင်ကထက်ဆိုင်ရင်ရွှေတွေနဲ့စွမ်းရင်တလင်းကြောက်ဦးတိုင်းတွေကိုအစမတန်အများကြီးပို့ပြီးယူဆောင်လာခဲ့ကြတာပေါ့ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကတော့ဘာနောက်ရှက်မှမရှိပဲချိုးချိုးမွေ့မွေ့ပြီးဆုံးသွားခဲ့တဲ့အဖွဲ့အစည်းကြီး၄ခုလုံးကလူတွေဟာစီကန်းရှိလာတဲ့ကြောင်းမုံစားဆင်းချိန်ကကလေးငယ်တွေလိုမျိုးငိမ့်သက်ပြီးရိုသေလုံးနေကြတာဗျာမကြခင်မှာပဲလူတွေအကုန်လုံးထွက်ခွာသွားကြပြီးရင်ပြင်ကြီးတစ်ခုလုံးပြန်လဲတိတ်ဆိတ်သွားခဲ့ပြီးကျွန်တော်ဒီနေ့ရရှိတဲ့ကုန်သွယ်မှုပစ္စည်းတွေကိုစည်ရင်းတွက်ချက်ကြည့်လိုက်တယ်ဦးရွှေကကီလိုဂရမ်900ကျော်နဲ့စွမ်းအင်ဦးတိုင်း63ခုလောက်ရလိုက်တာဗျာကျွန်တော်ဘာမှတွေးဝေမနေတော့ပဲအဲ့ဒီစွမ်းအင်ဦးတိုင်းအားလုံးကိုခန္ဓာကိုယ်ထဲကိုချက်ချင်းဆုပ်ယူလိုက်တော့တယ်ထိုခဏပြင်းထန်လာတဲ့စွမ်းအင်လိုင်းလုံးကြီးကကျွန်တော်ရဲ့ခန္ဓာကိုယ်တွင်းထဲမှာဝုန်းကနေပောက်ကွဲထွက်သွားတော့တာပဲဗျာကျွန်တော်ရဲ့စိတ်စွမ်းအင်နဲ့ပစ္စည်းရွှေ့ပြောင်းတဲ့စွမ်းအားကအလေးချိန်ကီလိုဂရမ်900အထိကိုမချီနိုင်တဲ့အဆင့်ထိထိုးဖောက်အောင်မြင်သွားခဲ့ပြီးတော့စတုထပမာဏကဘာငယ်ကြီးကလည်းကုပမီတာ6000ထိကိုကျေပြန့်သွားခဲ့တယ်လို့အသစ်ဆက်ဆက်စွမ်းရည်တစ်ခုပါထပ်မံပြီးပွင့်လင်းလာခဲ့ပြန်တယ်ဗျာအဲ့ဒါကတော့မျက်စိတမိတ်တွင်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဟာစိတ်စွမ်းအင်ကိုအသုံးပြုပြီးမီတာ20ပတ်ပတ်လဲတွင်မှာဘာစီတာမှမရှိပဲစိတ်ကြိုက်တယ်လီပို့လုံးနိုင်သွားခဲ့ပြီးကျွန်တော်ရဲ့စိတ်စွမ်းအင်တိုးလောင်မှုမကုန်ခန့်မချင်းအနည်းဆုံးအကြိမ်30လောက်အထိစက်တိုက်ဝင်လုံးနိုင်တာပေါ့ကျွန်တော်ချက်ချင်းပဲအဲ့ဒီစွမ်းရည်ကိုစမ်းသပ်ကြည့်လိုက်တယ်ကျွန်တော်စိတ်စွမ်းအင်ကိုအကျွေးစိတ်လေးတစ်စိတ်ပေါ်အာယုံဆိုင်လိုက်ပြီးရှေ့ကိုဖြတ်ခနဲပြစ်လွတ်လိုက်တာဗျစက္ကန့်ရဲ့အပိုင်းစားလေးတစ်ခုတွင်းပါတယ်အဲ့ဒီအကျွေးစိတ်လေးကလေးထုကိုဖြတ်တန်းပြီးအတန်ထက်မြန်တဲ့နှုံးကိုဝုန်းကနေချိုးဖြတ်သွားလို့တာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှန်ထွက်နေတဲ့အဲ့ဒီအစွမ်းထက်လာတဲ့စွမ်းအားကြီးကိုခံစားရင်းနဲ့ကျွန်တော်ဝမ်းသာအားရနဲ့အော်ဟစ်ရင်မော်လိုက်မိတော့တယ်ဒါကမှစွန့်ပစ်မြေရိုင်းရဲ့တခုလေတော့စစ်မှန်တဲ့တရားဥပဒေကွာကျွန်တော်တက်တာတော့အဖွဲ့အစည်းစီကိုဖုံးလန့်ဆက်လိုက်တယ်အိုဝင်နဲ့ဒေါက်တာကလေးမင်းကိုရင်းပြင်စီလာတွေ့ခိုင်းလိုက်စမ်းအခုချက်ချင်းစီစဉ်ပေးပါမယ်ဘာရဲ့တုံ့ပြန်မှုကတော့ဘာတစ်ချက်မှတွန်းဆုတ်မနေပဲချက်ချင်းထွက်လာတာပေါ့မကြခင်မှာပဲတက်တာတော့အဖွဲ့ရဲ့ကားရန်ကြီးကရင်းပြင်စီကိုဆိုက်ရောက်လာခဲ့ပြီးလက်နဲ့အပြည့်အစုံတက်ဆင်ထားတဲ့စစ်သားအချို့ကအိုဝင်နဲ့ဒေါက်တာကလေးမင်းတို့ကိုခြံရံပြီးခေါ်ဆောင်လာခဲ့ကြတာဗျအဲ့ဒီလူနှစ်ယောက်ဟာကျွန်တော်စီကိုပြပြတလဲနဲ့အပြေးလွှားလမ်းလျှောက်လာကြတော့တယ်ခဏအကြာမှာတော့ကျွန်တော်ဆိုင်တကားဝမှာမတ်တက်ရရင်ပစ္စည်းစိတ်ပိုင်းတွေထက်လို့ချင်တာမူဒေါက်တာကလီမင်းကိုလှမ်းမိလိုက်တယ်ကျွန်တော်စက်ပစ္စည်းစိတ်ပိုင်းတွေထက်လို့သေးတယ်ဘယ်နေရာမှာသွားရှာလို့ရမလဲဒေါက်တာကလီမင်းကတပ်ပြင်းကိုပြင်းပြင်းချလိုက်ပြီးစိတ်ပြက်လက်ပြက်နဲ့ပြောရှာတယ်အဓိကထုတ်လုပ်မှုစက်ရုံ3ခုရှိပါတယ်ဆရာကြီးဒါပေမဲ့အခြေအနေကတော့တကယ်ကိုစိုးဝါးလုံးနေပြပထမတစ်ခုကတော့မြောက်ပိုင်းခရိုင်အကြီးစားစက်မှုဇုံထဲမှာရှိတာအဲ့ဒီနေရာကတစ်မျိုးလုံးမှာဖုတ်ကောင်အထူးထပ်ဆုံးနေရာပဲဒုတိယတစ်ခုကတော့အနောက်ဘက်စင်ကြီးပုံကုန်စီပို့ဆောင်ရေးဗဟိုချက်မှာရှိပါတယ်ကဘာမပြတ်ခင်တုန်းကအဲ့ဒီမှာလူဦးရေတိတ်တိစကအင်မတန်များခဲ့တာဆိုတော့အခုဆိုရင်တော့လူသေးမျိုးတော့အဖြစ်ပြောင်းလဲနေပြီပေါ့တတိယတစ်ခုကတော့အဝေးကြီးမှာပြအခုလိုလမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ဆိုရင်တော့သွားဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်တဲ့လောက်ပါပဲကျွန်တော်ကခေါင်းညိတ်ရင်းနဲ့ထပ်မေးလိုက်တယ်ဒါနဲ့တော့မက်ခွန်နက်ဘက်ထရီအပြင်စကိုင်းရီချမှာတခြားဘယ်လိုနည်းပညာတွေရှိသေးလဲဒေါက်တာကလီမင်းနဲ့အိုဝင်တို့ဟာတယောက်မျက်နှာတယောက်လှမ်းကြည့်လိုက်ကြပြီးမှဒေါက်တာကဆက်ပြောပြတယ်တော့မက်ရှစ်ရှိပါသေးတယ်သူ့ရဲ့စွမ်းအင်တိတ်တိစကမက်ခွန်နက်ထက်3ဆမကပိုများတဲ့အပြင်စွမ်းအင်ကိုအစမတန်မြင့်တင်ထုတ်လုပ်နိုင်တဲ့စနစ်လည်းပါဝင်ပါတယ်အဲ့ဒါကအထူးပြုစက်ပစ္စည်းတွေအတွက်တည်တံ့ထုတ်ထားတဲ့တစ်ခုလေးတော့ဘက်ထရီပဲပြဒါပေမဲ့သူ့ရဲ့အဓိကကုန်ကျန်းတွေကရှာရအင်မတန်ခက်ခဲပြီးထုတ်လုပ်မှုလုပ်ငန်းစဉ်ကလည်းရှုပ်ထွေးလွန်းတာမို့ကုန်ကျစရိတ်ကအစမတန်မြင့်မားလွန်းလာပါတယ်ဒါကြောင့်ကုမ္ပဏီကအဲ့ဒီဘက်ထရီထုတ်လုပ်မှုလိုင်းကိုအနောက်ဘက်ဆင်ခြေဖုံးကုန်စည်ပို့ဆောင်ရေးဗဟိုချက်မှာပဲတလိုင်းနဲ့ထားရှိခဲ့တာပါကျွန်တော်ခိတ္တမြငြိမ်ချသွားခဲ့ပြီးလေထုတစ်ခုလုံးလေးလံထိုင်ပိုင်းသွားတယ်ဗျအဲ့ဒီအချိန်မှာပဲအိုဝင်ကစိတ်လှုပ်ရှားစွာနဲ့ကြားဖြတ်ပြောလာတော့တယ်ဆရာကြီးစကိုင်းရီချ်ကဘက်ထရီတစ်ခုလေးထုတ်တာမဟုတ်ဘူးဗျဘေးအနေနဲ့မကြောက်ရောက်ခင်တုန်းကကုမ္ပဏီဟာပိုင်အိုနီယာစီမံကိန်းမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့သေးတယ်အဲ့ဒီစီမံကိန်းရဲ့နောက်ဆုံးထွက်ကုန်ကတော့ပိုင်အိုနီယာတလို့ခေါ်တဲ့စောက်လုပ်ရင်းနဲ့မြေတူးလုပ်ငန်းသုံးစက်ရုပ်ကြီးပဲဗျအမြင့်6မီတာလောက်ရှိပြီးလျှက်စစ်စနစ်နဲ့လဲပတ်တာဖြစ်တယ်လို့တော့မက်ရှစ်ဘက်ထရီအိုးအပြည့်6လုံးအထိတက်ဆင်မောင်းနေနိုင်တာပါအားအပြည့်တွင်ထားရင်ပြင်းထန်တဲ့အလုပ်တွေကို80နှစ်နာရီစက်တိုက်လှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ထိုစကားကြောင့်ကျွန်တော်အုံနောက်ကတဟုန်ထိုးစတင်လှုပ်တော့တာပဲဒီကောင်ကြီးကတိုက်ခိုက်ရေးအတွက်မဟုတ်ရင်တော့နည်းနည်းလောက်မူးမှန်ပြင်ဆင်လိုက်ရင်တော့တကယ်ကိုကြောက်စရာကောင်းတဲ့စစ်ပွဲသုံးလက်နက်ကြီးတစ်ခုဖြစ်လာမှာအသေးချာပဲအဲ့ဒီအကြောင်းငါ့ကိုအကုန်အသေးစိတ်ပြောပြစမ်းကျွန်တော်အချက်လက်တွေကိုထပ်မံမေးမြန်းကြည့်လိုက်တော့ပိုင်အိုနီယာရဲ့အဓိကသုတေသနအခြေစိုက်စခန်းကကီလိုမီတာ200အကွာမှာရှိတဲ့ဟိုင်ဟိုမြို့တော်ထဲမှာရှိနေတာဗျအဲ့ဒီစခန်းထဲမှာအတင်းတက်ဆင်ပြီးသားအလုံးစုံစက်ရုပ်3ရုပ်တက်ဆင်မှုကြံသေးတဲ့အစိပ်ပိုင်း30စုံနဲ့ထုတ်လုပ်မှုလိုင်းတစ်လိုင်းရှိနေတာပေါ့ဒါပေမဲ့ခီးကလည်းဝေးလွန်းတယ်လို့လန်ခီးကလည်းအလွန်မင်းအနေနဲ့များလာတာကျွန်တော်ရဲ့ရင်ဘတ်ကြီးတစ်ခုလုံးမထိန်ချုံနိုင်တော့အောင်တုံတုံခါလာခဲ့ရပြီဗျဒီဘက်ပိုင်အိုနီယာစက်ရုပ်ကြီးတာရလိုက်ရင်ရရှိမဲ့အကျိုးသက်ရောက်မှုကတော့မက်9ထက်အစပေါင်းရာနဲ့ချီပြီးပုံမပြင်းထန်လိမ့်မယ်ဘလို့နည်းနဲ့ဖြစ်ဒါကိုငါလက်ထဲအရောက်ရအောင်ယူရမယ်ကျွန်တော်စိတ်ကိုချက်ချင်းပြန်ထိန်လိုက်ပြီးကဲမင်းတို့ပြန်ကြလို့ရပြီကျွန်တော်လက်ထွက်ပြီးဆိုင်ထဲကိုပြန်ဝင်ခဲ့ကတန်ပတ်လေးတကားကြီးကိုဖြည်းဖြည်းချင်းဆွဲချပြီးအပြင်ကဘာကိုပိတ်ဆို့လိုက်တော့တယ်မကြခင်ပါပဲ
တန်ချက်ကကားရဲ့အင်ဂျင်တန်တွေကရင်ပြင်ကိုဖျက်ဆီးပြီးဝေးရာကိုတဖြည်းဖြည်းပြောက်ကွယ်သွားကြတာပေါ့ဆိုင်ထဲမှာတော့ကျွန်တော်ကလထိုင်ပေါ်ထိုင်ရင်းစီမံကိန်းတွေကိုစတင်စဉ်းစားတော့တယ်တယောက်တည်းသွားဖို့ကအန်ဒီအများလုံးနဲ့ night play ဖွဲ့ကလည်းလူအင်အားနည်းလွန်းသေးတဲ့အခြေစိုက်စခန်းလေးခုကလူတွေကြတော့လေတိုက်ခိုက်ရေးစွမ်းရည်ကအစုံတုံးဖြစ်နေပြီးလက်နက်တွေကလည်းမညီမညာဆိုတော့ဒီလောက်ဝေးတဲ့ခီးရှည်ကြီးကိုချီတက်နိုင်စွမ်းလုံးဝမရှိဘူးအခုချိန်မှာတော့အနောက်ဘက်စင်ကြီးဘုံကုန်စီပို့ဆောင်ရေးဘိုးချက်ကိုတော့တွားဖို့မလွယ်သေးဘူးငါမှာလူအင်အားထောင်နဲ့ချီပြီးလိုအပ်တယ်လို့တန်မဏိလိုစီကန်းရှိပြီးလက်နက်အပြည့်အစုံတက်ဆင်ထားတဲ့စစ်တပ်ကြီးတက်လိုအပ်တယ်အဲ့ဒီစစ်တပ်ရဲ့အနောက်ကွယ်မှာလည်းကြီးမားလာတဲ့ရိတ်ခါထောက်ပံ့ရေးကွင်းဆက်နဲ့အင်အားတောင့်တင်းတဲ့အနောက်တန်းစစ်စခန်းကြီးရှိနေရမယ်ဒါကြောင့်ကျွန်တော်ဆိုင်ကိုဘိုးချက်မှအဖြစ်ထားရှိပြီးကြီးမားလာတဲ့စောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကိုစတင်ဖို့ခန္ဓာမျိုးတော်ကြီးတစ်ခုတည်ဆောက်ဖို့အဲ့ဒီကနေမှတစ်ဆင့်အပြင်ဘက်ကိုတဖြည်းဖြည်းချင်းချက်ထွင်ပြီးဒီမျိုးပြက်ကြီးတွေကတန်မိုးရှိတဲ့အရာမှန်သမျှကိုအကုန်လုံးကုတ်ချစ်ပြီးတိမ့်ပိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ်အကျိုးစီမံကိန်းပုံပေါ်လာတာနဲ့ကျွန်တော်ဝေါ်ကီတိုကီကိုကောက်ကင်ပြီးနိုင်တင်ကေးစီဆက်သွယ်လိုက်တယ်ငါမှစီမံကိန်းအသစ်ရှိတဲ့ဆိုင်နဲ့ဗဟိုရင်းပြင်ကိုဗဟိုပြုပြီးခန္ဓာမျိုးတော်ကြီးတစ်ခုတည်ဆောက်မယ်ငါမှလူအင်အားလိုတဲ့စောက်လုပ်ရေးလုပ်ငန်းဒါမှမဟုတ်စက်မှုလုပ်ငန်းတွေမှာလောက်ကင်ဖူးတဲ့လူမှန်သမျှကိုလိုက်ရှာဖို့ကမင်းတို့ရဲ့တာဝန်ပဲနိုင်တင်ကေးရဲ့အသက်ရှူတန်တွေကပြင်းထန်လာခဲ့ရပြီဗျာဒါပေမဲ့သူမကထိုးတုံးလုံးမှုကိုချက်ချင်းဖိနှိပ်လိုက်ပြီးအခုချက်ချင်းအကောင့်ထဲပေါ်လိုက်ပါမယ်ဖုန်းချပြီးတာနဲ့ကျွန်တော်လိုင်းအားလုံးဖွင့်ထားတဲ့ပွင့်လင်းလိုင်းစီပြောင်းလိုက်ပြီးငါမိုင်းလိုငါအခုဗဟိုရင်ပြင်မှာအမြဲတမ်းကုန်သွယ်ရေးစခန်းနဲ့အနေအကင်းဆောင်တစ်ခုကိုတိစောက်တော့မယ်မနေ့ဖြန်ကစပြီးအကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေစတင်မယ်ဆောက်လုပ်ရေးကာလအတွင်းမှာငါမှလုံခြုံရေးအဖွဲ့လိုအပ်တဲ့အင်အားကတော့စကိုင်းရစ်အဆက်မှုဆောင်ကိုတိုက်ခိုက်တုံကထက်နှစ်ဆပိုများရမယ်ရိတ်ခါနဲ့ပစ္စည်းတွေကိုနေ့တွက်နဲ့နေချင်းရှင်းပေးမယ်အဲ့ဒီစကလုံးတွေကအခြေစိုက်စခန်းလေးခုရဲ့ခေါင်းဆောင်တွေရဲ့ရင်ဘက်ကိုတူကြီးနဲ့ထုလိုက်တယ်လို့မျိုးသွားပြီးရိုက်ခတ်သွားတော့တာပဲဗျာသူတို့ရင်ထဲမှာထိတ်လန့်မှုတွေနဲ့မကျေနပ်မှုတွေဒုံတွဲပြီးပြုံးဆိုင်ထွက်လာပေမဲ့သူတို့မှညှင်းဆန်ဖို့ဒုတိယလမ်းစဉ်မရှိဘူးလေကျွန်တော်လက်ထဲမှာတော့ကုန်ခန်းသွားမှာမဟုတ်တဲ့ရိတ်ခါတွေပိုင်ဆိုင်ထားတာမို့အဲ့ဒီအဖွဲ့အစည်းတွေရဲ့တော်လန်ပုံကံမှုကိုလည်းကျွန်တော်ပြစီလောက်တောင်ဂရုစိုက်မနေဘူးပြငါမှာဒီထက်ပိုပြီးကြီးမားတဲ့ကိစ္စတွေလုပ်เสียရရှိသေးတယ်ကျွန်တော်စာရွက်တရွက်ကိုထုတ်ပြီးအနောက်ဘက်မှာပုံကျန်းစတင်ရေးဆွဲလိုက်တဲ့ဆိုင်ကတော့ဘိုးချက်ချဘိုးရင်ပြင်ကတော့အဓိကဆုံးပေါ့ပထမအဆင့်စီမံကိန်းခန်းတက်တိုင်းကြီးဖုတ်ကောင်ဒီရေးလိုက်အားလုံးကိုတားဆီးနိုင်ရမည်အဆင့်မြင့်မျိုးပြောင်းဗီဇပြောင်းတရဝါကြီးတွေရဲ့တိုက်ခိုက်မှုကိုခံနိုင်ရရှိရမည်အမြင့်အနည်းဆုံး10မီတာအထူ3မီတာထက်မနည်းအတွင်းပိုင်းတွင်တန်ကူကွန်ကရစ်များလောင်းထည့်ရမည်ဖြစ်ပြီးတတုဆက်တံမဏိပြားများကိုအယိုးကောင်းအဖြစ်မြုပ်နှံတိဆောက်ရမည်ဒါဟာတန်တရားဖြစ်เสียမလို့ပဲတကယ်ကိုအေယာမဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုပဲဖြစ်ပြီးလိုအပ်တဲ့ပစ္စည်းပမာဏဆိုတာကလည်းနက္ခတ္တဗေဒကိန်းဂဏန်းလောက်အထိများပြားလာတာဗျဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့ဒါတွေအားလုံးကပြဿနာမဟုတ်ပါဘူးငါမှာလုံလောက်အောင်ကျေပြန့်တဲ့ကုံလောင်ယုံတစ်ခုနဲ့အရှိကြီးဖြစ်တဲ့အဝယ်စရင်တစ်ခုပဲလိုအပ်တာမိုးတော့အာယုံတက်လာခဲ့ပြီးဗျာတန်ပတ်လိတ်တကားရဲ့အပြင်ဘက်မှာတော့စုပစ္စည်းရှာဖွေသူတွေဟာမျောလင်းချက်အပြည့်နဲ့စောင့်ဆိုင်းနေကြတာပေါ့ကျွန်တော်ဆိုင်ပြင်ကိုလှမ်းထွက်လိုက်ပြီးစကားကိုတဲ့ပဲပြောလိုက်တယ်ငါလုံသမားတွေငားချင်လို့တရက်ကိုသမင်းသုံးနဲ့ကျွေးမဲ့အသားကိုခင်ဗျားတို့ဘိုက်ပြအောင်စိတ်ကြိုက်စားလို့ရစေရမယ်လူအုပ်ကြီးကဝုန်းကနေဆူမြန်သွားခဲ့ပြီးဗျာကျွန်တော်ဘာမှထပ်ပြီးရှင်းမပြတော့ပဲလက်ကိုအသားရမြောက်ပြီးဝေးရန်ပြလိုက်တဲ့နောက်တစ်စက္ကန့်မှာတော့အသားစီတူဘူးတစ်တာချိုးကလေထူးထဲကနေပြုံးကနေပေါ်လာခဲ့တော့တာပေါ့ကျွန်တော်အေးလူလူပဲဆက်ပြောလိုက်တယ်ဒီသတင်းကိုလူအများကြီးသိအောင်လိုက်ပြီးဖြန့်ပေးကြစမ်းရင်ပြင်မှာခံတက်တိဆောက်ဖို့အတွက်အလုပ်သမားတွေခေါ်ယူနေတယ်စိတ်ပါဝင်စားတဲ့လူမှန်သမျှအခုချက်ချင်းလာပြီးစည်ရင်ပေးသွင်းနိုင်တယ်လို့ပေါ်ဒီစီတူဘူးတွေကတော့ခင်ဗျားတို့သတင်းလိုက်ဖြန့်ပေးမယ်ကျူတင်လောက်အားခပဲတယောက်ကိုတပူးစီယူသွားကြနောက်ထပ်8နာရီကြာမှာတော့စောက်လို့ရေးလုပ်ငန်းကိုတရားဝင်စတင်တော့မယ်လူအုပ်ထဲကလူတယောက်ကအရှိကိုတိုးထွက်လာပြီးစီတူဘူးတပူးကိုကောက်ကင်တာမြို့ပြက်ကြီးရဲ့အမောင်ထူးတဲ့ကိုလှည့်ထွက်သွားရင်អော်လိုက်တယ်ငါလူတိုင်းကိုတော့ပြောလိုက်မယ်ဒါကိုမြင်တော့ကြံတဲ့လူတွေလည်းပြပြတလဲနဲ့လှုပ်ရှားကုန်ကြတော့တာပေါ့ဗျာသူတို့တွေဟာတောမီပမာမျိုးရဲ့တောင်းစီအောင်သတင်းတွေကိုအရှိန်ဟုန်နဲ့လိုက်ပြီးဖြန့်ဝေပေးဖို့အတွက်အလူရက်ထွက်ခွာသွားကြတော့တယ်ရင်ပြင်ကြီးဗလာကျင်းသွားတာနဲ့ကျွန်တော်နိုင်တင်ကေးစီဖုန်းလန့်ဆက်လိုက်တယ်မင်းတို့ရဲ့အဖွဲ့ဝင်အားလုံးကိုစူးစီးထားလိုက်စမ်းနောက်ထပ်8နာရီကြာမှလူတိုင်းရင်ပြင်မှာရှိနေရမယ်ပထမဆုံးရောက်လာမယ်စောက်လို့ရဲ့အလုပ်သမားတွေနဲ့ပစ္စည်းတွေကိုလက်ခံဖို့အတွက်အသင့်ပြင်ထားကြပြီးတာနဲ့ကျွန်တော်ပွင့်လင်းလိုက်ပဲပြောင်းလိုက်ပြီးနောက်ထပ်8နာရီကြာမှဗဟိုရင်ပြင်ရဲ့စောက်လို့ရေးလုပ်ငန်းကိုသတ်မှတ်ထားတဲ့အတိုင်းစတင်မယ်စောက်လို့ရေးမစတင်ခင်ပါပဲလုံခြုံရေးအဖွဲ့အားလုံးမိမိတို့ရဲ့တာဝန်ကျနေရာတွေမှာအသင့်အနေထားရှိနေရမယ်နောက်ထပ်8နာရီကြာမှာပဲပထမဆုံးရဲ့လောက်အားကားတွေကိုငါတန်းပြီးရှင်းပေးမယ်သူတို့ရဲ့ပြန်လည်ဖြေချတန်ကိုတော့စောင့်မနေတော့ပဲကျွန်တော်ဝေါ်ကီတိုကီကိုပိတ်လိုက်ပြီးတန်ပတ်လိတ်တကားကိုဆွဲချကဘာကူပြောင်းခြင်းစနစ်ကိုစတင်လိုက်တော့တဲ့ရင်းနှီးနေကြဖြစ်တဲ့အလေးချိန်မဲ့ခန်းစားမှုကြီးပြီးဆုံးသွားတဲ့နောက်မှာတော့ကျွန်တော်လက်ရှိကဘာစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီဗျာအခုဆိုရင်တောင်လိုပုံနေတဲ့စောက်လုပ်ရေးပစ္စည်းတွေကိုဝယ်ယူဖို့လိုအပ်နေတာမို့ကျွန်တော်ဦးလေးတန်ကိုချက်ချင်းပဲတတိယလိုက်မိတယ်ကျွန်တော်ဖုန်းကိုထုတ်ပြီး CVRC ကိုလမ်းခေါ်လိုက်တာပေါ့ငါမှလွှဲပြောင်းမှုအသင့်ဖြစ်နေတဲ့ကီလိုဂရမ်800ရှိတဲ့ရွှေတုံးစီစဉ်ရှိတဲ့ငါဦးလေးတန်နဲ့အခုချက်ချင်းစကားပြောချင်တယ် CVR ရဲ့အတန်ကထိတ်လန့်လုံးလို့တုန်ခါသွားရှာတယ်ဗျာခဏအကြာမှာဦးလေးတန်ကဖုန်းကိုကိုင်းလိုက်ပြီးမောင်မိုင်လိုဈေးနှုန်းကတော့ပြီးခဲ့တဲ့တစ်ခေါက်တိုင်းပဲအဆင်ပြေရဲ့လားအဆင်ပြေပါတယ်ဗျာဒါပေမဲ့ဒီတစ်ခေါက်မှာတော့ငွေသားအပြင်ကျွန်တော်တခြားပစ္စည်းတွေပါထပ်လို့ချင်းသေးတယ်အဲ့ဒါကတော့ဘီလက်မြေနဲ့တန်ချောင်းတွေပဲခင်ဗျာဘယ်လောက်ထိရှာပေးနိုင်မလဲအကုန်လုံးယူမယ်ဗျာကျွန်တော်စကားကိုခဏလေးရက်ပြီးဝေါ်ကီတိုကီထဲကနေခက်အေးပဲထပ်လောင်းပြောချလိုက်တယ်ဗျာဒါတွေမကသေးဘူးဦးလေးတန်မြေတူးဆက်တွေဘူဒိုဇာတွေနဲ့တခြားကြီးစားဆောက်လုပ်ရေးစက်ရန်ရကြီးတွေပါလိုချင်သေးတာအားလုံးကကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်မယ့်အခြေအနေရှိရမယ်နော်ဖုန်းထဲမှာဦးလေးတန်တယောက်တော်တော်ကြာကြီးကိုတိတ်ဆိတ်သွားခဲ့ရတယ်ဗျာနောက်ဆုံးကြမှာပဲသူကလေးလံနဲ့လေတန်နဲ့စကားပြောလာတော့တယ်မောင်မိုင်လို
မင်းအခုတောင်းဆိုလိုက်တဲ့ပစ္စည်းတွေကတေးသေးမွှားလေးတွေမဟုတ်ဘူးဗျဒါတွေအားလုံးကိုကြပြိုင်နဲ့တည်းအပြတ်သက်စုဆောင်ပေးဖို့ဆိုတာအချိန်တိုင်းတာတစ်ခုတော့ပေးရလိမ့်မယ်ကျွန်တော်ကတော့ရေကျဲကျဲလေတံလေးနဲ့ပဲပြန်ပြီးတုတ်ပြန်လိုက်တာပေါ့တခြားလူအတွက်ဆိုရင်တော့အဲ့ဒါကတကယ်ကိုပြဿနာကြီးကြီးဖြစ်မှာပေါ့ဗျာဒါပေမဲ့ဦးလေးတန်အတွက်တော့ဒါကလုံးဝကိုအေးဆေးဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ထပ်6နာရီအတွင်းကျွန်တော်ရလက်ကိုမြင်ချင်တယ်ဗျာပြောပြီးတာနဲ့ကျွန်တော်ဖုန်းကိုချက်ချင်းချပစ်လိုက်တဲ့တစ်ဖက်မှာတော့ဦးလေးတန်ရဲ့စာကြည့်တိုက်ခန်းထဲမှာဦးလေးတန်ကမျက်လုံးနှလုံးကိုအသာမိတ်ပြီးငြိမ်သက်စွာထိုင်နေခဲ့တယ်ဗျစီဗီယာကတော့စိုးရိမ်ကြီးနဲ့ကြားဖြတ်ပြောရှာတာပေါ့အဖေဒါကကျမတို့မိသားစုရဲ့ပုံမှန်လုပ်ငန်းပမာဏထက်ကိုအစမတန်ကျော်လွန်နေပြီးရှင့်ဒီလောက်တိုးတောင်းတဲ့အချိန်တွင်းမှာပုံမှန်လမ်းကြောင်းတွေကနေဒီပစ္စည်းတွေအကုန်လုံးကိုရှာဖွေဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးပြီးတော့ဒါကအထက်ကလူတွေရဲ့အာယုံဆိုင်မှုကိုမလွဲမသွေဆွဲဆောင်ပြီးသွားလိမ့်မယ်ဒါပေမဲ့ဦးလေးတန်ကမျက်လုံးတွေကိုဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်ပြီးသမီးမောင်မိုင်လိုကနိုဘာတက်ကိုချပြတော့မှာကောလူတွေရဲ့အာယုံဆိုင်မှုကိုမခံခဲ့ရဘူးလို့ထင်လို့လားအထက်ကလူကြီးတွေကသူ့ကိုတတိထားမိနေတာကြားလာပြီးသူနဲ့ရှင်လိုက်ရင်ငါတို့ရဲ့ဒီလိုလှုပ်ရှားမှုအသေးဖွဲလေးတွေကဘာမှမဟုတ်တော့ဘူးပြသူလိုချင်တဲ့ပစ္စည်းတွေကို6နာရီအတွင်းအစင်သစ်ဖြစ်နေစေရမယ်လိုအပ်ရင်ဈေးပို့ပေးလိုက်ဒါပေမဲ့ပစ္စည်းအလုံးကတော့သတ်မှတ်ထားတဲ့အချိန်တိုင်းအရောက်လာရမယ်နားလည်ပါပြီအဖေစီဗီယာတယောက်ဦးလေးတန်ကတော့ဆုံးဖြတ်ချက်ကိုပြက်ပြက်တသားချမှတ်လိုက်ပြီဆိုတာသိလိုက်ရပြီလေဒါဟာမိသားစုတစ်ခုလုံးရဲ့ပိုင်ဆိုင်မှုအလုံးကိုပုံအောပြီးလောင်းကြီးထက်လိုက်တဲ့အကုံစင်လောင်းကစားပွဲကြီးပဲပြလောင်းကြီးကတော့နောက်ထပ်10စုနှစ်ပေါင်းများစွာအထိရှိမဲ့တန်မိသားစုရဲ့ကံကြမ္မာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကတော့ကဘာလုံးဆိုင်ရာကုန်လောင်ယုံဈေးကြီးစီကိုဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့တဲ့မန်နေဂျာကကျွန်တော်ကိုမြင်တာနဲ့မျက်နှာကြီးဝင်းပါသွားပြီးဖားပြုံးကြီးနဲ့ပြပြတလဲပြေးကြိုလို့တာပဲအိုးဆရာကြီးမိုင်လို့ပြန်လဲကြိုးဆိုပါတယ်ခင်ဗျာကျွန်တော်ဘာမှပြန်မပြောပဲအဝယ်စရင်အစ်စ်တစ်ခုကိုလှမ်းပေးလိုက်တယ်မန်နေဂျာကအဲ့ဒီစာရွက်ကိုလက်နှစ်ဖက်နဲ့ရိုးရိုးတေးတေးလှမ်းယူလိုက်တာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှလည်းသူ့မျက်လုံးကြီးနှလုံးကအပြင်ကိုပြူးထွက်မတက်ဖြစ်သွားခဲ့ရပြန်တယ်ဗျာဘာလို့လဲဆိုတော့အခုမှယူတဲ့ကုန်ပစ္စည်းပမာဏကပြီးခဲ့တဲ့အခောက်ထက်3ဆမကပုံများနေတာကိုရင်းအပြင်စစ်တုံးနဲ့ငါသူညအလုပ်သမားအုပ်ထုပ်တွေနဲ့တခြားဆောက်လုပ်ရေးအသုံးဆောင်ပစ္စည်းတွေပါပါဝင်နေတာဗျမန်နေဂျာလက်တွေဟာအဝယ်စရင်ကိုကင်ထားရင်းနဲ့တုံရင်ဖြစ်လို့နေရှာပြီးဒါပေမဲ့ကျွန်တော်ရဲ့လေတံကတော့ဘာမှရမှမရှိပဲအေးဆက်နေစေပါပဲဒီစရင်အတိုင်းအကုန်ပြည့်စုံပြင်ဆင်ပေးပါပတ်စံကပြဿနာမဟုတ်ဘူးအခုချက်ချင်းပါခင်ဗျာအခုချက်ချင်းစီစဉ်ပေးပါမန်နေဂျာကတော့ဗာမေးခွန်းတစ်ခုမှတော့မမေးရတော့ပဲကုံလောင်ယုံဆုံးစီကိုအသက်လူပြီးဝုန်းကနေပြေးထွက်သွားတော့တာပဲဗျာဈေးကွက်တစ်ခုလုံးလဲနောက်တစ်ချိန်ယူသွမတက်ပြပန်းခတ်မြလှုပ်ရှားကုန်ကြပြန်တာပေါ့ကျွန်တော်ကတော့အရင်တုန်းကငှားခဲ့တဲ့ယာယီကုံလောင်ယုံကိုပဲထပ်မံငှားရလိုက်ပြီးတကားဝမှာမတ်တက်ရရင်နဲ့ကုန်တင်ကားကြီးတွေတစီးပြီးတစ်ခုမောင်းဝင်လာတာကိုပဲခက်အေးစောင့်ကြည့်နေလိုက်တယ်မကြခင်မှာပဲနောက်ဆုံးပစ္စည်းတစ်တာကြီးပါကျွန်တော်ရဲ့စတုတ်ထပမာဏကဘာငယ်တဲ့ကိုဝုန်းကနေရောက်ရှိသိမ်းပိုက်သွားခဲ့ပြီးဗျာအဲ့ဒီအချိန်မှာတင်စီဗီယာစီကနေစာတစောင်းဝင်လာခဲ့တယ်ပစ္စည်းအလုံးအသင့်ဖြစ်ပါပြီးအရှိဘက်ခရိုင်ကစွန့်ပစ်ထားတဲ့စက်မှုစုံဟောင်းထဲမှာစုပုံထားတာမို့အချိန်မရွေးလာရောက်ယူဆောင်နိုင်ပါတယ်ရှင်တပြိုင်နက်တည်းမှာပဲယာကီယာကလည်းဖုန်းလန်းဆက်လာခဲ့ပြန်တယ်ဥက္ကဋ္ဌကြီးစွမ်းအင်ဘျူရိုကဒရိုက်တာတဦးဖြစ်တဲ့ကျန်းအားဆိုတဲ့လူကဥက္ကဋ္ဌကြီးနဲ့တွေ့ဆုံခွင့်တောင်းဆိုထားပါတယ်ရှင်သူကကျွန်တော်တို့ရဲ့ဘက်ထရီနည်းပညာနဲ့ထုတ်လုပ်မှုလမ်းပြမြေပုံကိုအင်မတန်စိတ်ဝင်စားနေတာပါမနေ့ဖြန်မနေ့10နာရီမှာသူကိုယ်တိုင် Nova Star စီကိုလာရောက်လည်ပတ်ပါလိမ့်မယ်ပုံမှန်အတိုင်းပဲသူ့ကိုအခန့်လိုက်ပါကျန်တာတွေကိုတော့ငါကိုယ်တိုင်ကင်တွင်မယ်ဟုတ်ကဲ့ပါရှင်ပြီးတော့တိုင်တန်ဆက်မှုဆောင်ကိုဝယ်ယူဖို့အတွက်ပထမဆုံးအတော့ငွေပေးချေမှုကတန်300ကျပ်တင်မှာဖြစ်ပါတယ်ရှင်ပြဿနာမရှိဘူးအဲ့ဒါကိုငါရှင်းလိုက်မယ်ပြောပြီးတာနဲ့ကျွန်တော်ဖုန်းချလိုက်တော့တယ်မကြခင်မှာပဲကျွန်တော် CVR တို့ရဲ့စိတ်ငြိမ်လာတဲ့လက်ဖက်ရည်ကျန်းဆိုင်လေးစီကိုရောက်ရှိလာခဲ့ပြီးသတင်းကြိုရထားတဲ့ CVR ကတော့တကားဝမှာလည်းအတင်းဆောင်ဆိုင်နေတာပေါ့ကျွန်တော်ကားရဲ့နောက်ဖုံးကိုဖွင့်လိုက်ပြီးပစ္စည်းတစ်တာကြီးအချို့ကိုလက်ညှိုးထိုးပြလိုက်တယ်ရွှေတွေအကုန်လုံးဒီမှာရှိတဲ့လူတွေခေါ်ပြီးအတွင်းထဲကိုတည်ခိုင်းလိုက်တော့ CVR ကချက်ချင်းပဲအလုပ်သမားတွေကိုစနစ်တကျစီစဉ်ညွှန်ကြားလိုက်ပြီးနောက်ကျွန်တော်ကိုအဲကမ်းမဆောင်ကြီးတဲ့စီကိုဥဆောင်ခေါ်သွားခဲ့တယ်အတွင်းထဲမှာတော့ဦးလေးတန်ကကျွန်တော်ကိုနှွေးထွေးလာတဲ့အပြုံးကြီးနဲ့စီးကြိုနှုတ်ဆက်ရှာတာပေါ့မောင်မိုင်လိုမစ်ရှင်အောင်မြင်နေပြမင်းတောင်းဆိုထားတဲ့ပစ္စည်းမှန်သမျှကိုငါအကုန်လုံးစုံလင်အောင်စုဆောင်းပေးထားပြီးကျွန်တော်ကလည်းပြုံးပြလိုက်ပြီးဦးလေးတန်ရဲ့စူးစမ်းအားထုတ်မှုကိုတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာငါအတွက်တော့ခုံယူစရာပါပဲမောင်မိုင်လိုရဒီတစ်ခေါက်ရွှေရဲ့တန်ဖိုးစုစုပေါင်းက656တန်းရှိတယ်ပြပြီးတော့မင်းမာယူတဲ့ပစ္စည်းတွေရဲ့ရင်းနှီးစီစဉ်နှုန်းကတော့180တန်းကျတင်ပါတယ်ပြီးတော့တိုင်တန်ဆက်ယုံကိုဝယ်ယူဖို့အတွက်လိုအပ်တဲ့ရန်ပုံငွေတွေကိုလည်းငါ CBR ကိုအစင်သင့်ပြင်ခိုင်းထားပြီးရင်းကြံငွေတွေကိုအရင်တစ်ခေါက်ကလက်ကြံငွေတွေနဲ့ပေါင်းပြီးမင်းရဲ့ဘဏ်အကောင့်ထဲကိုချက်ချင်းလွှဲပြောင်းပေးလိုက်မယ်ဒါအပြင်မင်းရဲ့အောင်မြင်လာတဲ့မိတ်ဆက်ပွဲအတွက်ကွန်ပျူတာအနေနဲ့ငါကိုယ်တိုင်မောင်မိုင်လိုကိုငါတန်းလက်ဆောင်ပေးချင်ပါတယ်ဗျာကျေးဇူးပြုပြီးညင်းဆန်မနေပါနဲ့တော့ဦးလေးတန်ဒါကစီးပွားရေးလုပ်တာနဲ့တော့မတူတော့ဘူးနော်ဦးလေးတန်ကဝုန်းခနဲ့အော်ဟစ်ရင်မောလိုက်ပြီးမောင်မိုင်လိုမင်းမနိုဘာတကိုချပြလိုက်တဲ့ထိုခဏလေးကမင်းဟာတကယ်ကိုကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက်ဖြစ်လာတော့မယ်ဆိုတာငါသိလိုက်ပြီးသားပါငါကတော့အုံမင်းနေပါပြီဒါပေမဲ့တန်မီသားစုကတော့ဆက်ပြီးရှင်တန်ရက်တီရအောင်မယ်လေဒါကြောင့်ငါကတော့မင်းဘက်မှာပဲရက်တီဖို့အပြတ်တက်ရွေးချယ်လိုက်ပြီးဗျာမင်းပါပဲလိုအပ်ငါရဲ့အစွမ်းအစရှိပြီးတော့အကုန်လုံးအပြည့်အစည်ဖြစ်စေရမယ်ပြီးတော့ဒရိုက်တာကျန်းတဲ့ကငါအရင်တုန်းကဆက်ဆံမှုရဗျမင်းဘက်ကသာပူပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းပြသပြီးခိုင်မာတဲ့ထုတ်လုပ်မှုစီမံကိန်းတွေကိုချပြနိုင်မယ်ဆိုရင်သူတို့ကမင်းရဲ့အရှိကအစည်းအတမ်းမှန်သမျှကိုအများကြီးဖယ်ရှားပေးကြလိမ့်မယ်အကြံဉာဏ်အတွက်ကျေးဇူးတင်ပါတယ်ဦးလေးတန်နောက်ငါတို့ရဲ့အယောင်းဝယ်ကိစ္စတွေမှာငါရဲ့နောက်မျိုးဆက်သမီးငယ်သားငယ်တွေကိုတဖြည်းဖြည်းချင်းကြားတဲ့ထဲသွင်းပေးသွားမယ်ဗျာမောင်မိုင်လိုအနေနဲ့
နားလေခွင့်လို့ပေးလိုက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဘာမှထပ်ပြီးမပြောတော့ပဲခေါင်းကိုတစ်ချက်ပဲအตาရညှိပြလိုက်ပြီးစာကြည့်ခန်းထဲကနေလှည့်ထွက်ခဲ့တော့တယ် CVR ကလည်းကျွန်တော်အနောက်ကနေကြပြလိုက်ထွက်လာတာပေါ့ဦးလေးတန်ကတော့တင်းပေါက်နာမှာတယောက်တည်းမတက်ရက်ကြံခဲ့ရင်ဒီနေ့ကစပြီးတံမီသားစုတစ်ခုလုံးရဲ့ကံကြမ္မာကတော့ကျွန်တော်စီမှာပဲလုံးလုံးများများပုံအပ်နောက်ပြီးသွားပြီဆိုတာသူကောင်းကောင်းကြီးသဘောပေါက်လိုက်မိတော့တယ်မကြခင်မှာပဲ CVR နဲ့ကျွန်တော်ဟာအရှိဘက်ခရိုင်ကစွန့်ပစ်ထားတဲ့စက်မှုဆောင်ဟောင်းစီကိုရောက်ရှိလာခဲ့ကြတယ်အိုးကျွန်တော်မျက်စိရှိပါတယ်ရေတွက်လို့မရတဲ့မြေတူးဆက်ကြီးတွေနဲ့ဘူဒိုဇာကြီးတွေဟာအစီမတက်ရက်နေကြတာဗျာကင်းတို့ရဲ့ဘေးနားမှာတော့ဘီလက်မြေတောင်ကြီးတွေတန်ချောင်းတောင်ကြီးတွေပြင်အကြီးစားဒီဇယ်မီဆက်ကြီးတရားစင်ကြောကပါတန်းစီပြီးရှိနေတာပေါ့မင်းတို့ငါထင်ထားတာထက်ကိုပိုပြီးတော့တောင်ပြည့်စုံအောင်လုပ်ပေးနိုင်ခဲ့တာပဲဒါကကျမတို့ရဲ့တာဝန်ပဲလိရှင်ရေးကြည့်တာရှိရင်ဖုန်းသာဆက်လိုက်ပါကျမခွင့်ပြုပါဦးရှင်ကျွန်တော်ခေါင်းညှိပြလိုက်ပြီး CVR ကတော့သူမဘာသာမောင်းထွက်သွားတော့တယ်ကျွန်တော်အချိန်ဆွဲမနေတော့ပဲလက်ကိုအသားရမြောက်လိုက်ပြီးအဲ့ဒီတံမဏိဘီလူကြီးတွေကိုတစီပြီးတစ်ခုကဘာငယ်တဲ့ကိုဝုန်းခနဲ့တင်းကျုံထည့်သွင်းလိုက်တော့တယ်ပြီးတော့တောင်လိုပုံနေတဲ့ဘီလက်မြေတွေနဲ့တန်ချောင်းတွေကိုပါအကုန်လုံးတင်းစီလိုက်တာပေါ့အရာအလုံးပြီးဆုံးတာနဲ့ကျွန်တော်ဆိုင်စီကိုတန်းမောင်းလာခဲ့ပြီးတန်တက်လိတ်တကားကိုဆွဲချကဘာကူပြောင်းခြင်းစနစ်ကိုချက်ချင်းစတင်လိုက်တော့တယ်နောက်တစ်စက္ကန့်မှာတော့ကျွန်တော်ကဘာပြက်ကပ်ပေးရဲ့ရင်ပြင်ကြီးစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီဗျာအခုချိန်မှာတော့ဘိုးရင်ပြင်ကြီးတစ်ခုလုံးမှာလူတွေဟာပင်လယ်ပြင်ကြီးတစ်ခုလိုမျိုးအပြည့်အသိပ်ပြရွက်စိတ်အောင်ဆွထားသလိုတိုးဝေးနေကြတာဗျာနိုင်တင်ကင်းနဲ့နိုင်ပလိတ်အဖွဲ့ဝင်တွေကတော့လူတန်းကြီးတစ်ခုကိုတိစောက်ထားပြီးစိတ်လှုပ်ရှားနေကြတဲ့အသက်ရှင်ကျန်ရစ်သူတွေကိုရင်ပြင်ရဲ့အလဲဘိုနဲ့ဝေးရစီကိုအတင်းတွန်းထုတ်ပြီးတီးတန့်ခွဲထုတ်ပေးထားကြရတာပေါ့တပြိုင်နက်တည်းမှာပဲအဝေးတနေရာမှာတော့အခြေစိုက်စခန်းကြီး၄ခုရဲ့စစ်တပ်တွေဟာလည်းနေရာယူတက်ဖြတ်လို့ပြီးဆုံးသွားခဲ့ကြပြီးယာယီစစ်တပ်နဲ့ခံတပ်တွေကလည်းရင်ပြင်ပတ်ပတ်လည်မှာကာကွယ်ရေးစီးပွားရေးတစ်ခုဖြစ်အသည့်အနေထားရှိနေကြတာပေါ့ကျွန်တော်ဆိုင်ပြင်ကိုဖြည်းဖြည်းချင်းလှမ်းထွက်လိုက်ပြီးပတ်ပတ်လည်ကိုတစ်ချက်ဝေးကြည့်လိုက်တယ်အလဲဘိုဆုံးကိုအကုန်ရှင်းလင်းပြလိုက်စမ်းကျွန်တော်အမိန့်ကြောင့်နိုင်ပလိတ်အဖွဲ့ဝင်တွေဟာချက်ချင်းပဲလှုပ်ရှားသွားကြပြီးလူအုပ်ကြီးကိုဘေးပညာခွဲထုတ်ကအလဲဘိုမှာအကျေပြန့်ဆုံးကွင်းပြင်အလုပ်ကြီးတစ်ခုကိုတန်းပြီးဖော်ထုတ်ပေးလိုက်ကြတော့တယ်ကျွန်တော်ဆိုင်တကားဝမှာမတက်ရရင်အဲ့ဒီကွင်းပြင်အလုပ်ကြီးစီကိုလက်ကိုအားရပါရဝေးရလိုက်တော့တာပဲဗျာနောက်တစ်စက္ကန့်မှာတော့ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ဘီလက်မြေအိမ်ရာပေါင်းများစွာဟာရင်ပြင်အလဲကကွင်းပြင်အလုပ်ကြီးပေါ်ကို CCTV နဲ့ဝုန်းခနဲ့ကျလာတော့တာပဲဗျာအဲ့ဒီနောက်မှာတော့တန်ချောင်းစီတွေကြောက်ခဲတောင်ကြီးတွေနဲ့ကရိယာတစားပလာတစ်တာတွေတစ်လုံးပြီးတစ်လုံးစက်တိုက်ဆိုသလိုပေါ်လာတော့တာပေါ့ဒါပေမဲ့ဒါဟာအစပြုံရုံပဲရှိသေးတာဗျမင်းတက်မိနေတဲ့လူအုပ်ကြီးရဲ့မျက်လုံးပေါင်းများစွာအောက်မှာတဲ့အေယာမအကြီးစားဆောက်လုပ်ရေးဆက်ရနေရကြီးတွေဟာမြေပြင်ပေါ်ကိုတုံခါသွားစီလောက်တဲ့အချိန်နဲ့တစီးပြီးတစ်ခုဖုန်းခနဲ့ကျလာတော့တယ်ဟင်းဒါတွေကဘယ်ကနေရောက်လာတာလဲဖះကြီးဆက်ရနေရကြီးတွေပါလားလူအုပ်ကြီးစီကနေထိတ်လက်တုံလို့သွားတဲ့အာမေတိတ်တန်တွေဟာလိုင်းလုံးတစ်ခုလိုမျိုးပြန့်နှံ့သွားတော့တာပေါ့ကျွန်တော်ကတော့ဒါတွေကိုလုံးဝပြူးမဆိုင်ပဲဘေးနားကနိုင်တင်ကေးဘက်ကိုလှည့်ပြီးအမိတ်ပေးလိုက်တယ်အင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်လုပ်သမားမှန်သမျှကိုအကုန်လိုက်ရှာပြီးရင်ဒီဆက်ပစ္စည်းတွေကိုချက်ချင်းစစ်ဆေးခိုင်းလိုက်တဲ့စစ်သမားတွေကိုလည်းမိဆက်တွေနိုးပြီးမိကျိုးတွေတွေ့ခိုင်းလိုက်စမ်းဒီနေရာတစ်ခုလုံးကိုနေကင်းဘက်လိုမျိုးလင်းထိန်နေအောင်လုပ်ချင်တာကြံတဲ့လူတွေကတော့အဖွဲ့တွေခွဲပြီးအောက်ခြေမြေနေရာရှင်းလင်းရေးနဲ့တန်ချောင်းချီတဲ့အလုပ်ကိုစလုပ်ကြတော့နိုင်တင်ကေးဟာတစ်စက္ကန့်လေးတောင်တုံဆိုင်မနေပဲအတန်ချက်ဆက်ကိုချက်ချင်းကောက်ကင်ကရင်းပြတစ်ခုလုံးကြားရအောင်လမ်းအော်တော့တဲ့အင်ဂျင်နီယာအတွေ့အကြုံရှိတဲ့လူတွေအားလုံးရှေ့ကိုထွက်ခဲ့ကြဆောက်လုပ်ရေးအလုပ်သမားတွေဘက်ဘက်ကိုသွားအကြီးစားဆက်မောင်းသမားတွေညာဘက်ကိုသွားလျှက်စစ်သမားတွေအလဲမှာစုမယ်ညံ့ညံ့လုပ်ကြစမ်းလူအုပ်ကြီးဟာဝုန်းကနေလှုပ်ရှားသွားကြပြီးရင်းပြပေါ်မှာတဲ့အဖွဲ့တွေအလိုလျောက်ကွဲသွားကြတော့တယ်မကြခင်ပါပဲရှီလျားလာတဲ့လူတန်းကြီး၃တန်းပေါ်ထွက်လာတာပေါ့ကျန်တဲ့လူတွေကိုတော့ခွန်အားပလာအလိုက်ပစ္စည်းတည်ယူဖို့နဲ့မြေနေရာရှင်းလင်းဖို့အတွက်အဖွဲ့တွေထပ်ခွဲလိုက်တယ်လူတိုင်းအမိန့်ကိုတေချာနာခံကြအလုပ်ကိုကြိုးကြိုးစားစားလုပ်ဘယ်သူမှမဆိုအလုပ်ကိုတာဖြစ်ဖြစ်ဒါမှမဟုတ်ညံစင်ဖို့ကြိုးစားတာဖြစ်ဖြစ်တွေ့ရင်တော့အကျိုးဆက်ကိုခံစားရစေရမယ်နိုင်တင်ကေးကပြောရင်းနဲ့လက်ညှိုးကိုတောက်တစ်ချက်ခောက်လိုက်တယ်နောက်တစ်စက္ကန့်မှာလေသူမရဲ့လက်ကနေမီးရံတွေဖြာထွက်သွားပြီးဘေးနားကတန်ပိုင်လုံးကြီးတစ်ခုကိုချက်ချင်းပဲအကြီးပြောချသွားစေခဲ့တယ်ဗျာဒါကိုမြင်လိုက်ရတဲ့အသက်ရှင်ကျန်ရစ်သူတိုင်းဟာကြောရိုးတဲ့အထိစိတ်အောင်အေးခဲသွားကြရပြီးသူတို့တွေဟာအချိန်ဆွဲမနေတော့ပဲအလုပ်ထဲကိုပဲအလူရက်ပြန်ပြီးစုံစုံမြုပ်ထဲဝင်လိုက်ကြတော့တာပေါ့လျှက်စစ်သမားချုပ်ကစီလိုင်းတွေနဲ့မီးကြိုးတွေကိုစတင်စစ်ဆေးကြပြီးခဏကြာမှတော့ဒီဇယ်မီးဆက်ကြီးတွေဟာဝေါကနေဆိုတဲ့အင်ဂျင်တန်ကျဲကြီးနဲ့စတင်လက်ပတ်ပါတော့တယ်ရင်းနောက်ပူထိုဇာတွေနဲ့မြေတူးဆက်ကြီးတွေဟာလည်းတစီးပြီးတစ်ခုစက်နိုးတန်တွေထွက်ပေါ်လာခဲ့ပြီဗျာဒီမျိုးပြက်ကြီးထဲမှာနှစ်ပေါင်းများစွာကြာမှပထမဆုံးအကြိမ်ဖြစ်စက်မှုယဉ်ကျေးမှုရဲ့တဟဆာတစ်ဖြစ်တဲ့အင်ဂျင်တန်စုံမီတန်ကြီးဟာတကြော့ပြန်ပဲတင်ထက်လာခဲ့ရပြီးဘူဒိုဇာကြီးတွေကပျက်စီးနေတဲ့ကားပျက်စီးတွေနဲ့အမိုက်တရိုက်တွေကိုစတင်တွန်းဖယ်ရှင်းလင်းကြတဲ့အလုပ်သမားတွေဟာလည်းဆောက်လုပ်ရေးအုပ်ထုပ်တွေလက်အိတ်တွေကိုစွပ်ပြီးအခြေခံအကျဆုံးကိရိယာတွေနဲ့ကွန်ကရစ်တုံးတွေကိုဖဲ့ထုတ်ကအင်္ဂလိပ်ကျိုးပဲတွေကိုတည်ယူနေကြတာပေါ့လူပေါင်း1000ကျော်ဟာဒီတိုင်းတဲ့လုပ်ငန်းခွင်ထဲမှာလှုပ်ရှားနေကြတာဗျာကွင်းပြင်ရဲ့အဆုံးဘက်မှာတော့အေယာမကွင်းပြင်ချက်ပြုတ်ရေးမိဖို့ချောင်းကြီးတွေကိုလည်းအသစ်ပြင်ဆင်ထားပြီးမကြခင်ပါပဲအသားဟင်းရည်ရဲ့မွေးကြိုင်လာတဲ့အနံ့သက်တွေဟာရင်းပြင်းတစ်ခုလုံးကိုပြန့်လွင့်သွားခဲ့ရပြီလေဒါဟာသူတို့အားလုံးအတွက်တော့အလုပ်လုပ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အပြင်းထန်ဆုံးစွန့်ရင်တွန်းအားကြီးပေါ်ပြအဲ့ဒီအချိန်မှာပဲအခန့်တက်ကြီးရဲ့ကုကဲမှုအခန်းတွင်းမှာတော့ကပတိန်နဲ့ပီယာတို့ဟာဘေးချင်းရှင်ရဲ့ရင်စကရမန်ပြင်ကြီးကိုစိုက်ကြည့်နေကြတယ်ကပတိန်ကလေးနဲ့တီကြီးတဲ့လေတန်းနဲ့ပြောလာတယ်သူတိဆောက်နေတာကမျိုးတစ်မျိုးတွေမဟုတ်ဘူးပြသူကစနစ်တစ်ခုကိုတိဆောက်နေတာအတွင်းထဲကလူတွေကမျောလင်းချက်ရှိလို့အလုပ်တွေကိုစူးစမ်းဖန်တီးနေကြတာဖြစ်ပြီးအပြင်ကစစ်သားတွေကတော့အဲ့ဒီမျောလင်းချက်ကိုကာကွယ်ဖို့အတွက်အသက်ဆုံးတိုက်ခိုက်နေကြတာပဲညအချိန်ကတော့မြ мян ဆက်ဆံပဲကြားရောက်လာခဲ့ပြီးပြဒါပေမဲ့ဘ ਹੁ ရင်ပြင်ကြီးကတော့နေကင်းဘက်လိုမျိုးဝင်းပလင်းထိန်လို့နေသေးပဲတန်ချောင်းဖြက်ဆက်တွေအောက်ကနေမိဘတွေဟာတစ်ဖြက်ဖြက်လွှတ်စင်နေကြပြီးဘူဒိုဇာကြီးတွေကတော့ပျက်စီးနေတဲ့ကွန်ကရစ်တွေကိုလက်ရှိုင်းနဲ့မြောင်းကြီးတွေလည်းတွန်းပို့နေကြတာပေါ့အလုပ်သမားတွေကလည်းအောက်ခြေတန်ကူကွန်ကရစ်အယိုးကောင်းတွေကိုကျင်းတွေလည်းချပြည့်ရင်းနဲ့လုပ်ငန်းခွင်တချင်းတွေကိုစီးချက်ညီညီတီးဆိုနေကြတယ်ခိတ္တမြအတွင်းမှာတော့ကဘာမပြတ်ခင်တုန်းကအချိန်တွေကိုပြန်လည်ရောက်ရှိသွားတယ်လို့မျိုးတော့ခံစားရတယ်ဗျာလို့ထပ်သူဖြစ်တဲ့ night play အဖွဲ့ဝင်တယောက်ကလှမ်းអော်လိုက်တယ်စူးစမ်းထားကြဟိငါတို့မြန်မြန်ပြီးလေမြန်မြန်စားရလေပဲအပြင်ဘက်ဆောက်လုပ်ရေးဆောင်ရဲ့ပတ်ပတ်လေကာကွယ်ရေးစီမှာတော့တက်မှုတယောက်ဟာတိကျလာတဲ့ rifle တနက်ချက်နဲ့တယ်အနာတိုးလာတဲ့ပုတ်ကောင်တစ်ကောင်ကိုခေါင်းတက်တက်ပစ်ချလိုက်တယ်ပြီးတော့သူကအကျေကြီးအော်ဟစ်လိုက်တာပေါ့ဒီစီကိုအပြတ်တက်ထိန်းထားကြဆန်းပုတ်ကောင်တစ်ကောင်နဲ့တောင်အထဲကိုပေးမဝင်စေနဲ့တစ်ကောင်တော့ဝင်သွားတာနဲ့
မင်းတို့ကိုငါကင်ပေါက်ပြစ်မယ်ကွက်တီပဲအဲ့ဒီကာကွယ်ရေးစီးရဲ့အနောက်မှာနိုင်တင်ကေးပေါ်လာခဲ့တယ်ဆရာကြီးမိုင်လိုကဒီနေ့အတွက်လောက်အားကရိတ်ခါတွေကိုလာပြီးထုတ်ယူဖို့ခေါင်းဆောင်တွေကိုလှုပ်ခိုင်းလိုက်ပါတယ်ထိုစကားကိုကြားရတော့တက်မှုလေးယောက်လုံးရဲ့မျက်နှာဟာဝမ်းသာအားရဖြစ်သွားကြတော့တာပေါ့ဗျာသူတို့တွေဟာနိုင်တင်ကေးရဲ့နောက်ကိုလိုက်ပြီးရင်ပြင်ရဲ့အလဲဘိုးစီကိုဥတီထွက်ခွာလာခဲ့ကြတယ်ကျွန်တော်ဆိုင်တကားဝမှာရက်ပြီးစောင့်ကြည့်နေလိုက်တယ်သူတို့ရောက်လာတာနဲ့ကျွန်တော်လက်ကိုခက်အေးပဲတစ်ချက်ဝေ့ရမ်းလိုက်တာပေါ့နောက်တစ်စက္ကန့်မှာလည်းတောင်လိုပုံနေတဲ့ရိတ်ခါထောက်ပံ့ရေးပစ္စည်းတွေဟာလေလူတွေကနေပြုံးကနေပေါ်လာခဲ့တော့တဲ့ပထမရက်အတွက်လောက်အားကရိတ်ခါစီရင်အသားစီတူဖူ200ကျော်ဖိတိတ်ထားတဲ့စွမ်းအင်မုံ6များနဲ့ရေတန့်မှုများဒဏ်ရာကုသရေးစေဝါအသုံးဆောင်ပစ္စည်းများအရက်ပြင်းတစ်တာအပြည့်များနဲ့ secret ကပ်ပေါင်း100ကျော်တက်မှုလေးယောက်လုံးဟာပါဆက်ကြီးအဟောင်းသားနဲ့စွန့်ပြီးမတက်ရက်ကြံခဲ့ကြရပြီဒါကပထမဆုံးရက်အတွက်ပြီးချင်မှုပဲလေးပုံကြီးတူညီများခွဲယူသွားကြတာတွေကိုဘလို့တဲ့မလဲဘလို့ခွဲဝေမလဲဆိုတာကတော့ခင်ဗျားတို့ရဲ့အပိုင်းပဲပြောပြရတဲ့ကျွန်တော်လှည့်ထွက်ပြီးဆိုင်ထဲကိုပြန်ဝင်ခဲ့တယ်ကိုယ်စလဲ4ယောက်လုံးဟာတော်တော်ကြာကြီးကိုစက်တည်တင်နေခဲ့ပြီးမှတတိပြန်ဝင်လာပြီးသူတို့ရဲ့ walkie talkie တွေထဲကိုအလူရက်အော်ဟစ်တော့တာပဲဗျာလူတွေအခုချက်ချင်းလွတ်လိုက်စမ်းရိတ်ခါတွေလာတဲ့ကြတော့စီတူပူးတွေအရက်တွေ secret တွေအကုန်ပါတယ်မြန်မြန်လောက်ကြစမ်းပတ်ပတ်လဲကာကွယ်ရေးစခန်းတွေစီကနေဝမ်းသာအားရအော်ဟစ်အောင်ပွဲခံတန်းတွေဟာဝုန်းကနေထွက်ပေါ်လာတော့တာပေါ့မကြခင်ပါပဲအခြေစိုက်စခန်း၄ခုရဲ့ကုန်တင်ကားကြီးတွေဟာတဟုန်ထိုးမောင်းဝင်လာကြပြီးတက်မှုတွေရဲ့ညွှန်ကြားချက်အောက်မှာယူတမတက်အရှင်ဟုံတဲ့ပစ္စည်းတွေကိုအလူရက်လာပြီးတင်ဆောင်ကြတော့တယ်တမျိုးလုံးဟာရရှိလာတဲ့ကုန်ပစ္စည်းတွေကြောင့်ပျော်ရွှင်မှုတွေနဲ့နင်းမြုပ်နေတဲ့အချိန်ပါလေလိုင်းအားလုံးဖွင့်ထားတဲ့ပွင့်လင်းလိုင်းတွေကနေစူးရှားလာတဲ့အော်ဟစ်တန်ကြီးတစ်ခုကကြားဖြတ်ထွက်ပေါ်လာခဲ့တယ်ဗျာအရှိဘက်တတိယလမ်းဆောင်ကနေဖုတ်ကောင်လိုင်းလုံးကြီးဝင်လာပြီးအရေးတွက်ကတော့ရေတွက်လို့တော့မရတော့အောင်များပြားလုံးနဲ့လူတိုင်းရဲ့မျက်နှာပေါ်ကအပြုံးတွေဟာချက်ချင်းပဲခဲပြသွားခဲ့ရပြီးစောက်လို့ရေးလုပ်ငန်းခွင်ထဲမှာလည်းထိတ်လန့်တုန်လှုပ်မှုတွေကစတင်ပြန့်နှံ့လာတာပေါ့ဒါပေမဲ့စကော်ပီယွန်ထားကဝေါ်ကီတော်ကီကိုချက်ချင်းလူယူလိုက်ပြီးအားရပါရအော်ဟစ်လိုက်တယ်ခင်ဗျားတို့အခုတင်ရထားတဲ့အမဲသားစီတူပူတွေကိုပဲပြန်ပြီးစဉ်းစားစမ်းတနက်တွေကိုမြဲမြဲကင်ပြီးပြကြစမ်းပြပထမဆုံးကာကွယ်ရေးလိုင်းကိုအရှိမတန်းစီပြီးပိတ်ဆို့လိုက်တော့တခြားတက်မှုတွေကလည်းအဲ့ဒီအမိန့်ကိုပဲသူတို့ရဲ့စစ်သားတွေစီကိုချက်ချင်းထပ်ဆင့်ထုတ်ပြန်လိုက်ကြတယ်စစ်သားတွေရဲ့စိတ်ဓာတ်ဟာတမိုင်းတစ်လျှောက်အမြင့်မားဆုံးအထိထိုးတက်သွားခဲ့ရပြီဗျာသူတို့ဟာတိုက်ပွဲဝင်နေရတွေစီကိုအပြေးလွှားသွားကြပြီးတနက်ပြောင်းဝတွေကိုလမ်းရဲ့အဆုံးစီကိုအစင်တင်ချိန်ရွေထားလိုက်ကြတယ်ဒါပေမဲ့စောက်လို့ရေးလုပ်ငန်းခွင်ထဲမှာတော့ထိတ်လန့်မှုတွေကတားမနိုင်စီမရပြန့်နှံ့နေသေးပဲဗျအလုပ်သမားတွေဟာလက်ထဲကကရိယာတွေကိုပစ်ချပြီးဗီဇအရာကိုပဲထွက်ပြေးဖို့ကြိုးစားနေကြတာအဲ့ဒီအချိန်မှာပဲနိုင်တင်ကေးရဲ့အတန်ချက်ဆက်ထဲကနေဟိမ့်ထွက်လာတယ်ဘယ်သူမဆိုထွက်ပြေးတဲ့လူရှိရင်အခုချက်ချင်းအသေးပဲဆရာကြီးမိုင်လိုကအနောက်ကနေစောင့်ကြည့်နေတဲ့ဒီနေရာကမြို့တစ်မြို့လုံးမှာအနေရကင်းဆုံးနေရာပဲအသက်ရှင်ချင်းရင်အလုပ်ကိုပဲဆက်လုပ်ကြစမ်းလူအုပ်ကြီးကနည်းနည်းတော့ငြိမ်ချသွားပေမဲ့ကြောက်ရွံ့မှုကတော့ရှိနေသေးပဲဗျာမြေပြင်ကြီးဟာတလုံးလုံးနဲ့ပို့ပြီးပြင်းထန်စွာတုန်ခါလာခဲ့ရပြီးလမ်းရဲ့အဆုံးမှာတော့ဖုတ်ကောင်တွေဟာဒီလိုင်းလိုမျိုးဝုန်းကနေပြူပြူတိုးဝေးပြီးထွက်ပေါ်လာခဲ့တော့တာပေါ့နောက်တစ်စက္ကန့်မှာလည်းကာကွယ်ရေးစီပက်ပက်လေးမှာရှိတဲ့စက်တနက်ကြီးအစုံလင်ဟာတပြိုင်နက်တည်းပြစ်ခတ်လိုက်ကြတော့တယ်ကြီးစံတိုင်းကြီးတွေဟာဖုတ်ကောင်လိုင်းလုံးကြီးကိုအပိုင်းပိုင်းအစအနပြတ်အောင်ဖျက်တောက်ပစ်လိုက်တယ်လို့မျိုးပောက်ကွဲတံတွေဟာလည်းညကောင်းကင်ရံတစ်ခုလုံးကိုတုံဟိန်းသွားစေခဲ့ရပြီးစစ်သားတွေဟာဖုတ်ကောင်လိုင်းလုံးကြီးကိုမီတာ200အကွာမှာတင်ပိတ်ဆို့ထားနိုင်ပေမဲ့အရေးအတွက်ကများလုံးတာမှုတိုက်ပွဲကအကြဆုံးများတဲ့စစ်ပွဲကြီးအတွင်ကိုပြောင်းလဲလာခဲ့ရတယ်အဲ့ဒီအချိန်မှာပဲဖုတ်ကောင်အုပ်ကြီးရဲ့အနောက်ွယ်ကနေပြင်းထန်လာတဲ့အော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်ဗျာအေယာမဗီဇပြောင်းဖုတ်ကောင်ကြီးတစ်ကောင်ထွက်လာတာပဲသူ့ရဲ့တစ်ခုလုံးမှာမာကျော်လာတဲ့အရေးပြားတန်ချက်ကားတွေနဲ့ဖုံးလွှမ်းနေတာသူကကြီးစံတွေကိုလုံးဝကြည့်မဆိုင်ပဲဘတ်ဒရော့ရဲ့ကာကွယ်ရေးစီစီကိုတဲ့တဲ့ကြီးအချိန်ပြင်းပြင်းနဲ့ပြေးဝင်လာတော့တယ်နိုင်တင်ကေးရဲ့လက်ထဲကနေမီးရန်တဲ့တစ်ခုဝုန်းကနေပြစ်လွတ်လိုက်တာပေါ့ဗီဇပြောင်းတရဝါကြီးရဲ့ဥကောင်းခွန်ကြီးဟာချက်ချင်းပဲအပေါက်ကြီးဖြစ်ပြီးပွင့်ထွက်သွားခဲ့ရပေမဲ့သူ့ရဲ့အချိန်ဟုန်ကြောင့်ခန္ဓာကိုယ်ကြီးကအရှိကိုဆက်ပြီးလိမ့်ဆင်းလာတာကာကွယ်ရေးခံတပ်တွေတဲ့အိတ်တွေနဲ့အစီတာတွေကိုဝုန်းကနေတိုက်ခွဲပစ်လိုက်တော့တာပဲဗျာဒါပေမဲ့အဲ့ဒီတရဝါကြီးကတော့နောက်တစ်ချိန်ပြန်ပြီးထပ်မလာနိုင်တော့ပါဘူးတခြားနှုတ်ထားသူတွေကလည်းတိုက်ပွဲတွေကိုဝင်ရောက်လာကြပြီးစမ်းပြလာတဲ့စွမ်းရည်မျိုးစုံဟာပုတ်ကောင်လိုင်းလုံးကြီးထဲမှာတဒိန်းဒိန်းပောက်ကွဲကုန်ကြတော့တာပေါ့ဒါပေမဲ့လမ်းမကြီးတွေကကျဉ်လွန်းတာမို့ပုတ်ကောင်တွေကိုတနေရာထဲစုစည်းပြီးချက်ချင်းအပြတ်ရှင်းဖို့ကမလွယ်ကူဘူးဗျဝေါ်ကီတော်ကီလိုင်းတွေထဲမှာလည်းအော်ဟစ်တန်တွေနဲ့အကူအညီတောင်းခံတန်တွေကစူညံပွဲလော်ရိုက်နေတော့တာပဲတိုက်ပွဲကတော့စက္ကန့်နဲ့အမျှပိုပြီးတွေးချောင်းစီလာခဲ့ရပြီးစစ်သားတွေကတက်တိရှိရှိတိုက်ခိုက်နေကြပြီမဲ့လေနောက်ဆုံးမှာတော့ကာကွယ်ရေးစီမှာအပေါက်ကြီးတွေပွင့်ထွက်သွားခဲ့ရပြီးဗျဖုတ်ကောင်ဒါစင်ပေါင်းများစွာဟာကြီးစံပိုက်ကွန်ကြီးကိုဖောက်ထွက်ပြီးခန်းတက်လိုင်းစီကိုခုံဝင်လာကြတော့တဲ့စစ်သားတွေဟာလက်နက်မဲ့လက်ချင်းချင်းရှင်ပြိုင်တိုက်ခိုက်ရတဲ့အခြေအနေအထိရောက်ရှိသွားခဲ့ရပြီးဖုတ်ကောင်တွေကပိုပြီးတိုးဝင်လာတာမို့ပတ်ပတ်လဲကာကွယ်ရေးစီကြီးတစ်ခုလုံးဟာပြိုလဲလူမီပါအခြေအနေကိုဆိုက်ရောက်သွားခဲ့ရပြီးဗျဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကလူတွေဟာလည်းဒီလိုတွေးချောင်းစီတက်ဖြတ်ပွဲကြီးကိုမြင်လိုက်ရတော့ကြောက်လုံးလို့တယောက်ကိုတယောက်ဖက်ပြီးတုံတုံကြီးဖြစ်နေကြတော့တာပေါ့နိုင်တင်ကေးရဲ့မျက်နှာအမူအရာကအစတကယ်ကိုတီကြီးလေးနဲ့သွားခဲ့ရပြီးအဲ့ဒီအချိန်မှာပဲကျွန်တော်ဆိုင်ထဲကနေအပြင်ကိုဖြည်းဖြည်းချင်းလှမ်းထွက်လိုက်တယ်နောက်တစ်စက္ကန့်မှာလည်းကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးကပြုံးနဲ့ပြောက်ကွယ်သွားခဲ့ပြီးမီတာပေါင်းများစွာအကွာအဝေးမှာပြန်လည်ပေါ်ထွက်လာခဲ့တော့တာပေါ့နေရာရွှေ့ပြောင်းခြင်းစနစ်ကိုစက်တိုက်ဆိုသလိုအသုံးပြုပြီးတဲ့နောက်မှာတော့ကျွန်တော်အမြင့်ဆုံးနေရာတစ်ခုပေါ်ကိုရောက်ရှိသွားခဲ့ပြီးအောက်ခြေကတိုးဝင်လာနေတဲ့ဖုတ်ကောင်အုပ်ကြီးကိုပြင်းငိမ့်အေးဆက်စွာနဲ့ငုံကြည့်လိုက်တယ်လူတိုင်းရဲ့မျက်လုံးပေါင်းများစွာဟာကျွန်တော်စီမှာပဲလာပြီးကန့်ညှိသွားကြတော့တာပေါ့ဗျာကျွန်တော်ရဲ့အရှိမတစ်သားတစ်တာကြီးတစ်ခုပြုံးကနေပေါ်လာခဲ့ပြီးဝုန်းကနေကွဲအပ်သွားခဲ့ရပြီးအတွင်းထဲကတန်မဏိဘောစီပေါင်းများစွာဟာလေလူထဲမှာဝဲပြန်တက်လာခဲ့ကြတာပေါ့ကျွန်တော်ဖုတ်ကောင်လိုင်းလုံးကြီးစီကိုဥတီချိန်ရွယ်လိုက်ပြီးလက်ကိုအသားရပဲတစ်ချက်ဝှေ့ရမ်းလိုက်တော့တယ်ရှူဝုန်းတန်မဏိဘောစီတွေဟာလေလူကိုဖျက်တမ်းပြီးတန်မဏိမြေရည်ပြင်ကြီးတစ်ခုလိုမျိုးငင်းထောင်တိုင်းတဟုန်ထိုးပြစ်ခတ်သွားခဲ့ပြီးဗျာအတန်ထက်မြန်တဲ့ပောက်ကွဲတန်ကြီးဟာတနက်တန်အားလုံးကိုတန်းပြီးဖုံးလွှမ်းသွားခဲ့ရပြီးတခဏချင်းတွင်းမှာလေကာကွယ်ရေးစီရဲ့အရှိမရှိတဲ့ဖုတ်ကောင်မတမဟာခန္ဓာကိုယ်ရဲ့အပေါက်ကြီးတွေဖြစ်ပြီးအပိုင်းပိုင်းအစအနပြက်ကလွတ်စင်ကုန်ကြတော့တာပေါ့ဒုတိယအတုပ်ထပ်ဖြစ်တယ်တတိယအတုပ်စတုထအတုပ်အဲ့ဒီတန်မဏိဒီရေလိုင်းကြီးဖြတ်တန်းသွားတဲ့နေရာတိုင်းမှာဖုတ်ကောင်တွေဟာစက်ကူစုပ်တွေလိုမျိုးစုပ်ပြတ်တက်ကုန်ကြတော့တာဗျာကျွန်တော်ဟာလူသားစက်တနက်ကြီးတယောက်လိုမျိုးတယောက်တည်းနဲ့တင်
ကာကွယ်ရေးစီးရဲ့မီတာ50ပတ်လည်မှာရှိတဲ့ဖုတ်ကောင်မှန်သမျှကိုအကုန်လုံးအပြတ်သက်ရှင်းလင်းပစ်လိုက်ပြီးရင်းမြစ်တစ်ခုလုံးဟာတကယ်ကို666နဲ့6ချစရာကောင်းတော့အောင်ငင်းကျသွားခဲ့ရပြီဗျာမိဆက်တွေရဲ့တူးညင်းလာတဲ့အင်ဂျင်တန်ကလွဲလို့ဘာတမ်းမှထွက်မလာတော့ဘူးလေထုတစ်ခုလုံးမှာလဲသွေးညီနှန်းတွေကလှိုင်လှိုင်ကြီးထွက်လို့နေတာပေါ့ခဏကြာမှာတော့ကျွန်တော်အမြင့်ဆုံးနေရာကနေမြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းပြန်လဲတက်ဆင်းလာခဲ့တဲ့လူတိုင်းရဲ့မျက်လုံးတွေကတကယ်ကိုအံ့ဖွယ်တခိုးရှင်တယောက်ကိုမြင်တွေ့လိုက်ရတယ်လို့မျိုးကျွန်တော်စီကနေမခွာရမ်းစိုက်ကြည့်နေကြတာဗျာကျွန်တော်ကတော့ဘာမှမူရမှမရှိပဲအေးအေးလူလူပဲပြောလိုက်တယ်အလုတ်ပြန်လောက်ကြတော့ Nightingale ကပထမဆုံးသတိပြန်ဝင်လာပြီးသူမရဲ့အတန်ကအတန်ချက်ဆက်ထဲကနေဟိန်းထွက်လာတော့တယ်ကဲအကုန်ထပြီးအလုတ်ပြန်လောက်ကြဆန်းဆရာကြီးမိုင်လိုကအလကားထိုင်စားမဲ့ပြင်းရတဲ့လူတွေကိုကျွေးမွေးမှမဟုတ်ဘူးနောက်တစ်စက္ကန့်မှလည်းလူအုပ်ကြီးဟာတက်ဝင်လှုပ်ရှားလာခဲ့ကြပြီးအသက်ရှင်ကျန်ရစ်သူတွေဟာသူတို့ရဲ့အလုပ်တွေတဲကိုအလူရက်ပြန်ပြီးတိုးဝင်လိုက်ကြတော့တာပေါ့ဗျာဒါပေမဲ့ဒီတစ်ခေါက်မှာတော့လူတိုင်းရဲ့ရင်ထဲမှာကျွန်တော်အပေါ်တကယ်ကိုနှဆိုင်လာတဲ့ခံရယူတည်မှုကြီးကအမြင့်တွေတွားခဲ့ရပြီဖြစ်ပါတယ်တစ်ဖက်မှာတော့ဘတ်ထရော့ရဲ့ဌာနချုပ်အတွင်းမှာခေါင်းဆောင်က Grand Knight ဟာဗီဒီယိုမှတ်တမ်းကိုကြည့်ရင်းနဲ့တကယ်ကိုအားကိုးရမယ့်တဲ့ခန်းစားချက်ကြီးနဲ့ဆွန့်လို့နေခဲ့ရပြီဗျာသူဟာတော်တော်ကြာကြီးကိုတိတ်ဆိတ်သွားခဲ့ရပြီးမှဆက်သွယ်ရေးဆက်ကိုကောက်ကင်ကလေးလံနဲ့လေတံနဲ့အမိန့်ထုတ်ပြန်လိုက်တော့တယ်ငါရဲ့အမိန့်ကိုအောက်ခြေထိအမြန်ဆုံးချမှတ်လိုက်စမ်းအခုချိန်ကစပြီးဘတ်ထရော့အဖွဲ့ရဲ့အဖွဲ့ဝင်မှန်သမျှဟာဆရာကြီးမိုင်လိုရဲ့အမိန့်ကိုဘာမေးဖို့တခုမှမမေးပဲချွင်းချက်မရှိနာခံကြရမယ်တပြိုင်နက်တည်းမှာပဲ Lighthouse ဌာနချုပ်ရဲ့အတွင်းပိုင်းမှာတော့လူပြပညာရှိဟာကျွန်တော်မှာမတူညီတဲ့ထူးခြားစမ်းပြစွမ်းရည်နှစ်ခုတက်ဆင်ထားတဲ့ဆိုတာကိုအချက်လက်တွေကနေတဆင်တွက်ချက်ပေါ်ထုတ်သွားခဲ့ပြီးဗျသူကသူ့ရဲ့စမ်းစစ်ချက်တွေကိုအထက်ဘကိုကိုကဲမှုယုံစီကိုချက်ချင်းလမ်းပို့လိုက်တော့တာပေါ့အထက်ကနေပြန်လည်ရောက်ရှိလာတဲ့တခုလေးတော့ညွှန်ကြားချက်ကတော့သူ့ရဲ့စွမ်းရည်တွေကိုစုံစမ်းထောက်လှမ်းမှုစူးစမ်းတာမှန်သမျှအကုန်လုံးကိုအခုချက်ချင်းရက်တက်ပစ်လိုက်တော့ဆရာကြီးမိုင်းလို့လိုအပ်တဲ့အရာမှန်သမျှကိုအစွမ်းကုန်ဖြည့်ဆည်းပေးကြစမ်းအဲ့ဒီအချိန်မှာတော့ကျွန်တော်ဆိုင်ထဲကကလတ်ထိုင်ပေါ်မှာထိုင်ရင်ခုနကဖြစ်ပွားခဲ့တဲ့တိုက်ပွဲကိုအုံနောက်ထဲမှာပြန်လည်ပုံဖော်ကြည့်နေမိတယ်ဗျဆိုင်ပြင်ပကိုလှမ်းထွက်လိုက်တာကအနေရရှိတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်လည်းကောင်းကောင်းကြီးသိတာပေါ့ဒါပေမဲ့အကြောင်းပြချက်ရှိလို့ကိုကျွန်တော်လှုပ်ရှားဖို့ရွေးချယ်ခဲ့တာပါကာကွယ်ရေးတိုင်းသာပြိုလဲသွားခဲ့ရင်လူအသေးပြောက်တွေအများကြီးရှိလာနိုင်တယ်လို့ပိုပြီးအရေးကြီးတာကတော့ဒါဟာလူတိုင်းကိုငါရဲ့အင်အားအောက်မှာပြပြဝက်သွားစေမဲ့အကောင်းဆုံးအခွင့်အရေးတစ်ခုပဲလေဒါတင်မကသေးဘူးအကြီးမားဆုံးအကြောင်းပြချက်ကတော့အခြေစိုက်စခန်းလေးခုရဲ့ကောင်းဆောင်တွေကိုငါဟာဒီဆိုင်လေးထဲမှာတင်ပိတ်မိနေတဲ့လူမဟုတ်ဘူးကဆိုတဲ့အဖြေကိုတက်တက်ကြီးချပြလိုက်တာပဲဗျာလုပ်ငန်းခွင်တွေကလူတွေရဲ့တဟုန်ထိုးတက်ကြွလာတဲ့စိတ်ဓာတ်တွေကဒီတစ်ခေါက်ပွဲဥထွက်လှုပ်ရှားမှုကြီးဟာတကယ်ကိုအကြီးကျယ်အောင်မြင်သွားခဲ့ပြီဆိုတာတက်တည်ပြနေတာပေါ့ကဘာပြက်ကပ်ပေးရဲ့မြေရိုင်းပြင်မှာတော့အင်အားဆိုတာတခုလေတော့စီးမြင်ပဲလေဒီလိုစဉ်းစားရင်းနဲ့ကျွန်တော်ဝေါ်ကီတိုကီကိုကောက်ကန်ပြီး Nightingale စီဖုန်းလက်ဆက်လိုက်တယ်စစ်မြေပြင်ကိုရှင်းလင်းလိုက်ကြဆန်းရသမျှဗီဇပြောင်းခရစ်စတယ်ဦးတိုင်းတွေကိုအကုန်လုံးလိုက်ပြီးတင်စီကြတော့ Nightingale က Nightley အဖွဲ့သားတွေကိုချက်ချင်းစုစည်းပြီးအမိန့်ပေးလိုက်တာမို့သူတို့တွေအရှိန်ဟုန်နဲ့လှုပ်ရှားကုန်ကြတော့တာပေါ့ဒါကိုမြင်တော့အခြေစိုက်စခန်းလေးခုရဲ့တက်မှုတွေကလည်းသူတို့ရဲ့စစ်သားတွေကိုဝိုင်းပြီးကူညီခိုင်းလိုက်ကြတယ်မိနစ်30တောင်မပြည့်ခင်ပါတယ်စစ်မြေပြင်ကြီးတစ်ခုလုံးပြောင်းဆင်သွားခဲ့ရပြီဗျာ Nightingale ကခရစ်စတယ်ဦးတိုင်းတွေအပြည့်ထည့်ထားတဲ့ပုံတွေကိုတည်ဆောင်ပြီးဆိုင်တကားဝစီကိုရောက်လာခဲ့တယ်ကျွန်တော်အဲ့ဒီခရစ်စတယ်ပုံကြီးကိုလက်ကလေးနဲ့အသားအရဝေးရလိုက်တာပေါ့နောက်တစ်စက္ကန့်မှာလည်းဦးတိုင်းတွေရဲ့ထက်ဝက်ခန့်ကရုံးကနေပြောက်ကွယ်သွားခဲ့ပြီးကျန်တဲ့ထက်ဝက်ကတော့ပုံထဲမှာကျန်ရစ်ခဲ့တာဗျကျွန်တော်စကော်ပီယိုနဲ့ကျန်တဲ့တက်မှု3ယောက်ကိုလှမ်းကြည့်ပြီးဒီကျန်တဲ့အရာတွေကိုခင်ဗျားတို့ရဲ့အဖွဲ့အစည်းလေးခုညီတူညီမျှခွဲယူသွားကြတက်မှု4ယောက်လုံးအသက်ရှူဖို့တောင်မေ့သွားကြရပြီဗျာဆရာကြီးမိုင်လိုတိုက်ပွဲရဲ့အဓိကပိုင်းကိုဆရာကြီးတယောက်တည်းတိုက်ခိုက်ပေးခဲ့တာပါကျွန်တော်တို့ကဒီလောက်များကြီးယူဖို့ဆိုတာတကယ်ကိုအားနာဆရာကြီးဗျာကျွန်တော်ကလက်ကိုခါရမ်းပြလိုက်ရင်တိုက်ပွဲဝင်ခဲ့တဲ့လူတိုင်းရပ်ပိုင်ခွင့်ရှိစမြည်ပဲဒါဆိုရင်တော့တကယ်ကိုကျေးဇူးတင်ပါတယ်ဆရာကြီးမိုင်လိုကျန်တဲ့တက်မှု3ယောက်ကလည်းဝမ်းသာအားရနဲ့ကျေးဇူးတင်စကားတွေကိုအလူရက်ဆိုကြတော့တာပေါ့သူတို့တွေဟာခရစ်စတယ်ဦးတိုင်းတွေကိုစနစ်တကျခွဲဝေယူသွားကြတယ်ကျွန်တော်ကတော့အလုပ်သမားတွေဘက်ကိုလှည့်ပြီးလက်ကိုမြောက်ကလှမ်းអော်လိုက်တယ်ကဲသမင်းစားချိန်ရောက်ပြီနောက်တစ်စက္ကန့်မှာတော့မိုးချိတ်တံပမာဝုန်းကနေအော်ဟဲအောင်ပွဲခံတန်တွေကရင်းမြစ်တစ်ခုလုံးကိုတုံခါသွားစေခဲ့ရပြီဗျာအသက်ရှင်ကျန်ရစ်သူတွေဟာလက်ထက်ကကိရိယာတွေကိုပြစ်ချပြီးကွင်းပြင်ချက်ပြုတ်ရေးမိဖို့ချောင်ကြီးတွေစီကိုတဟုန်ထိုးပြေးကြတော့တာပေါ့နိုင်ကလေးအဖွဲ့ဝင်တွေကလည်းစနစ်တကျရှိနေအောင်ချက်ချင်းကြားဖြတ်ထိမ့်သိမ့်ပေးကြရတယ်အတန်းလိုက်စီကြဆန်းဘယ်သူမဆိုအလှည့်ကြော်တာဖြစ်ဖြစ်တိုးဝေးတာဖြစ်ဖြစ်တွေ့ရင်ဒီနေ့သမင်းလုံးဝမကြွေးဘူးအသက်ရှင်ကျန်ရစ်သူတွေဟာချက်ချင်းပဲငြိမ်ကျသွားပြီးရှီလျားလာတဲ့လူတန်းကြီးတွေကိုစနစ်တကျစီတန်းလိုက်ကြတော့တဲ့ဒိတ်ခါတွေကိုတော့အမြန်ဆုံးဖြန့်ဝေပေးတာပေါ့ဗျာလူပေါင်းများစွာဟာသမင်းထုတ်တွေကိုယူပြီးမြေပြင်ပေါ်မှာစောင့်ကြောက်ထိုင်ကဘိုက်ပြအောင်အငမ်းမရစားတော့ကြတော့တာပဲအချို့ဆိုရင်တော့အသားဟင်းကိုပထမဆုံးတစ်လုံးစားလိုက်ရရုံနဲ့လေမျက်ရည်တွေဝိုင်းလာကြရှာတယ်ဗျာချက်ပြုတ်ထားတဲ့အသားဟင်းရဲ့အနံ့အသက်တွေကရင်းမြစ်တစ်ခုလုံးပြန့်လွင့်နေစေပဲစစ်သားတွေဟာလည်းစပွဲဝိုင်းတွေမှာစုဝေးထိုင်နေကြတာပေါ့စပွဲတစ်ဝိုင်းချင်းစီမှာဟင်းရှင်မျိုးနဲ့ဟင်းချိုတစ်ခွက်အပြည့်စုံပါဝင်တဲ့အပြင်စီကရက်တွေအရက်တွေကပါအကန့်အသတ်မရှိစီးဆင်းနေတာဗျာသူတို့တွေဟာထမင်းကိုတမင်မီစားတော့ကြရင်နဲ့အချင်းချင်းပြလုံးတွေထုတ်ပြီးအကျဲကြီးအော်ဟစ်ရေမောနေကြတော့တယ်အရင်တုန်းကရှိခဲ့တဲ့စိုးရိမ်စိတ်တွေနဲ့ပြင်ပန်းနှွမ်းနေမှုမှန်သမျှဟာခဏချင်းအတွင်းမှာတင်ပြောင်းစင်အောင်လွတ်ပြောက်သွားခဲ့ရပြီပေါ့တနားရီလောက်ကြာပြီးတဲ့နောက်မှာတော့လူတိုင်းပိုက်ပြီးစိတ်ကြည်နဲ့သွားကြပြီအလုသမားကောင်းဆောင်ကမတ်တက်ရက်ပြီးသူ့ရဲ့ပိုက်ကြီးကိုပုတ်ရင်းអော်လိုက်တယ်ဘိုက်တွေအားလုံးပြေးသွားကြပြီလားဒါဆိုရင်အလုထဲကိုပြန်ဝင်ကြတော့ဟေ့ဒီနေ့ညလုံးဝမအိပ်ရဘူးနော်မိုးမလင်းခင်ပါပဲအောက်ခြေကွန်ကရစ်အခြေခံတွေအားလုံးကိုအပီးစီလောင်းထည့်ရမယ်လူပေါင်း1000ကျော်ရဲ့အော်ဟစ်ထောက်ခံတန်ကြီးကဟင်းကနေထွက်ပေါ်လာခဲ့ပြီးဗျာညှဉ်းညူတဲ့တစ်ချက်တောင်မရှိဘူးအလုသမားတွေဟာစိတ်သက်တွေအမြင့်မားဆုံးထိတက်ကြွစွာနဲ့လက်နက်ကရိယာတွေကိုကောက်ကင်ပြီးမိမိတို့ရဲ့တာဝန်ကျနေရာတွေစီကိုချီတက်သွားကြတော့တဲ့ဆက်ရနေရကြီးတွေရဲ့ဟိန်းတန်ကလည်းနောက်တစ်ချိန်ပြန်လဲထွက်ပေါ်လာခဲ့ပြန်ပြီပေါ့အဲ့ဒီအချိန်မှာပဲအခြေစိုက်စခန်းလေးခုရဲ့လူစားလဲမဲ့ဒုတိယအသုတ်စစ်ကူဖွဲ့တွေရောက်ရှိလာခဲ့ကြတယ်သူတို့တွေဟာစပွဲပေါ်မှာကြံခဲ့တဲ့စားတောက်ပွဲကြီးရဲ့အကျွင်းကြံတွေနဲ့လေတူတွေကဟင်းနှံတွေကိုရလိုက်တော့ပထမဆုံးအသုတ်အလှည့်မှာငါကိုယ်တိုင်ဘာလို့စည်ရင်မပေးခဲ့မိပါလိမ့်ဆိုပြီး
ရှင်ဘက်ကိုတလုံးလုံးထူရင်နောင်နာတွေရနေကြတာပေါ့ဗျာဒါပေမဲ့နိုင်တင်ကေးကတစ်တာချုပ်ကိုတည်ဆောင်ပြီးသူမရဲ့အဖွဲ့နဲ့အတူကာကွယ်ရေးစီစီကိုရောက်ရှိလာခဲ့တဲ့ထိုတစ်တာတွေထဲမှာတော့လက်ဆက်လာတဲ့ secret ဘူးတွေအပြည့်ပါဝင်နေတာပြတာကညဆိုင်တာဝန်ကျတဲ့လူတွေအတွက်ဆရာကြီးမိုင်လိုကပေးတဲ့လက်ဆောင်ပဲဗျာတယောက်ကိုတပူးစီယူသွားကြစိတ်ကိုတက်ကြွအောင်ထားကြဆန်းကုန်သွားရင်လေထပ်ပြီးလာထုတ်လို့ရတယ်အကန့်အသတ်မရှိပဲကာကွယ်ရေးခံတပ်တွေစီမှာဘုံခါနဲ့စုညံသွားခဲ့ပြီဗျာဖះကြီး secret တွေပါလားငါတို့တာဝန်ကျတဲ့အချိန်နဲ့ကွက်တီပဲဟဲ့ဆရာကြီးမိုင်လိုကတော့တကယ်ကို secret မီကိုတန်းပေါင်းများစွာဟာလေးထဲကိုတရရိပ်လွင့်တက်သွားခဲ့ပြီးလူတိုင်းရဲ့မျက်နှာပေါ်မှာတကယ်ကိုဒုက္ခပုံကိုရောက်သွားတဲ့လူမျိုးခံစားချက်ကြီးပေါ်ထွက်လာတော့တာပေါ့နိုင်မောင်းကတော့မနက်3နာရီကိုညွှန်ပြနေခဲ့ပြီးဗျာဒါပေမဲ့လုပ်ငန်းခွင်တွေကစုညံတန်တွေကတော့ရော့ကြမသွားတဲ့အပြင်ပို့ပြီးတော့တောင်ကျေလောင်လာခဲ့သေးတယ်အေယာမကွန်ကရစ်ကျော်ဆက်ကြီးတွေဟာဝေါကနေလဲပတ်နေကြပြီးမကြခင်မှာပဲမီကိုရောင်ကွန်ကရစ်တွေဟာပိုက်လိုင်းတွေထဲကနေတဆင့်နဲ့ဆိုင်လာတဲ့အောက်ခြေမြောင်းကြီးတွေထဲကိုတိကျစွာနဲ့စီးစင်းလောင်းထည့်နေကြပြီးအလုတ်သမားကောင်းဆောင်ကဘေးကနေကြည့်ရင်နဲ့သူ့ရဲ့စိတ်လှုပ်ရှားမှုကိုမနေထိန်ချုပ်နေရတာပေါ့အဲ့ဒီအချိန်မှာပဲ night play အဖွဲ့ဝင်တယောက်ကသူ့အနားကိုရှောက်လာပြီးဆရာကြီးမိုင်လူကခင်ဗျားကိုတွေ့ချင်လို့တဲ့အလုတ်သမားကောင်းဆောင်ကတစ်စက္ကန့်လောက်ကြက်တည်တည်သွားခဲ့ပြီးမှဆိုင်စီကိုတဟုန်ထိုးပြေးထွက်လာခဲ့တော့တယ်ကျွန်တော်ကတော့ဆိုင်တကားဝကကလတ်ထိုင်ပေါ်မှာထိုင်နေတာပေါ့သူကတကားဝမှာရက်လိုက်ပြီးယူတီခန့်ညားလာတဲ့လေတံနဲ့ပြောလာတယ်ဆရာကြီးမိုင်လူကျွန်တော်ကိုခေါ်ခိုင်းနေဆိုလို့ပါခင်ဗျာကျွန်တော်ခေါင်းညှိပြလိုက်ပြီးအပိုစကားတွေရှင်းမနေတော့ပဲပုံစံထုတ်ပုံချမ်းမြေပုံတစ်ခုကိုလှမ်းပေးလိုက်တယ်အောက်ခြေအခြေခံလုပ်တွေကတော့တောက်တင်းခိုင်မာမှုရှိပါတယ်ဒါပေမဲ့ဒီတိုင်းကြီးရဲ့ဒီဇိုင်းကိုတော့နည်းနည်းမုန်းမဲ့ပြင်ဆင်ဖို့လိုလိမ့်မယ်အလုတ်သမားကောင်းဆောင်ကမြေပုံကိုပြပြတလဲလှမ်းယူလိုက်တာပေါ့အဲ့ဒီမြေပုံပေါ်မှာတော့စနစ်တကျမှတ်သားထားတဲ့အပေါက်ငယ်လေးတွေရဲ့ line တွေဟာအစီအီနဲ့ပြည့်နေနေတာပြသူဘာမှမမေးနိုင်ခင်မှာပဲကျွန်တော်ကခက်အေးအေးလေးတန်းနဲ့ဆက်ပြောလိုက်တယ်ဒီတိုင်းကြီးတွေရဲ့အတွင်းပိုင်းမှာတနက်တစ်ပေါက်တွေနဲ့အတွင်းပိုင်းလူသွားစင်ကြံလမ်းမကြီးတွေကိုတိစောက်ပေါ်ဘက်မှာတော့ခန်းတက်တင်းမျော်စင်တွေတက်ဆင်ရမယ်ပြီးတော့ကင်မရာတွေနဲ့မီးမောင်းကြီးတွေတက်ဆင်ဖို့အတွက်လျှက်စစ်တွေပဲပိုက်လိုင်းတွေကိုကြိုတင်ပြီးမြုပ်နှံထည့်သွင်းထားလိုက်စမ်းကတိစောက်ချင်တဲ့ဒီတိုင်းကြီးကထုတ်ကောင်တွေကိုတားဆီးဖို့တင်မဟုတ်ဘူးသူတို့ကိုအပြတ်တက်ချေမုံတက်ဖြတ်ဖို့အတွက်ပါပဲလူအင်အားနဲ့ပစ္စည်းကိစ္စတွေကိုတော့မင်းစိုးရိမ်မနေနဲ့အကုန်အပြည့်စုံရှိစေရမယ်အလုတ်သမားကောင်းဆောင်ရဲ့အသက်ရှူတန်တွေကပြင်းထန်လာခဲ့ရပြီဗျာသူဟာဒါဟာတာမန်တိုင်းတစ်ခုမဟုတ်ပဲစစ်တပ်တုံးအစင်းမြင့်ခံတက်မျိုးရိုးကြီးတစ်ခုဆိုတာကိုချက်ချင်းသဘောပေါက်လိုက်တာကိုသူကခေါင်းကိုမော့လိုက်ပြီးမျိုးလုံးထဲမှာတော့ပြတ်သားလာတဲ့တနိဋ္ဌာန်တွေကတောက်လောင်လို့နေခဲ့ပြီးကျွန်တော်အပီးစီအောင်မြအောင်လှုပ်ဆောင်ပေးပါမယ်ခင်ဗျာသူကမြေပုံကိုမြဲမြဲကင်ပြီးလုပ်ငန်းခွင်စီကိုတဟုန်ထိုးပြန်ပြေးသွားတော့တယ်ထို့နောက်အဓိကအင်ဂျင်နီယာတွေကိုချက်ချင်းစုစည်းပြီးဒီဇိုင်းအသစ်ကိုတစ်ချက်ချင်းစီအသေးစိတ်ရှင်းလင်းချပြတော့တာပေါ့မကြခင်မှာပဲကောင်းကင်ရန်ကြီးကဖြည်းဖြည်းချင်းလင်းပွင့်လာခဲ့ပြီဗျာအလုတ်သမားတွေရဲ့မျက်လုံးတွေကတော့တညလုံးမအိပ်ရတာမှုတွေးကြောတွေထင်ပြီးရဲပန်းနေခဲ့ပေမဲ့သူတို့ရဲ့မျက်နှာပေါ်မှာတော့ပင်ပန်းတွန်းနေတဲ့အရေးရောင်တစ်စက်ကလေးတောင်မရှိဘူးဗျအလုပ်တစ်ခုကိုအောင်မြင်အောင်ပြီးဆုံးအောင်မြင်လိုက်ရတဲ့တက်ကြွမှုတွေပဲရှိနေတာအခုဆိုရင်အောက်ခြေကွန်ကရစ်လောင်းတဲ့အလုပ်တွေအားလုံးပြီးဆုံးသွားခဲ့ပြီလေအင်ဂျင်နီယာတွေကတော့မြေပုံကိုဝိုင်းကြည့်ရင်းနဲ့ထူးဆန်းတဲ့ပုံစံရှိတဲ့တံမဏိပုံစံခွက်တွေကိုစတင်ထုတ်လုပ်နေကြပြီဗျဒီပုံစံခွက်တွေကိုဒရိုင်းရဲ့တန်ကူကွန်ကရစ်အယိုးကောင်းတွေရဲ့ကြားထဲမှာညှက်ပြီးတက်ဆင်ရမှာပါကွန်ကရစ်တွေလောင်းထည့်ပြီးတာနဲ့အဲ့ဒီပုံစံခွက်တွေကြောင့်တနက်ပြပောက်တွေနဲ့အတွင်းပိုင်းစင်ကြံလန်းတွေကအလိုလျောက်ပုံပေါ်လာမှာဖြစ်ပါတယ်ဆောက်လုပ်ရေးရဲ့ရှုပ်ထွေးမှုအဆင့်တန်းကအစပေါင်းများစွာမြင်မသွားခဲ့ရပြီဗျဒါပေမဲ့ဘယ်သူတူတယောက်မှညီးညွတ်ခြင်းမရှိကြဘူးဘာလို့လဲဆိုတော့ဒီတိုင်းကြီးဟာသူတို့ရဲ့မိသားစုတွေရှင်တန်ရက်တည်နိုင်ဖို့အတွက်တခုတည်းသောမျှော်လင့်ချက်ခါဆိုတာကိုလူတိုင်းကောင်းကောင်းကြီးသိနေကြလို့ပဲလေမကြခင်မှာပဲ green ဆက်ကြီးကနေပထမဆုံးတိုင်းပိုင်းစာကြီးကိုလေထဲကိုမြောက်တင်လိုက်ပြီးအောက်ခြေအုံမြစ်ပေါ်ကိုတိကျစွာနဲ့ချပစ်လိုက်တော့တဲ့အစင်သင့်ပြင်ထားတဲ့တန်ကူအယိုးကောင်းတွေနဲ့ကွက်တိလာပြီးချိတ်ဆက်မိသွားတာပေါ့အဲ့ဒီအခြေအနေကိုမြင်လိုက်ရတော့လုပ်ငန်းခွင်တစ်ခုလုံးမှာမိုးချိတ်တံမှာဟင်းကနေအော်ဟစ်အောင်ပွဲခံတန်တွေထွက်ပေါ်လာခဲ့ရပြန်ပြီးဗျအလုပ်သမားတွေဟာလက်ထက်ကကရိယာတွေကိုလေထဲမြောက်ပြီးဝေ့ရမ်းနေကြသလိုအချို့ရဲ့ရဲပန်းနေတဲ့မျက်လုံးတွေထဲမှာတော့မျက်ရည်တွေတောင်လဲနေရှာတယ်ဗျသူတို့တွေဟာမိမိတို့ရဲ့လက်နဲ့တိဆောက်ခဲ့တဲ့ရလဒ်ကိုကြည့်ပြီးရင်ထဲမှာလှိုက်လိုက်လဲခံစားနေကြရတာပေါ့ဂျာနယ်ဆိုင်လဲလဲကိုဖြတ်တန်းသွားကြတဲ့စစ်သားတွေဟာလည်းမတ်တက်ရက်ပြီးပစက်ကြီးအဟောင်းသားနဲ့အံ့ဩမြင့်သက်စွာကြည့်နေကြရပြီးဗျတိုင်းကြီးရဲ့အရှိန်ဟုန်နဲ့တောင်းတင်းခိုင်မာလာတဲ့ပုံစံကြီးကိုကြည့်ပြီးလူတိုင်းကအမခံဖြစ်နေကြတာပေါ့ကွက်တီပဲအဲ့ဒီအချိန်မှာတင်အစားတောက်တွေရဲ့မှုကြိုင်လာတဲ့အနက်အသက်ကလေထဲမှာထပ်မံပြက်လွတ်လာခဲ့ပြန်တဲ့နိုင်တင်ကေးရဲ့အတန်ကလည်းထွက်ပေါ်လာတာပေါ့ကဲလူတိုင်းမနဲ့စာလာစားကြတော့ဟဲ့စပွဲတွေပေါ်မှာတော့အစားတောက်တွေအပြည့်စုံရှိနေတာဗျာပူပူနွေ့နွေ့ထမင်းဆန်ပြုတ်တွေနဲ့ပေါင်းဦးတွေကနေလက်လက်ဆက်ဆက်ထွက်လာတဲ့အသားပေါက်စီပူပူနွေ့နွေ့ကြီးတွေပေါ်အလုတ်သမားတွေဟာလက်နက်တွေကိုချပြီးဘယ်သူမှပြောစရာမလိုပဲတန်းစီလိုက်ကြတော့တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဘယ်သူမှငတ်မှုနေတယ်လို့မျိုးအငမ်းမရမစားကြတော့ဘူးဗျာသူတို့တွေဟာကဘာမပြတ်ခင်တုန်းကအေးချမ်းလာတဲ့လူနေမှုဘဝကြီးပြန်လည်ရောက်ရှိလာတယ်လို့မျိုးတလုတ်ချင်းစီကိုဖြည်းဖြည်းချင်းဝါပြီးအရသာကိုစိန်နဲ့ခံစားစားတောက်နေကြတော့တာပေါ့ကျွန်တော်ဆိုင်ထဲကနေအပြင်ကိုလှမ်းထွက်လိုက်ပြီးနိုင်တင်ကေးကိုတကားဝစီကိုခေါ်လိုက်တယ်ငါဒီနေရာကနေခဏထွက်သွားအောင်မယ်10နှစ်နာရီလောက်ကြာလိမ့်မယ်ငါမရှိတဲ့အချိန်တွင်းမှာတော့ဒီနေရာရဲ့အခွင့်အာဏာအားလုံးကိုမင်းကိုလွှဲအပ်ခဲ့မယ်ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့လုံးဝမရက်တန့်စေနဲ့အခြေစိုက်စခန်းလေးခုရဲ့ကာကွယ်ရေးကိစ္စတွေကိုလည်းစနစ်တကျညှိနှိုင်းကြိုက်တွေ့ပြလိုက်ဦးပြီးတော့လူအင်အားကိုလည်းဆက်ပြီးတော့တိုးချဲ့900လူဦးရေအတွက်စိုးရိမ်မနေနဲ့ငါတို့ရဲ့စီစစ်ရေးကိုဖျက်ကျော်နိုင်တဲ့လူမှန်သမျှအကုန်လုံးကိုအလုပ်ထဲထည့်သွင်းပစ်လိုက်နိုင်တင်ကေးကပြတ်သားလာတဲ့လေတံနဲ့ပြန်လဲဖြေချတယ်နားလည်ပါပြီဆရာကြီးကျွန်တော်ပြပန်းခန့်ပြလှုပ်ရှားနေတဲ့အုံကြွားလာတဲ့မြင်ကွင်းကြီးကိုနောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်ပြီးဆိုင်ထဲကိုပြန်ဝင်ခဲ့ကကဘာကူပြောင်းခြင်းစနစ်ကိုချက်ချင်းစတင်လိုက်တော့တယ်လက်ရှိကဘာစီကိုပြန်လဲရောက်ရှိပြီးနိုင်ဝက်ကြမှာတော့ကျွန်တော်နိုဗာစတာနီးပညာအဆောက်အုံစီကိုရောက်ရှိလာခဲ့ပြီဗျာဂီယာကတော့တကားဝမှာတယ်အသင်းဆောင်ဆိုင်နေတာပေါ့ဥက္ကဋ္ဌကြီးဒရိုက်တာကျန်းနဲ့သူ့ရဲ့အဖွဲ့ဝင်တွေကအပေါ်ထပ်စီဝေးခန်းထဲမှာအသင်းရောက်ရှိနေပါတယ်ရှင်ကျွန်တော်ကောင်းကြီးပြလိုက်ပြီးဂီယာရဲ့အနောက်ကနေအပေါ်ထပ်ကိုလိုက်ဝင်ခဲ့တယ်ခဏကြာမှာတော့အစီဝေးခန်းထဲကိုဝင်လိုက်တာနဲ့ကလထိုင်ပေါ်မှာတည်ငြိမ်စွာထိုင်နေတဲ့လူလက်ပိုင်းအမျိုးသားတစ်ယောက်ကိုမြင်တွေ့လိုက်ရတာပေါ့သူကတော့စွမ်းရင်ဖြူရိုကဒရိုက်တာကျန်းပဲဖြစ်ပြီး
သူ့ရဲ့အနောက်မှာတော့အတွင်းရေးမှူးတယောက်မတ်တရက်နေတဲ့ဒရိုက်တာချမ်းကကျွန်တော်ကိုမြင်တာနဲ့မတ်တရက်လိုက်ပြီးအိုးမောင်မိုင်လိုတကယ်ကိုငငယ်ရွယ်ရွယ်နဲ့အစွမ်းစားရှိလာတဲ့လူငယ်ပဲဗျာကျွန်တော်ကလည်းပြုံးပြလိုက်ပြီးလက်လန်းပြနှုတ်ဆက်လိုက်တဲ့ဒရိုက်တာချမ်းတွေ့ရတာဝမ်းသာပါတယ်ဗျာကျွန်တော်တို့တွေနေရာယူထိုင်လိုက်ကြပြီးတာနဲ့ဒီကကုမ္ပဏီရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေကိုစတင်ပြီးရှင်းလင်းချပြတော့တာပေါ့ဒရိုက်တာချမ်းကတကယ်ကိုအာရုံစိုက်ပြီးနားထောင်နေတယ်လို့သူ့ရဲ့အတွင်းရေးမှူးကလည်းမဆုစာအုပ်ထဲမှာတစ်ဖြက်ဖြက်နဲ့အမြန်ဆုံးလိုက်ပြီးမှတ်သားနေရှာတယ်ဗျာမိနစ်15မိနစ်လောက်ကြာပြီးတဲ့နောက်မှာတော့ကီရာရဲ့ရှင်းလင်းတင်ပြမှုပြီးဆုံးသွားခဲ့ပြီးဒရိုက်တာချမ်းကပထမဆုံးစကားစပြောလာတော့တယ်ကျွန်တော်ဤပညာဆိုင်ရာအစီရင်ခံစာကိုဖတ်ပြီးပါပြီတကယ်ကိုတော်လှန်ရေးဆန်လာတဲ့ဤပညာအသစ်တစ်ခုဆိုတာတန်တရားဖြစ်เสียမလိုပါဘူးဗျာဒါပေမဲ့ကျွန်တော်သိချင်တာကတော့ဒီဤပညာရဲ့မြစ်ဖြတ်ခံရအရင်းမြစ်ကတကယ်ကိုယုံကြည်စိတ်ချရမှုရှိရလားအနာဂတ်မှာနောက်ထပ်အဆင့်မြင့်တင်မှုတွေကောအာမခံချက်ရှိရလားပြီးတော့ထုတ်လုပ်မှုပမာဏကိုကောဘယ်လောက်အထိမြင့်မြတ်ဆက်ဆံပြန်လဲထူထောင်နိုင်မှာလဲဆိုတာပါပဲထိုစကားကြောင့်ကီရာတယောက်ချက်ချင်းပဲစိုးရိမ်စိတ်နဲ့ကိုခန္ဓာကြီးတောင်းတင်းသွားခဲ့ရပေမဲ့ကျွန်တော်ရဲ့မျက်နှာအမူအရာကတော့တစ်စက်ကလေးတောင်ပြောင်းလဲမသွားဘူးဗျာကျွန်တော်ခက်အေးအေးပဲပြန်လဲတုတ်ပြန်လိုက်တယ်ဒရိုက်တာချမ်းဤပညာရဲ့မြစ်ဖြတ်ခံရကတော့ကျွန်တော်တို့ကုမ္ပဏီရဲ့စီးပွားရေးလှုပ်ဝက်ချက်ဖြစ်တာမို့ထုတ်ဖော်ပြောကြားဖို့အဆင်မပြေပါဘူးဗျာဒါပေမဲ့ကျွန်တော်အာမခံပေးနိုင်တာကတော့ဒီနည်းပညာတစ်ခုလုံးဟာကျွန်တော်ကိုယ်တိုင်လုံးဝစီမံခန့်ခွဲကင်တွယ်ထားတာဖြစ်ပြီးမူပိုင်ခွင့်အငင်းပွားမှုဆိုတာလုံးဝ0ရှိမှာမဟုတ်ပါဘူးအဆင့်မြင့်တင်မှုအပိုင်းကတော့အခုကလေးကပြစ္စမမျိုးဆက်ခါတိစီမံကိန်းတွေအပြည့်စုံဆွဲထားပြီးသားပါထုတ်လုပ်မှုကိုတော့တလအတွင်းမှာပဲအပြတ်တက်ပြန်လဲစတင်နိုင်စွမ်းရှိပါတယ်ကျွန်တော်တို့ကိုနည်းနည်းလောက်နှောင့်နှေးစေမဲ့အရာဆိုလို့တချို့တော့အုပ်ချုပ်ရေးပိုင်းဆိုင်ရာအတည်ပြုချက်တွေပဲရှိတာပါထိုစကားကိုကြားရတော့ဒရိုက်တာချမ်းရဲ့နှက်ခမ်းထောက်မှာသဘောကျလာတဲ့အပြုံးလေးတစ်ခုပေါ်ထွက်လာခဲ့ပြီးသူကဆက်ပြောလာတော့တယ်အဲ့ဒီအတည်ပြုချက်ကိစ္စတွေအတွက်တော့မောင်မိုင်လိုအနေနဲ့စိုးရိမ်ပူပန်နေဖို့လုံးဝမလိုပါဘူးဗျာဒါပေမဲ့ကျွန်တော်ဘက်ကနေခင်ဗျားတို့အတွက်အကြံပြုချက်တစ်ခုတော့ပေးချင်တယ်ဗျဒရိုက်တာချမ်းကကော်ဖီခွက်ကိုအသာချရင်းလေးနဲ့တဲ့လေးတန်းနဲ့ဆက်ပြောလာတယ်ဗျာနိုင်ငံတော်အစိုးရအနေနဲ့ခင်ဗျားတို့ရဲ့နည်းပညာအသစ်မှာဖက်ဆက်လုပ်ငန်းအဖြစ်ရင်းနှီးမြှုပ်နှံခြင်းနဲ့ငါတို့အတူတူပူးပေါင်းပြီး Nova Battery တွေကိုထုတ်လုပ်ကြမယ်အဲ့ဒီအတွက်ခင်ဗျားတို့ဘက်ကပြန်ရမှာကတော့နိုင်ငံတော်အစိုးရရဲ့အလုံးစုံသောမူဝါဒပိုင်းဆိုင်ရာပံ့ပိုးကူညီမှုတွေပဲဖြစ်တယ်ဒီစကားကိုကြားလိုက်ရတော့ဘေးနားကကီရာတယောက်ရင်းနှမတမနဲ့ကျွန်တော်ကိုလှမ်းကြည့်ရှာတယ်ဗျဒါဟာဘာကိုဆိုလို့လဲဆိုတာသူမှကောင်းကောင်းကြီးသဘောပေါက်တာပေါ့အစိုးရဟာ Nova Star ကိုဝါမျိုးပြီးအဓိကအကြဆုံးအနှစ်သာရနည်းပညာကြီးကိုလက်ဝါးကြီးအုပ်ရယူချင်နေတာလေဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျွန်တော်ခက်အေးအေးပဲပြုံးလိုက်ပြီးတုတ်ပြန်လိုက်တယ်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အဆိုပြုချက်ပဲဗျာဒါပေမဲ့ဒရိုက်တာချမ်းတခုတော့အထင်လွဲနေပုံရတယ်နော်ကျွန်တော်ဒီနေ့ဒီနေရာမှာထိုင်နေတာကအစိုးရစီကနေအကူအညီလာတောင်းနေတာမဟုတ်ဘူးဗျာကျွန်တော်ကဒီနိုင်ငံအတွက်တကမ္ဘာလုံးရဲ့စွမ်းအင်ဒေါ်လာရေးကိုဥဆောင်နိုင်မဲ့အခွင့်အရေးကြီးတစ်ခုကိုလာပြီးပေးအပ်နေတာဗျာပူးပေါင်းဆောင်ရွက်မှုအပိုင်းအတွက်ဆိုရင်တော့စစ်ဘက်ဆိုင်ရာနဲ့အမျိုးသားမဟာဗျူဟာမြောက်အော်ဒါတွေအတွက်ပဲတည်တံ့ရည်ရွယ်တဲ့အယောင်ကုမ္ပဏီအသစ်တစ်ခုကိုပဲတည်တံ့တည်ထောင်ပေးနိုင်မယ်ပြီးတော့အဲ့ဒီကုမ္ပဏီရဲ့ရှယ်ယာကို10%ကို Nova Star နည်းပညာကပဲပိုင်ဆိုင်ရမယ်ဒါကကျွန်တော်ရဲ့နောက်ဆုံးစီးပဲထိုစကားလဲဆုံးရောအစည်းအဝေးကမှတစ်ခုလုံးရဲ့လေထုဟာဘုံခန့်နဲ့ရေခဲမတ်ကြီးအေးခဲသွားခဲ့ရပြီးဗျာဒရိုက်တာချမ်းရဲ့မျက်နှာကြီးကလည်းတိတိတတ်တာကိုမင်းမောင်သွားတော့တာပေါ့သူကလေတံကိုခက်ဆက်ဆက်လေးပြောင်းပြီးချင်းချောက်တယ်လို့ပြောလာတယ်မောင်မိုင်လိုအစိုးရရဲ့တရားဝင်အတည်ပြုချက်မရဘဲနဲ့ခင်ဗျားတို့ရဲ့ဘက်ထရီတွေကဒီအဆောက်အုံပြင်ပကိုခြေတလန်းတောင်ထွက်နိုင်ပါမလားကျွန်တော်ကတော့ကလတ်ထိုင်နောက်မိကိုအသားရမိချလိုက်ပြီးလုံးဝပေါ်ပါအေးစေးတဲ့ပုံစံနဲ့ဒရိုက်တာချမ်းဘယ်အရာကပိုပြီးအရေးကြီးတယ်လို့ထင်လဲဗျာစက်ကူပေါ်ကအတည်ပြုချက်လက်မှတ်တွေလားဒါမှမဟုတ်ဒီနိုင်ငံကြီးကိုစွမ်းရည်မိခုံမှုဘဝကနေထာဝရလွတ်မြောက်သွားစေမယ့်အခွင့်အရေးလားကျွန်တော်တို့ရဲ့ပစ္စမမျိုးဆက်နည်းပညာကအခုမိတ်ဆက်ထားတဲ့ Nova တက်အထက်စွမ်းရည်တိတ်တိစသုံးစမကပိုပြီးမြင်ပါတယ်ဗျအခုဆိုရင်စံတက်ထုတ်လုပ်မှုအဆင့်ကိုတောင်ရောက်နေပြီးကျွန်တော်ရဲ့နည်းပညာကဒီအဆောက်အုံထဲမှာတင်ဆက်ပြီးရှိနေနိုင်တယ်လို့မျိုးပဲတခြားကမ္ဘာနိုင်ငံတွေစီကိုလည်းအချိန်မရွေးလွယ်လွယ်ကူကူရောက်ရှိသွားနိုင်တယ်ဆိုတာတတိယစီခြင်းနဲ့ထိုစကားကြောင့်ဒရိုက်တာချမ်းရဲ့ကြောရိုးတဲ့အထိစိတ်ခံနဲ့အေးခဲသွားခဲ့ရပြီဗျအကယ်၍ဒီနည်းပညာသာတခြားနိုင်ငံတွေစီကိုထွက်သွားခဲ့ရင်ဖြစ်လာမယ့်အကျိုးဆက်နဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကသူဘလို့မှမခံနိုင်မယ့်အရာမို့လို့ပဲလေဒီမှာလုံးလာတဲ့အခြေအနေကြီးကခဏတာကြာမြင့်သွားပြီးနောက်ဒရိုက်တာချမ်းကဝုန်းကနေမတက်ရက်လိုက်ပြီးကျွန်တော်ကိုဖုန်းတစ်ချက်လောက်ဆက်ခွင့်ပြုပါဦးသူကဖုန်းကိုထုတ်ပြီးအစည်းအဝေးကအပြင်ဘက်ကိုကပြားကရလှမ်းထွက်သွားတော့တဲ့မိနစ်ပိုင်းလောက်ကြာပြီးတဲ့နောက်မှာတော့သူခန်းထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးသူကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးမောင်မိုင်လိုခင်ဗျားတောင်းဆိုတဲ့စီကံချက်အားလုံးကိုငါတို့ဘက်ကသဘောတူပါတယ်ဒါတင်မကသေးဘူးနိုင်ငံတော်အစိုးရအနေနဲ့ခင်ဗျားတို့လိုအပ်တဲ့ပံ့ပိုးကူညီမှုမှန်သမျှကိုအကန့်အသတ်မရှိပေးအပ်သွားမှာဖြစ်တယ်ဗျာကျွန်တော်ကတော့အပြုံးလေးနဲ့လက်ကိုဖြည်းဖြည်းချင်းလှမ်းထုတ်ပေးလိုက်ရင်ဒါဆိုရင်တော့အတူတူစီးပွားရေးလုပ်ရတာတကယ်ကိုဝမ်းသာစရာပဲဗျာဒရိုက်တာချမ်းကဒါကိုမြင်တာနဲ့အသက်ရှူချနိုင်သွားတယ်လို့မျိုးကျွန်တော်ရဲ့လက်ကိုပြပြတလဲနဲ့မြင်းမြန်စွာပြန်လဲဆုပ်ကိုင်နှုတ်ဆက်လိုက်ပါတော့တယ်